看du真的地不亚大片月飘满千年没看du真的地偏了千年掏心上地在线du真的地高年奈安大片亚多du啊，不，那都好别没情况呀。真的地陪呀一对那破咖啡月看的，真的地陪呀那片月飘满千年没看的，真的地偏了千年掏心上体的线的，真的地高年奈安那片呀多的，那都好别没寂寞呀，一个拜拜，真的地呀一对呢。真的地陪呀一对那破咖啡月看的，真的地陪呀那片月飘满千年没看的，真的地偏了千年掏心上体的线的，真的地高年奈安那片，好比萨拉那个呀，那都好比没听过呀，哎，不他妈拜拜，真的地陪呀一对呢。真的地陪呀一对那破咖啡月看的，真的地陪呀大片月飘满千年没看的，真的地偏了千年掏心上体的线的，真的地高年奈安那片呀多的，对不呀的拜托们，真的地陪呀一切是那钱。真的地陪呀一结束的那天有哪个啊别看咱呀喜悦高级呀别想你的真的地担心高呀手连接的别送的真的地为你的心给我你的心别那么丢了心别嘛全了就来了ဒါကျွန်တော်ကြွေးကြော်တဲ့သချင်းဖြစ်တယ်။ကြွေးကြော်တဲ့သချင်းဖြစ်တယ်။ဒီဟာတွေကငါအတွက်ဖြစ်တယ်။ဒီဟာတွေကကျွန်တော်အတွက်ဖြစ်တယ်။ဒီဟာတွေကကျမအတွက်ဖြစ်တယ်။ကိုယ့်ကိုကြိုးစားလို့တော့မဟုတ်ဘူး။ယေရှုခရစ်တော်ကြောင့်ကျွန်တော်မှာဒီဟာခံစားပိုင်ခွင့်ရှိတယ်။ဒီကိစ္စတွေကျွန်တော်မှာဖြစ်ပိုင်ခွင့်ရှိတယ်။ဒါတွေဟာကျွန်တော်အတွက်ဖြစ်တယ်။ကျမအတွက်ဖြစ်တယ်ဆိုမှဝန်ခံတဲ့သချင်းဖြစ်တယ်။ဝန်ခံရင်နဲ့မှအချင်းတွေကတော့ကောင်းချင်မှကောင်းပါလိမ့်မယ်။ဒါပေမဲ့ဝန်ခံရင်နဲ့ဒီဟာတွေကတကယ်ပဲအသက်တာထဲမှာဖြစ်လာပါလေပြန်ပြီးချီးမွမ်းကြရအောင်နော်ကျွန်တော်ဒီဘုရားရဲ့သွေးနဲ့ကျွန်တော်ဒီဘုရားရဲ့သွေးနဲ့ပို့ခါပေး၍ခံသူကျွန်တော်ဒီဘုရားသားဖြစ်၍ဖြောင့်မတ်ခြင်းနဲ့အမွေခံသူကျွန်တော်ဒီအပြစ်လို့ခြင်းနဲ့ထောင်စင်ဆုံးထိအသက်ရှင်သူကျွန်တော်ဒီကောင်းကင်နိုင်ငံသားဖြစ်ရတော်သူကျွန်တော်ဒီဘုရား၏ကျေးဇူးသနာခြင်းကျွန်တော်ဒီဘုရား၏ကျေးဇူးသနာခြင်းကယူနာကိုအမြဲခံစားရရှိ၍ကောင်းကြီးကဖြစ်ရှာနေ
ထိုက်တန်လာတဲ့ယေရှုခရစ်တော်ရဲ့အသွေးနဲ့ရွေးနှုတ်ခြင်းခံရတဲ့ကျွန်တော်ရွေးနှုတ်ခြင်းခံရတဲ့ကျွန်မဘယ်လောက်တော့လို့ရှိလဲထိုယေရှုခရစ်တော်အသွေးနဲ့ရွေးနှုတ်ခြင်းခံရလို့ကျွန်တော်တို့ကလွတ်မြောက်ခြင်းနဲ့နေ့ရက်တိုင်းမှာပျော်နိုင်တယ်အခြေအနေတွေဘယ်လောက်ဆိုးပါစေဝမ်းမြောက်ခြင်းနဲ့ကျွန်တော်တို့ပျော်ရွှင်မှုတွေအထဲမှာရှိတယ်အထဲမှာရှိတယ်လောကကြီးကိုအောင်းခြင်းနဲ့လောကကြီးကိုအခြေအနေတွေမကောင်းဘူးလောကကြီးမှာလည်းကိုယ်နိုင်ခြင်းလို့ဖြစ်နေမှာသို့တော့ယေရှုခရစ်တော်ကြောင့်ယေရှုခရစ်တော်အသွေးတော်ကြောင့်ကျွန်တော်တို့တွေဟာလောကကြီးကိုအောင်းခြင်းနဲ့အခွင့်ရှိတယ်ဖခင်ရဲ့သားဖြစ်တယ်ဖခင်ရဲ့သားဖြစ်တော်ကြောင့်ကောင်းကင်နိုင်ငံသားဖြစ်တယ်ကောင်းကင်နိုင်ငံသားဖြစ်တဲ့အတွက်ကောင်းကင်တကိုယ်တွေကျွန်တော်ခံစားနိုင်လို့ရှိတယ်ဝန်ခံကြရအောင်အစဆုံးကြဝန်ခံကြရအောင်ကျွန်တော်ဒီဖခင်ဤသွေးနဲ့ဖော်ခါပေး၍ခံသူကျွန်တော်ဒီဖခင်သားဖြစ်၍ဖြောင့်မတ်ခြင်းနဲ့အမွေခံသူကျွန်တော်ဒီအပြစ်လွတ်ခြင်းနဲ့ထာဝစဉ်အဆုံးထိအသက်ရှင်သူကျွန်တော်ဒီကောင်းကင်နိုင်ငံသားဖြစ်ရတော်သူကျွန်တော်ဒီဖခင်ဤယေရှုတနာခြင်းကယူနာကိုအမြဲခံစားရရှိ၍ကောင်းကြီးအပြည့်ရှမ်းနေသူကျွန်တော်ဒီတန်ရှင်းကောင်းမြတ်ဆုံးလင်းခြင်းနဲ့ပြည့်စုံသူကျွန်တော်ဒီဝိညာဉ်တော်စိတ်ကိန်းဝတ်နေတော်သူကျွန်တော်ဒီလုံးမြောက်ခြင်းနဲ့နေရတိုင်းတဲ့ရှင်သူကျွန်တော်ဒီဖရာဤဘုံနေရတိုင်းတိုင်းနေသူကျွန်တော်ဒီဝမ်းမြောက်ခြင်းနဲ့အခြေအနေတိုင်းတိုင်းရှိနေတော်သူလွတ်မြောက်ခြင်းနဲ့နေ့ရက်တိုင်းသက်ရှင်တဲ့သူကျွန်တော်ဒီလွတ်မြောက်ခြင်းနဲ့နေ့ရက်တိုင်းသက်ရှင်သူကျွန်တော်ဒီဖရာဒီဘုံနဲ့နေရတိုင်းတိုင်းဖြစ်နေသူကျွန်တော်ဒီဝမ်းမြောက်ခြင်းခြေနေတိုင်းတိုင်းရှိနေတော်သူတော်ဆိုတဲ့ဘုရားကကျွန်တော်ကျမတို့လိုမထိုက်တန်တဲ့အပြစ်သားတွေသူဘုရားကြီးဖြစ်ပါလေနဲ့ဆင်းလာပြီးတော့မှကျွန်တော်ကျမတို့အသေးခံခဲ့တယ်သူအသွေးနဲ့ကျွန်တော်တို့ရွေးယူခဲ့တယ်သင်္ချိုင်းမှာသူသေခဲ့တယ်3 ရက်မြောက်တဲ့နေ့မှာသူရှင်ပြန်ထမြောက်တဲ့ဘုရားဖြစ်တယ်အသက်ရှင်သောဘုရားဖြစ်တယ်ဒီဘုရားကိုကိုးကွယ်ရတဲ့ကျွန်တော်ကျမတို့ကအင်မတန်မှတန်နေပါပြီအင်မတန်မှတန်နေပါပြီအဲ့ဒီအပြင်ကျွန်တော်ဖယားသားဖြစ်ခွင့်ရှိတယ်ဖယားသမီးဖြစ်ခွင့်ရှိတယ်အသွေးတော်ကြောင့်ကျွန်တော်တန့်ရှင်းခြင်းခွင့်ကိုရှိတယ်အဲ့ဒီနောက်ပိုင်းမှာဖယားပေးထားတဲ့ပိုင်ဆိုင်သစ်နဲ့ပိုင်ဆိုင်ရတဲ့ဟာတွေဒီမှာတောက်လျှောက်ကျွန်တော်အဆအဆုံးတစ်ခေါက်ပြန်ပြီးမှယုံကြည်ခြင်းနဲ့ပြန်ဝန်ခံရအောင်ဝန်ခံကြရအောင်ကျွန်တော်မတ်တရက်ပြီးတော့ဝန်ခံကြရအောင်ဒီတစ်ချင်းကိုတကယ်ပဲဒီကိစ္စကငါဘဝမှာဖြစ်ကိုဖြစ်လာမှာဘာဖြစ်လို့ဆိုငါဒီယေရှုခရစ်တော်ကိုယုံတယ်ယေရှုအသွေးတော်နဲ့ရွေးဝယ်ထားတာငါလည်းပါတယ်ငါလည်းပါတယ်အဲ့ဒါကြောင့်ဒီကိစ္စကငါနဲ့လည်းဆိုင်တယ်ငါနဲ့လုံးဝသက်ဆိုင်တယ်ဝန်ခံကြအောင်အားရပါရဝန်ခံကြအောင်ကျွန်ုပ်ဒီဖျားကြီးတွေးနေကျွန်ုပ်ဒီဖျားကြီးတွေးနေဖို့ခါပေး၍ခံသူကျွန်ုပ်ဒီဖယားသားဖြစ်၍ဖြောင့်မတ်ခြင်းနဲ့အမွေခံသူ
ကျွန်ုပ်သည်အပြစ်လုပ်ခြင်းနဲ့ထောင်စဉ်အဆုံးထိအသက်ရှင်သူကျွန်ုပ်သည်ကောင်းကင်နိုင်ငံသားဖြစ်ရတော်သူကျွန်ုပ်သည်ဖယား၏ယေရှုသနာခြင်းကယူနာကိုအမြဲခံစားရရှိ၍ကောင်းကြီးများပြည့်စုံနေသူကျွန်ုပ်သည်သန့်ရှင်းကောင်းမြတ်ဆုံးလင်းခြင်းနှင့်ပြည့်စုံသူကျွန်ုပ်သည်ဝိညာဉ်တော်စင်ကြယ်ဝတ်နေတော်ကျွန်တော်အစဆုံးတစ်ခါပြန်မှဝန်ခံကြရအောင်ကျွန်ုပ်သည်ဖယား၏သွေးနဲ့ကျွန်ုပ်သည်ဖယား၏သွေးနဲ့အဖို့ခါပေး၍ခံသူကျွန်ုပ်သည်ဖယားသားဖြစ်၍ဖြောင့်မတ်ခြင်းနဲ့အမွေခံသူကျွန်ုပ်သည်အပြစ်လုပ်ခြင်းနဲ့ထောင်စဉ်အဆုံးထိအသက်ရှင်သူကျွန်ုပ်သည်ကောင်းကင်နိုင်ငံသားဖြစ်ရတော်သူတို့ယုံကြည်ကြအောင်တို့ဝန်ခံတဲ့ဟာကျွန်ုပ်သည်ဖယား၏ယေရှုသနာခြင်းကယူနာကိုအမြဲခံစားရရှိ၍ကောင်းကြီးများပြည့်စုံနေသူကျွန်ုပ်သည်သန့်ရှင်းကောင်းမြတ်ဆုံးလင်းခြင်းနှင့်ပြည့်စုံသူကျွန်ုပ်သည်ဝိညာဉ်တော်စင်ကြယ်ဝတ်နေတော်သူကျွန်ုပ်သည်လွတ်မြောက်ခြင်းနဲ့နေရတတ်တဲ့ရှင်သူကျွန်ုပ်သည်အရာဤပုံနှင့်နေရတိုင်းတိုင်းလင်းနေသူကျွန်ုပ်သည်ဝမ်းမြောက်ခြင်းအခြေအနေရာထက်တိုင်းရှိနေတော်သူကျွန်ုပ်သည်လောကကြီးကိုအောင်မြင်တော်ဝေပိုင်သူကျွန်ုပ်သည်ဆုံးရှုံးခြင်းထောင်စဉ်အမြဲကင်းလွတ်နေသူကျွန်ုပ်သည်ကြီးမြတ်ဆုံးလင်းထာဝရဆုံးရှိတဲ့တဲ့ရှင်တဲ့ကျွန်ုပ်သည်လွတ်မြောက်ခြင်းနဲ့နေရတဲ့ရှင်သူကျွန်ုပ်သည်လွတ်မြောက်ခြင်းနဲ့နေရတတ်တဲ့ရှင်သူကျွန်ုပ်သည်ရာဤဘုံနှင့်နေရတိုင်းတိုင်းလင်းနေသူကျွန်ုပ်သည်ဝမ်းမြောက်ခြင်းအခြေအနေရာထက်မှာပဲရှိအခြေအနေရာထက်မှာအမြဲရှိဟာလေလုယာဘုသူကြောင့်နဲ့ယေရှုကြောင့်ကျွန်ုပ်သည်လောကကြီးကိုအောင်မြင်တော်ဝေပိုင်သူကျွန်ုပ်သည်ဆုံးရှုံးခြင်းထောင်စဉ်အမြဲကင်းလွတ်နေသူကျွန်ုပ်သည်ကြီးမြတ်ဆုံးတဲ့ထာဝရဆုံးရှိတဲ့ရှင်တဲ့သူကျွန်တော်ခုဝန်ခံသွားတဲ့ကိစ္စတွေဘသူကြောင့်လဲဘသူကြောင့်လဲယေရှုကြောင့်ဘသူကြောင့်လဲယေရှုကြောင့်ကိုကြိုးစားလို့ရတာလုံးဝမဟုတ်ဘူးတော်တော်ယေရှုခရစ်တော်သုံးခဲ့တဲ့အသွေးတော်ကြောင့်ယေရှုခရစ်တော်ခံခဲ့တဲ့တရားတန်ချက်ကြောင့်ယေရှုခရစ်တော်လောက်ခဲ့ပေးပြီးသွားတဲ့အမှုရာကြောင့်ကျွန်တော်ဘုရားသားမှန်တယ်ဆိုရင်ခံစားခွင့်ပြရတယ်ရှိတယ်လွတ်မြောက်ခြင်းနဲ့ဒီရဲ့တိုင်းမှာအသက်ရှင်ရတာဖြစ်တယ်ကျွန်ုပ်သည်လွတ်မြောက်ခြင်းနဲ့နေရတတ်တဲ့ရှင်သူကျွန်ုပ်သည်မယားဤဘုံနှင့်နေရတိုင်းတိုင်းလင်းနေသူကျွန်ုပ်သည်ဝမ်းမြောက်ခြင်းခြေနေရတဲ့တိုင်းရှိတော်သူကျွန်ုပ်သည်ဖယား၏ဘုန်း Hallelujah Hallelujah Yes Yes ကျွန်ုပ်သည်ဝမ်းမြောက်ခြင်းနဲ့အခြေအနေရဲ့အထက်မှာ Hallelujah ကျွန်
နောက်ဆုံးတော့ပြန်ကြွေးကြအောင်ကျွန်ုပ်ဒီလွန်မြောက်ခြင်းနဲ့နေ့တိုင်းအသက်ရှင်သူ Hey ကျွန်ုပ်ဒီလွန်မြောက်ခြင်းနဲ့နေ့ရက်တိုင်းအသက်ရှင်သူကျွန်ုပ်ဒီဖယားဤဘုံနဲ့နေရတိုင်းနိုင်နေသူကျွန်ုပ်ဒီဝမ်းမြောက်ခြင်းအခြေအနေတိုင်းထက်နိုင်ရှိနေတော်သူဘသူကြောင့်လဲယေရှုကြောင့်ကျွန်ုပ်ဒီဖယားသားဖြစ်၍ဖြောင်းမှခြင်းနဲ့အမွေခံသူကျွန်ုပ်ဒီအပြစ်လွတ်ခြင်းနဲ့ထာဝစဉ်အဆုံးထိအသက်ရှင်သူကျွန်ုပ်ဒီကောင်းကင်နိုင်ငံသားဖြစ်ရတော်သူကျွန်ုပ်ဒီဝိညာဉ်တော်အစဉ်ကိန်းဝတ်နေတော်သူဘသူကြောင့်လဲယေရှုကြောင့်လွတ်မြောက်ခြင်းဝမ်းမြောက်ခြင်းအခြေအနေတွေအထက်မှာအေးစေးတော့ဖြစ်သွားတယ်နောက်တစ်ပုတ်လည်းနည်းနည်းအသစ်လေးပဲဖြစ်လိမ့်မယ်ဒါမဲ့ဒီဟွာလေးဟိုဂျင်းကောင်သိလားဂျင်းကောင်တန်လေဟိုမြက်ရဲ့ဂျင်းကောင်လေအဲ့ဒီချင်းလွယ်လေးပဲတစ်ခေါက်သွားလို့ရှိရင်ရပြီပြီးတော့မှအကတွေပါလာလိမ့်မယ်နော်အကတော့အေးစေးမှလာမယ်လောလောဆယ်တစ်ချင်းရောက်ရင်လုံးမယ်နော်
နဲ့ဒီမြစ်လဲမလဲဘူးကွာအဲ့ဒီမြစ်တာဘလို့မလဲပြိုနိုင်တဲ့ဒီမြစ်တာနော်အဲ့ဒါဂျင်းကောင်တယ်ဆိုတာမလဲပြိုနိုင်ဒီမြစ်တာကျန်တဲ့ဟာတော့ရိုးရိုးပဲပေါ့နော်အဲ့ဒီမြစ်တာရကွာတော်တော်ရှယ်ကြီးကွာဘလို့ဖြစ်ဘယ်အခြေအနေရောက်မလဲပြိုနိုင်မှုကွာနော်မလဲပြိုဘူးကွာအဲ့မလဲပြိုနိုင်တဲ့ဒီမြစ်တာနော်ကိုတော်တပါးတယ်ပဲဖယားကိုတော်တပါးတယ်အလုံးစုံပြန်ဖို့ကိုယ်ပဲချီးမွမ်းကြတယ်မလဲပြိုနိုင်ရဲ့မလဲပြိုနိုင်တဲ့ဒီမြစ်တာဟာလေပြန်ဆိုရကိုပြန်ဆိုကိုတော်တပါးတယ်ကိုတော်တပါးတယ်ပဲဖယားကိုတော်တပါးတယ်အလုံးစုံပြန်ဖို့ကိုယ်ပဲချီးမွမ်းကြတယ်မလဲပြိုနိုင်တဲ့မလဲပြိုနိုင်တဲ့ဒီမြစ်တာဟာလေလုယာကလေးနည်းနည်းလေးဟိုနည်းနည်းလေးတော့ပါမှာပေါ့နော်။ဘာဆိုကျွန်တော်တို့အကုန်လုံးကလေဟိုအမှန်တော့ဒီကရတဲ့ခုံနေဆိုတာလည်းဒါချီးမွမ်းခြင်းတစ်မျိုးပဲလေနော်။ဘယ်ရောက်ကျွန်တော်တို့အတန်နဲ့ချီးမွမ်းတီးပြီးချီးမွမ်းနေဟိုကပြီးခုံပြီးချီးမွမ်းနေပေါ့။ဒါပေမဲ့ကျွန်တော်ဟိုအကျန်းဗဒန်းကြီးမကပါဘူးပေါ့နော်။အကတော့သူညာလေးကိုမောရနေမှသူဥဆောင်ပြလိုက်မယ်။အဲလေကိုမောရစင်မောလေးနဲ့တက်လိုက်ပါမအားလုံးတွေ့အောင်လို့။ကဲလို့ဘယ်ဘက်ကနေညီညာလေးတန်စင်လေးလောက်ပါကိုဆိုင်ဘယ်ဘက်ကနေမသားဘယ်ညာမဟာဝါလို့ရှိရင်တိုက်ကြပါတော့မကုန်းချင်းတိုက်ကြပြီလုံးခရအောင်အဲ့ဒါကျွန်တော်ဘယ်ဘက်ကပဲစမယ်ဘယ်ညာမမရင်တိုက်ပြီပြန်လို့ရစားလေးတော့နော် ready က
ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အခုအလုံးထိုင်လို့ရပြီကျေးဇူးတင်တယ်ဒါဒီအခုက warming up လုပ်တာနည်းနည်းနှွေးသွားအောင်လေးတည်းမှာပြင်းနေပြီရောက်တာတချို့ကနေရလာဥရတယ်ဆိုတော့လေအစောကြီးလေးချင်းကပေါ့အစောကြီးရောက်လာတော့အဲအကြောင်းဆိုတော့အလူငွေကောက်ဖို့ရှိတယ်နော်အလူငွေကောက်ဖို့ဆီယာမတရားရောက်စကားပြောဦးမလားကိုဒါပြီအလူငွေကောက်ဖို့စကားပြောဦးမလားမပြောတော့ဘူးနော်ဟုတ်ပြီအဲ့ဒါဆိုအလူငွေကောက်မယ်တဲ့ဒီဘုရားကျောင်းအတွက်ပေါ့နော်အလူငွေကောက်မဲ့အချိန်မှာဂုဏ်တော်ချီးမွမ်းဖို့ရတဲ့တေးသံရှင်ဘုရားသားကဘာကျော်ကိုဂျေမီကိုဖိတ်ခေါ်ပါတယ်ကဘာကျော်အာမင်အာမင်အာမင်ခုလိုချစ်ချင်းမြတ်တာနဲ့ဝန်ခံပြီးတော့တခါလေယုံကြည်ခြင်းနဲ့ဘုရားထံမှာနော်ချစ်ချင်းမြတ်တာတက်ရောက်တာကိုလိုချင်လို့ရောက်လာကြတဲ့ဘုရားသားသမီးတွေနဲ့ကျွန်တော်လည်းအဲ့လိုမိတ်ဆက်ပေးတယ်ကျွန်တော်တို့ရဲ့ဘိုလ်ချုပ်ကိုယူရီကိုဘုရားသားရေးကောင်းကြီးပေးပါစေယေရုရှလင်မြို့အသက်ကမြို့သားတွေနဲ့တွေ့ရလို့ကျေးဇူးတော်ချီးမွမ်းတယ်နော်ခရစ်တော်အသွေးတော်နဲ့ရွေးဝယ်ခြင်းကိုခံထားတဲ့သူအရောက်ချင်းစီတိုင်းနဲ့ပြန်လည်ဆုံတွေ့ခွင့်ပေးလို့ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်အများကြီးမပြောပါဘူးတက်သေးပဲခံနေပါတယ်အရှင်း2လလောက်ကကျေးဇူးတော်ကြောင့်ဖလန်းမြို့ကိုသွားရောက်ပြီးတော့ဖခင်ရဲ့သတင်းကောင်းကိုဝင်ငှခွင့်ရတယ်ဟာလေလုယာကျေးဇူးတော်ကြောင့်ဖလန်းကိုသွားရတာဖြစ်တယ်ကျေးဇူးတော်သာမပါရင်ဖလန်းရောက်မှာမဟုတ်ဘူးကြောက်ထဲရောက်သွားလိမ့်မယ်ဟုတ်ချဲပြီးတွေလေအဲ့ရကြောက်ကြီးတွေကမသွားရဘူးပထမခေါက်တီးတိမ်သွားဟာခါသွားတော့ဆိုမိုးကလည်းရွာအရှိကကားမောင်းတဲ့ညီကလည်းသွားမမလိုလည်းတိတ်ကမပြောတတ်သူ့ဝိုက်ပါလည်းတိတ်ကမကောင်းကူဝိုက်ပါမကောင်းတော့သူခေါင်းကိုထွက်ပြီးတော့သူအဲ့လိုမောင်းသူတယောက်တည်းဟာခါလို့ပြောတယ်ဘာလို့ပြောလဲကတော့မကောင်းမကလည်းပြောတယ်ကျွန်တော်ကဘေးနာချင်းကြောက်ကြီးတွေအမြင့်ကြီးတွေဘလောက်တတ်တိရှိရှိအဲ့နေရာမှာအဲ့လိုကျွန်တော်လိုမျိုးသားကြောက်ကြီးဘေးနာမှာဗတင်းမောင်လေးနဲ့ထွက်ပြီးတော့ကားစီးရရင်တော့တကယ်ပြောတာဖယားနဲ့ရေလည်းမိသားတာဖွဲ့ပြသွားလိမ့်မယ်ဟောဖယားကတကယ်ကောင်းမြတ်တယ်ဟောသူ့ကိုမင်းနေတဲ့လူကိုသူ့ကိုတတိယအောင်အမြဲတမ်းလှုပ်ထားပေးတာဟာလေလုယာအဲ့ဒါကတော့ဟာခါပေါ့ဖလမ်ကြတော့မတူတော့ဘူးဘာကြောင့်လဲဆိုတော့ဖလမ်ကိုကျွန်တော်ထမင်းမဲ့ဝင်စားဘူးတာကိုပထမတစ်ခေါက်မှာအဲ့မှာမစားရင်လည်းဘယ်မှစားကြမှာမရှိဘူးဆိုတော့အဲ့ပထမကဖလမ်ကိုတကယ်ဖယားရဲ့ကျေးဇူးတော်ကြောင့်အမှုတော်ဆောင်ခွင့်ရတဲ့အချိန်မှာအဲ့လိုပြောလို့ကိုဆရာကြီးလို့ပြောတာမဟုတ်ဘူးကျွန်တော်ကခိုင်းလို့ပဲရမဟုတ်တက်သေးခံတဲ့ချီးမွမ်းတယ်အဲ့လိုပေါ့နော်ဖယားရဲ့ကောင်းမြတ်ကြောင်းဖယားလှုပ်တဲ့တက်သေးတွေကိုဝေငှတယ်နေ့လယ်ပိုင်းရောညပိုင်းရောပေါ့နော်ကျွန်တော်ခေါ်တဲ့အသင်းတော်ကတကယ် traditional နှစ်ချင်းအသင်းတော်ကြီးဖြစ်တဲ့အတွက်ကိုဘယ်လိုပြောမလဲ order call တွေပါခေါ်ရင်သူတို့ဘယ်နာနေရမှာမသိဘူးတခါမှ order call မခေါ်ဘူးသူတို့ကအဲ့လိုဆိုအလုံးဆူတောင်းပေးမယ်စက်ကပ်ပေးမယ်ထွက်ခဲ့ပါတော့အရှိမရရမှာမသိအကုန်လုံးစင်မော်တက်လာကြအုပ်လိုက်ကြီးအဲ့လိုမျိုးအဲ့နင်တို့ဘာလာလောက်တာလဲပေါ့နော်ကျွန်တော်မေးချင်တာသူတို့ပျော်ဖို့ကောင်းတာကတော့အလုံးလွတ်မြောက်ခြင်းအခွင့်ရတယ်ကတင်ချင်းဟိုတကယ်ရှင်းရှင်းလင်းလင်းနဲ့ဆရာဆန်ပြီးဟာဝေငှပြီးတကယ်သွန်သင်တဲ့အချိန်မှာအဲ့တွေကအမှုတော်ဆောင်ကြီးတွေပင်လင်းအဲ့တော့မှကတင်ချင်းရှင်းသွားတာကိုမြင်ရတယ်နော်ဒါမှမိုက်တယ်အဲ့ဒါတကယ်နော်ဖရားလုပ်တဲ့ဟာကိုကျွန်တော်မြင်ရတဲ့အချိန်မှာတစ်ချိန်တည်းမှာကျွန်တော်ကိုအမြဲတမ်းဖရားကဘယ်သွားသူက overtime ခိုင်းတယ် overtime ဆိုလေဘယ်မြို့ကိုသွားဒီအဲ့မြို့ရဲ့မြို့ကန်အသင်းတော်အပြင်အဲ့အချိန်မှတခြားအချိန်တွေကျွန်တော်နားတဲ့အချိန်တွေလက်ဖေးတောက်တဲ့အချိန်တွေမှာပင်လင်ကျွန်တော်ကိုဟိုတတ်ဆူတောင်းပေးဖို့တို့ဟိုမိဘမဲ့ကြီးဟာတို့ကျူရှင်လေးတို့မှာတရားဟောဖို့လည်းမဟုတ်ဘူးအဲ့လိုဝင်ငှဖို့နဲ့အဲ့လိုအမြဲတမ်းဆူတောင်းပေးဖို့ဆိုပြီးထူးဆန်းတဲ့အမြဲတမ်းခေါ်တယ်ကျွန်တော်ကျွန်တော်ချောင်းသာသွားတော့ဆိုချောင်းသာမှာလည်းအဲ့တိုင်းပဲဒီချောင်းသာလူငယ်နီလာခံအဲ့နဲ့ပြီးတော့အဲ့နာချောင်းသာမှာဖွင့်ထားတဲ့ NGO အဆောင်လေးတစ်ဆောင်မှာကျွန်တော်သွားပြီးဝင်ငှတော့ဝင်ကျင်တော့အကြီးကျယ်အလုပ်လုပ်တယ်ကလေးတွေအများကြီးလွတ်မြောက်ကြတယ်မင်းမျိုးတော့လည်းအဲ့တိုင်းပဲဒီတစ်ခေါက်ရောက်တော့မိဘမဲ့ကြီးဟာတော့မဟုတ်ဘူးမိဘမမဲ့ဘူးအဲ့ပုံကိုယ်တွေကကြတော့မိဘအရှင်လက်လက်ကြီးသူတို့တက်အသက်ကြီးပြီးအဲ့လိုအိမ်မှာအဲ့လိုမျိုးကြီးရှိနေသူတို့ကတော့အသက်ကတော့ကြီးနေပြီဒါပေမဲ့သူတို့မလွတ်မြောက်သေးဘူးတယောက်ကကြတော့မတောက်တော့ဘူးလွတ်မြောက်ပြီးဒါပေမဲ့နှစ်ပေါင်းများစွာရေလဲဆွဲခဲ့တဲ့အတွက်ကိုသူ့ဘိုက်ကြီးကကျွန်တော်ဘိုက်ထက်ကိုအရှိကိုအလောက်ကြီးထွက်နေတယ်လူကပိန်ပိန်လေးလူကပိန်အဲ့လိုလုံးဝပိန်ချုံပြီးဒါပေမဲ့ဘိုက်ကြီးကအရှိကိုအဲ့လိုမျိုးလေထိုးထားသလိုမျိုးလေ heavy အ
အချိန်တွေသိမကောင်းတော့ဘူးလို့လစ်တော့မဲ့အချိန်တွေမှာရှိဒါပေမဲ့သူ့ကိုဆူတောင်းပေးတယ်သူလွတ်မြောက်တယ်နောက်တစ်ယောက်ကြတော့နည်းနည်းစားတယ်ဘာကြောင့်လဲဆိုတော့ तू ကအခုထိတောက်တုံးမနက်9 နာရီပဲရှိသေးတယ် तू ကဒါမျိုးဖြစ်နေပြီအဲ့လိုမျိုးချိန်နေမခံဘူးအသက်အရွယ်ကျွန်တော်ဦးလေးလောက်ရှိနေပြီသူ့အဖေကအသင်းလူကြီးအသင်းတော်မှာအသင်းလူကြီးရဲ့သားကမနက်9 နာရီကတည်းကမူးနေပြီအဲ့လိုမျိုးသူနဲ့တနာပါတယ်ကျွန်တော်သားကိုတဲ့ဆူတောင်းပေးပါတဲ့သူပြောတယ် तू ကအရင်ပြောတာမဟုတ်အဲ့အသင်းဥစရာအရင်ပြောတာအဲ့ဖလန်းကအသင်းဥစရာဒီအသင်းလူကြီးရဲ့သားတယ်မလွတ်မြောက်နိုင်ဘူးတဲ့ကိုချင်းမီဆူတောင်းပေးပါဆိုတော့ကျေးဇူးတော်ကြောင့်ဖျားသုံးတယ်ဖျားအရန်အလုပ်လုပ်တယ်ဟိုကျွန်တော်ဒီလိုပဲရိုးရိုးပဲအရန်ကြီးကျွန်တော်အစာမရှောင်ဘူးကျွန်တော်အရန်ကြီးဖျားနဲ့ချိန်လုံးဟိုလိုမျိုးကြီးဒူးထားပြီးချိန်လုံးဟိုမျက်မှောက်တော်ထဲမှာရာကာရှိစရိယာပါထဲမှာအရန်ကျွန်တော်မပါဘူးကျွန်တော်ကအာမတိုက်ပွဲဝင်တာအဲ့ဒါကိုလည်းဘုရားသင်ခြင်းတာဘာလို့တော့အဲ့အာမတိုက်ပွဲဝင်တဲ့အကျင့်ကိုဘုရားကအမြဲတမ်းကျွန်တော်ကိုသတိပြနင်းသတိထားနော်နင်းသတိထားနော်နင်းစက္ကန့်နော်နင်းကိုမထိုက်တန်မဲနဲ့ငါသုံးနေတာအဲ့ဒါကိုကျွန်တော်ကအခွင့်ကောင်းယူပြီးတစ်ခါလေးကြာပျော်နေသေးခဲလုံးနေလေဘာလို့သေမသေတော့လားဟာလေလုယာနော်ယေရှုကကျွန်တော်တို့သေပေးပြီးသွားပြီလေအဲ့ကျွန်တော်ပျော်ပြီးအဲ့ဒါအဲ့တိုင်းသွားနေတဲ့အချိန်မှာအဲ့လိုမျိုးသွားတော့မဆူတောင်းပေးရတော့မဆိုကျွန်တော်ကြောက်ပြီးအဲ့ဒါအရက်ခွဲမှာကြောက်တာဟုတ်ကိုဆူတောင်းပေးလို့မပြောင်းရမလို့လုံးလေအဲ့မဲ့ကိုဆူတောင်းပေးလို့ပျောက်တာလည်းမဟုတ်ပြောင်ယေရှုလုပ်လို့ပျောက်တာဖြစ်တယ်ဆိုတော့အဲ့ဒီညီကိုကြီးဒုတိယအိမ်ကိုကျွန်တော်ရောက်တော့ကျွန်တော်တော်တော်ကျွတ်တယ်ဘာကြောင့်လဲဆိုတော့ तू ကလည်းကျွတ်တယ်ဆိုတာကြောက်တယ်လို့ပြောတာမသိမှဆိုလို့လေဟိုဟာ तू စမဲရလည်းတော်တော်မွေးကြိုင်နေပြီလေမနက်9 နာရီမှဆိုတော့ပြီးရင်ဘာသွားပြောရမလဲအသက်ရွယ်ကြီးကကို့အဖေရွယ်ကြီးအဲ့ဒါကျွန်တော်ဆူတောင်းတယ်ကိုတော့ဘာပြောရမလဲဆိုဘုရားတန်အောင်နားထောင်ရင်ထူးဆန်းတယ်ဖះလုံးရင်လေကိုပြောချင်တာတခုမှမထွက်ဘူးဖះပြောခိုင်းတာပဲထွက်သွားတယ်အဲသူ့ကိုကျွန်တော်ရိုးလေးပဲထိုင်ခိုင်းပြီးတော့လေ तू အာနာ तू အရန်ရှက်နေပါတော့ तू ကိုလာဆူတောင်းပေးဆိုတော့ तू သိတယ်လေမှတ်ထားပါအယက်သမားတွေဘိန်းသားတွေကိုပြောင်းလဲစေခြင်းဆူတောင်းရင်လေ तू အပြစ်သားလို့ဘယ်တော့မှမဆက်ဆံနဲ့ तू ကိုချစ်ချင်းမြတ်တာပဲဗျကျွန်တော်ဘာမှမပြောဆိုဟုတ်ကဲ့ဦးလေးတို့ဦးလေးရွယ်ဦးလေးတို့ရတယ်ထိုင်လို့ဘာမှမပြောကျွန်တော် तू လိုပဲ तू လည်းရှက်တော့ तू ဘာရင်စပြလဲဆိုဟုတ်တယ်တဲ့အသင်းလူကြီးရဲ့သားဖြစ်ပြီးအဲ့လိုဖြစ်နေရတာကျွန်တော်လည်းရှက်နေတယ် तू ပြောသနာပါတယ် so ကျွန်တော်လည်းရင်တော့စော်တယ်လို့ကျွန်တော်မနက်9 နာရီလဲကျွန်တော်ချတယ်လို့မနက်ည 3 AM ထိကျွန်တော်တော်တော်တွေ့တယ်လူလို့အရန်တောက်တာလို့ဒါပေမဲ့တောက်ပြီးွားပြီးအဲ့အာနိသင်ပြဲပြီးဆိုရင်အရန်ဒုက္ခရောက်တယ်လို့အရန်နာကြရင်အရန်ဖြားနာတယ်ပြီးရင်နောက်နေ့ကျပြန်တောက်ကျင်လာပြန်အောင်ပြီးရင်များလာရင်ဒီစီးအိမ်တွေကြောက်ကတွေကတိတ်အစ်စ်မပြေဘူးလို့အဲ့တော့ဘာဖြစ်လဲအချိန်လုံးတောက်နေတာတောက်ရင်များလာဘာဖြစ်လဲပတ်စံကုန်လာဟောလို့ပတ်စံကုန်လိုက်တောက်ရင်ပတ်စံပြန်ချားလဲတောက်ရင်တပြေးပြေးနဲ့ဘာဖြစ်လဲသိရမကောင်းတော့အဲ့လိုပဲကျွန်တော်တမျိုးတည်းမဟုတ်ဘူးလို့ဒါပေမဲ့တနေ့ကျတော့ကျွန်တော်သတင်းကောင်းကြားတယ်လို့နင်လုပ်တဲ့အပြစ်တွေကငါ့ရဲ့ချစ်ချင်းမြတ်တာတာရွေကြီးတယ်ဆိုတော့သတင်းကောင်းကိုကြားတဲ့အချိန်မှာကျွန်တော်ရိုးလေးဝန်ခံလိုက်တာလို့အဲ့ဒီနေ့မှာကျွန်တော်တကယ်လွတ်မြောက်ချင်လာတဲ့နှလုံးသားဖြစ်တဲ့ကျွန်တော်ဆက်ကပ်လိုက်တယ်ကိုတော့တကယ်အသက်ရှင်တယ်ဆိုရင်ကျွန်တော်ကိုတကယ်ချစ်တယ်ဆိုရင်ကျွန်တော်ကိုလွတ်မြောက်စေပါဆိုတဲ့အတိုင်းလေးပဲကျွန်တော်အခန်းထဲမှာဒူးထောက်ပြီးဆက်ကပ်လိုက်တဲ့အချိန်မှာဘယ်မှမသိရတကူကကျွန်တော်လာပြီးဖုံးအုပ်သွားတယ်နေ့ကနေနောက်ပိုင်းကျွန်တော်လုံးဝတောက်လို့မရတော့ဘူးဘာမှုရေးဆေးမှလည်းလှုပ်လို့မရတော့ဘူးဖျားရှင်းမှာလူရှင်းမှာလက်မထက်ထားပဲနဲ့လေမှားယွင်းတဲ့အပြုတ်မှုမျိုးကိုလည်းလှုပ်ဖို့ကအော်တိုဘထဲမှာမရှင်းတော့အဲ့အပြစ်လောက်ရမှာကိုနဲ့မထိုက်တန်ဘူးဆိုတာကိုသိလားဘာလို့ဖျားကကျွန်တော်တို့ရွေးကောက်ထားတယ်ဟာလေလုယာကျွန်တော်တို့ကိုအရက်တောက်ဖို့ရွေးကောက်ထားတာမဟုတ်ဘူးကျွန်တော်တို့ကိုဆေးချဖို့ရွေးကောက်ထားတာမဟုတ်ဘူးကျွန်တော်တို့လမ်းဘေးမှာရန်ဖြစ်ဖို့ရွေးကောက်ထားတာမဟုတ်ဘူးကျွန်တော်တို့ကိုအာဗြဟံနဲ့တဝိုင်းနဲ့တူတူထိုင်စားဖို့ရွေးကောက်ထားတာဖြစ်တယ် yes အဲ့လိုမျိုးဖြစ်တဲ့တော့အဲ့ကျွန်တော်ကိုတန်မိုးထားတဲ့အရန်တန်မိုးထားတဲ့အကြောင်းကျွန်တော်ရှင်းပြရင်ဘာမှတော့မပြောရသေးဘူးအဲ့ intro လေးပဲပြောရသေးဘုရားချစ်ခြင်းမေတ္တာအကြောင်းပဲပြောရသေးတယ်သူငိုပြီကြီးကျယ်ငိုပြီခုနမူးနေတဲ့ယုံနဲ့ငိုတဲ့ယုံနဲ့ဘာမှမဆိုင်ဘူးသူငိုပြီးသူဖလမ်လို့ပြောပြီးငိုတယ်ဘာကြီးပြောလဲတော့မသိဘူးအဲ့လိုမျိုးအဲ့လိုကသူငိုတယ်ကျွန်တော်သူငိုပြီးတိတ်မကြောက်သူ့အတန်ကိုကြားနဲ့ကျွန်တော်ကလည်းဆက်ပြီးတက်သေးခံနေရင်းနဲ့မှတကယ်လွတ်မြောက်သွားခြင်းအနှစ်အရသာကိုကျွန်တော်ပြောပြတကယ်ကျွန်တော်အဲ့အရက်တောက်လို့မရတော့တဲ့နေ့ဆေးလိပ်လုံးဝတောက်လို့မရတဲ့ဆေးလိပ်အနံ့ကိုခံလို့မရတော့တဲ့နေ့မှာကျွန်တော်ရတဲ့ဝမ်းမြောက်ခြင်းကကြောက်စရာကြီးဆိုတော့ကျွန်တော်သူ့ကိုရှင်းပြတယ်ငါလွတ်ပြီတခါမှငါမလွတ်ခဲ့တဲ့ဟာအခုငါလွတ်မြောက်သွားပြီငါ့ကိုဘာမှဆွဲချလို့မရတော့ဘူးဆိုတဲ့အဒီအတဲ့ရှင်းလင်းတဲ့ဒီလွတ်မြောက်သွားရခြင်းရဲ့ဒီဖျားပေးတဲ့ဝမ်းမြောက်ခြင်းကြီးကဘာနဲ့မှမတူဘူးဆိုသူအကြီးကျယ်ငိုပြီးအဲ့မှာတခါသူလည်းလွတ်မြောက်ခြင်းတယ်ဟာလေလုယာဆိုတော့ကျွန်တော်သူ့ကိုပြောရင်လည်းကျွန်တော်ဗာမျက်ရည်တွေအဲ့မှာကြာလာပြီမရတော့ဘူးမိုးမမြအောင်ဖြစ်နေပြီအဲ့ဒါသိလိုက်တယ်မျက်ရည်တွေကိုတုတ်တယ်ပြောရင်နောက်ဆုံး
အခုလို့ဦးလေးကျွန်တော်အခွင့်ပေးမယ်ကျွန်တော်တို့ကအရန်လုံးလို့မရအဲ့လိုလူမျိုးဟုတ်လားခွင့်ရင်တောင်းရတယ်ဦးလေးခွင့်ပေးမယ်ဆိုကျွန်တော်ဆူတောင်းပေးခြင်းနဲ့ဆိုသူလက်ကလေးနှစ်ချောင်းကျွန်တော်အဲ့လိုပေးပြီးတော့သူဒူးထောက်တော့ကျွန်တော်ခေါင်းပေါ်လက်တင်လိုက်တဲ့အချိန်မှာကြောက်စရာကြီးဆင်းလာတဲ့ဖရားတကိုးကြီးရှယ်ကြီးပဲအဲ့တော့ဆူတောင်းပေးရင်ဆူတောင်းပေးရင်တော့ဘယ်မှမသိတခါမှမစင်စားတဲ့ဆူတောင်းချက်တွေကထွက်ချလာအဲ့မှာကျွန်တော်ခေါ်ရတဲ့လူငယ်သင်းအုပ်စရာလေတော့အေးစေးပဲသူ့ပုံစံကျွန်တော်ထက် heavy သူကတောင်းကဟိုဖလန်ကြီးကိုကြီး heavy သူတွေ့ဘူးသမျှဖလန်နေတဲ့မှာနည်းနည်းကြီးသူ size ကဟာသူလည်းငိုအကုန်လုံးအိမ်ပဲ3ယောက်ခဏမှငိုနေကြတာဟာလေလုယာဖခင်နဲ့သွားလာရင်အယံငိုရတာဖြစ်တယ်ဟာလေလုယာဟုတ်တယ်ဝမ်းနဲ့လို့မဟုတ်ဘူးဆုံးရှုံးလို့မဟုတ်ဘူးဝမ်းမြောက်လို့ဖြစ်တယ်လွတ်မြောက်လို့ဖြစ်တယ်ဟာလေလုယာဘာကြောင့်ငိုလဲဆိုတော့ဖခင်ရဲ့ချစ်ချင်းမြတ်တာကြီးက heavy အကြီးပဲလူမခံစားနိုင်အားကြောင့်မို့အားလုံးမျက်ရည်ကြရတာ so အဲ့ဒီမှာကျွန်တော်ဆူတောင်းပေးကျွန်တော်အရန်ကျေးဇူးတင်တယ်သူဖလန်လို့ပဲပြောတော့သူအရန်အထက်ကသူ့ရဲ့ဝမ်းမြောက်ခြင်းသူ့ရဲ့ဒီဘယ်လိုပြောမလဲဟိုလူအနေနဲ့ပြောရင်အဲ့ဒါကို hysterical လို့ခေါ်တယ်ငိုသလိုကြီးသလိုဖြစ်တဲ့ excitement ဒါပေမဲ့ तू ကစိတ်လှုပ်ရှားနေတာမဟုတ်ဘူး तू အထက်ကဝင်းကြီးကဝမ်းမြောက်နေတာဖြစ်တဲ့အတွက်ကို तू ဖလန်လို့ပဲထွက်တော့တယ် तू ဗမာလိုမပြောတော့ဘူးကျွန်တော်ကျေးဇူးတင်တယ်မှလှိမ့်ပြောကျွန်တော်ကလည်းအဲ့မှာ तू ကျေးဇူးတင်တယ်ပြောလေကျွန်တော်ပုံငိုလေဘာလို့ तू ကျေးဇူးတင်ရမှာကျွန်တော်မဟုတ်ဘူးယေရှုနော်ကျွန်တော်လှုပ်တာမဟုတ်ဘူးဖခင်လှုပ်တာအဲ့ဒါကိုရှင်းအောင်ရှင်းပြပြီး तू အဲ့ထဲမှာအမေအဲ့ဒါတခြားမယ်သူ့ကိုလေကအကောင်းဆုံးစက္ကန့်စုတောင်းပေးပြီးကျွန်တော်ပြန်လာလိုက်တယ်သူကတောင်းလျှောက်လေအိမ်ရှိအထီကိုလေသူ့မှာလေဟိုလေပြောမလဲဟိုအရန်ချစ်တဲ့လူတယောက်ပြန်ကန်ပြီးလိုင်းနှုတ်ဆက်တဲ့အတိုင်းမှာဆိုကျွန်တော်လိုင်းနှုတ်ဆက်တယ်ကျွန်တော်သူ့ကိုလက်မကြည့်ဘူးကျွန်တော်လက်ကြည့်ထပ်ငုံမိမှာဆိုလို့ဟာလေလုယာဖခင်ကကြောက်ဖို့ကောင်းတယ်ဖခင်ကတခါမှမမြင်ဘူးတဲ့လူကိုလည်းချစ်အောင်လုပ်ပေးလို့ရတယ်ဘာလို့သူကချစ်ချင်းမြတ်တာရှင်ဖြစ်တယ်အရောက်ချင်းစီတိုင်းအောင်ဖခင်သခင်ကောင်းကြီးပေးပါစေအတူတူချီးမွမ်းနေတယ်သူချီးမွမ်းနေတယ်အရန်ငင်းညောင်းတော့မဟုတ်ဘူးတက်ကြွချီးမွမ်းမှာဘာလို့ဖခင်ဂီတပေါင်းမြောင်များစွာဖန်ဆင်းထားတာကသူ့ဂုဏ်တော်ချီးမွမ်းမှုဖြစ်တယ်ကိုယ့်အတွက်ကိုသုံးဖို့မဟုတ်ဘူးပါတီပေးပြီးတော့ရေးလက်တွန်းဖို့မဟုတ်ဘူးသူ့ကိုချီးမွမ်းမှုဖြစ်တယ်အဲ့တော့အားလုံးနဲ့တူချီးမွမ်းနေတယ်ကျွန်တော်မေးမယ်ဘသူဖခင်လဲလို့မေးမယ်ဘသူဖခင်လဲဘသူဖခင်လဲအားရပါရကြွေးကြအောင်ဘသူဖခင်လဲအာမင်ရောက်ချင်းတွေဖခင်ကောင်းချီးပေးပါစေဘုံတော်
တော်တို့အယက်သမားဘုရားလွတ်မြောက်စေယုံလုံးတဲ့ဘုရားမို့ကျွန်တော်တို့အားဖြင့်လည်းအယက်သမားပေါင်းများများစွာလွတ်မြောက်ဖို့ဖြစ်တယ်ဟာလေလုယာချီးမွမ်းရအောင်ဘသူဖရားလဲဘသူဖရားလဲဘသူဖရားလဲအေးရှန်ထွတ်နေတယ်ဘသူဖရားလဲဘသူဖရားလဲဘသူဖရားလဲရှန်ထွတ်နေတယ်ဒီနေ့တန်ရှင်းသောဝိညာဉ်တော်ဒီညနေမှာအကြီးကြီးအလုံးလုံးလေးမှာကျွန်တော်ဝိညာဉ်ထဲမှာခံစားရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်စေလွတ်တဲ့နှုတ်ကပတ်တော်တွေကခွက်လာမဲ့တကူအားဖြင့်အားလုံးအရောက်ချင်းစီတိုင်းမှာနှုတ်ကပတ်တော်နဲ့ဆိုင်သောကောင်းကြီးမင်္ဂလာအပြားပြားစီရှန်ထွက်နေပါစေယေရှုနာမနဲ့သတ်သတ်သူတောင်းပေးလိုက်တယ်ဆက်လက်ပြီးတော့ဂုဏ်တော်ချီးမွမ်းမှုရန်အတွက်နောက်ထပ်ကဘာကျော်ဖရာသားတေးသန်ရှင်ကိုအဲလုံးဝကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါဝင်ချင်းမှလန့်သွားပဲတီဝဲဘယ်ရောက်သွားလဲလို့ကျွန်တော်လည်းဂျင်းမိလို့များဆိုရတော့မလားဘောနော်တီဝဲကဒီဘက်ရောက်သွားတော့မသိလိုက်ဘူးအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ရောင်စုံကဘာကြီးလာပါတင်တဲ့ရောင်စုံကဘာဒါဆိုမြတ်ရှင်လေချိန်နဲ့လို့ပြုံးနေမှာဒါဆိုကဲရပြီဒီပြုံးမှာရရလာပါနိုင်အောင်ရုံလိုက်ပါရရပြောင်းနေတော်လေးလေရောင်စုံကဘာကြီးလာပါတင်တဲ့ဒါဆိုမြတ်ရှင်လေချိန်နဲ့လို့ပြုံးနေမှာ
င်းကြီးပေးပါစေ Thank you အားရကြိုင်းမပြောတော့ပါဘူးเนาะဒီနေ့ကတော့ကျွန်တော်ဒီမှာလဲလာဧည့်သည်လည်းမဟုတ်တော့ဘူးဆိုတဲ့ခါကျတော့ဒီမှာဒီနေ့လာတဲ့သူတွေအကုန်လုံးပြန်တဲ့ခါကျရင်အလာနဲ့အပြန်မတူတဲ့နှုတ်ကပတ်တော်စကားတွေကြားနာပြီးတော့ပြန်သွားနိုင်ပါစေဘဝမှာတရားပုံးထင်ရှားတဲ့အသက်တာတွေနဲ့ကြောင်းလည်နိုင်ကြပါစေလို့ဒီနေ့ဆုတောင်းပေးလိုက်ပါတယ်เนาะကျေးဇူးများတင်ပါတယ်နာပေးပါဝါကိုအိစပါသောက်တွေရတံမို့ချိန်ဆိုရာကိုတံမို့ထားနူးညံ့မှာတင်းတင်းရရှိပါဘုရားသခင်ဟောကြားတယ်ပညာတော်တန်ဆောင်များကိုနှိမ့်ချိုက်ပါလောကကိုမိတ်ဆွေစူးစမ်းမှာအလင်းအမောင်ခွဲကြဖို့ကဲတဲ့ရှင်ကိုဂုဏ်ပြုလိုက်ဝေကလေးအသက်ရှူရတဲ့တိုင်မိတ်ဆွေအချိုးရှိဖို့ရှင်ဘက်ကိုပြရောက်စိတ်တော့ဖို့ကြိုးစားတမစိတ်တွေဒီတော့သာစိတ်တွေဝတ်တာစိတ်ရဲ့Say don't I say what I say give my Say the bojosa to my secret, you know the secret. What I say, give my day. To my secret, you know the secret. What I say, give my day. To my secret, you know the secret. What I say, give my day. To my secret, you know the secret. What I say, give my day. To my secret, know the secret. What I say, give my day.
ဆိုဆက်ကပေးသွားတယ်တေးသန့်ရှင်အရောက်ချင်းစီတိုင်းကိုဘုရားရှင်ထမလာတော့ညီတဲ့ချင်းဝမ်းမြောက်ခြင်းနဲ့အတူကောင်းကြီးမင်္ဂလာများသည်စားတဲ့တဘောများစွာရှိပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်အခုအခါကျွန်တော်ခုနကကောက်ထားတဲ့အလူငွေနဲ့ဆက်ကချင်းအတွက်ကျွန်တော်ရဲ့ဒီအသင်းတော်ရဲ့အဖသင်းအုပ်ဆရာကနေပြီးမှဆူတောင်းဆက်ကပေးမှာဖြစ်ပါတယ်ကဘာမူမီယူပါအာယူပါခတ်သိန်းသောအရာအလုံးကိုဖန်ဆင်းပိုက်တာအုပ်စုတော်မူသောထရောမြတ်စွာသောဖယားကိုရောဖယားကျေးဇူးတော်သည်တာသမီမြတ်တို့လုံလောက်ပါ၏ကိုရောဖယား၏မိတ္တာတော်သည်တာသမီမြတ်တို့လုံလောက်ပါ၏ကိုရောဖယား၏ကောင်းကြီးမင်္ဂလာသည်တာသမီကျွန်တော်မျိုးတို့အတွက်လုံလောက်ပါ၏ကျေးဇူးတင်ပါဖယားနာမတော်ကိုရှင်မွန်ကြပါ၏ဖယားရှင်ကိုရောပိထားသောကောင်းကြီးမင်္ဂလာများထဲမှကိုစင်ဖယား၏နိုင်ငံတော်တာသနာတော်အတွက်တာသမီများပြန်လည်၍ပြီးလူကြပါ၏ဤပြီးလူသောအလူငွေများကိုရောဖယားလက်ခံတော်မူပါအသုံးပြုတော်မူပါကိုရောဘုံတော်ထင်ရှားဖို့ဖြစ်စေတော်မူပါနိုင်ငံတော်တူးချဲ့ဖို့ဖြစ်စေတော်မူပါပြီးလူကြသောပါဝင်ကြသောယုံကြည်သူသာသမီတရားစီတိုက်တော်လဲကောင်းကြီးတစ်ခါဖွင့်ပေးလေလူတို့ကြံစီမမီနိုင်သောလောကနဲ့ဆက်ဆိုင်သောကောင်းကြီးမင်္ဂလာလောကုတရားနဲ့ဆက်ဆိုင်သောကောင်းကြီးမင်္ဂလာများပြန်လဲရိတ်သိမ်းမှုဖြစ်စေတော်မူပါဤလူငွေမြတ်နဲ့ပြီးလူကြသောရောက်စီတိုက်အတ္တကိုစက္ကအနန္နေခမှာတပါတိတော်တာတော်ခရစ်တော်ဖယား၏မြတ်သောနာမ၌စက္ကဆုတောင်းကြပါ၏ဖမြတ်စွာသောဘုရားသခင်အာမင်
ချမ်းစီဆုံးဖြတ်ချက်တွေနဲ့လုံးရတိုင်းတခင်ရဲ့သဘောနဲ့ချမ်းစီအလိုတော်တိုင်းဖြစ်လို့သည်နှုတ်ရဲ့နှလုံးသားစန္ဒာတခင်ရဲ့သဘောအလိုနဲ့စัจကျင်ရဲ့မြင်သာစွာမြင်မြုံပြလိုက်ပါကျွန်တော်စံများကိုလိုရှင်ကိုပဲအမြဲလို့တယ်ကိုလိုရှင်ကိုပဲအမြဲလို့တယ်ဤမှန်တဲ့တွေ့တဲ့ညောမှန်တဲ့တွေ့တဲ့ကိုလိုသာတောင်းတပါလေရာရာတွေထက်ချီမြောက်ပါမယ်ကိုလိုထာဝရဘုန်းကြီးပါလေခံစားတဲ့တွေ့တဲ့စန္ဒများစွာတဲ့ကိုတော်အားချီမြောက်ကိုွယ်မယ်အရှင်တော်ဝိညာဉ်တော်ဤနေရာမှာလွတ်လပ်စွာလှုပ်လှုပ်ပါကိုရောကိုနေရာပေးပါ၏ရောက်စီတိုင်းအထက်မှာဖခင်ရဲ့မေတ္တာတော်ခံစားပြီးတော့မှဤနေရာကနေပြန်ထွက်သွားစေပါလောကကြီးမှာလိုအပ်နေတာကိုရောရဲ့မေတ္တာဖြစ်ပါတယ်ဖာလူရဲ့မေတ္တာဟာခန်းချောက်တတ်ပါတယ်လူရဲ့မေတ္တာဟာကုံဆုံးသွားတတ်ပါတယ်မကုံဆုံးတာတော့ဖခင်ရဲ့မေတ္တာပဲဖြစ်တယ်ဒါကြောင့်အဲ့ဒီမေတ္တာကိုမရဘဲနဲ့လောကမှာဆက်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်ကျွန်တော်အသက်တာထဲမှာခွန်အားမရှိနိုင်ပါဘူးဖာအဲကြောင့်ကိုရောမေတ္တာကိုတွန်းလောင်းပေးမဲ့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့အခုချိန်မှာနေရပေးပါ၏Thank you, Jesus. Hallelujah. 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 Amen. Sing hallelujah. Hallelujah. Let's welcome Holy Spirit. We welcome you, Holy Spirit. You're welcome. Majesty. Your Majesty. Hallelujah. 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 Jesus, Jesus, Jesus. One more time. Hallelujah. 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 Sing hallelujah. Thank you, Jesus. Hallelujah. 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 Jesus, Jesus, Jesus. Hallelujah. Amen. ကိုရရှင်ကိုကျွန်ုပ်နေရာပေးပါ၏ဖာ
Corrosion the Dale in Yama, a Yausi dying or Lum Yausi, me do the Corrosion Mepare. Coro, Loka Maluri, Myang Miazwaha, Myolin Chim many de champion. Loka ima P. Shalom Mayaro de champion. Hame Kuroma a P. Shijango 32 Beba di Nyama. Goro Dale a over the Mugo Beauty Sura 32 Beba. Piashin Lamashi to the lamp hit Sura 32 Beba. And I yoga Kanzani ado turi Dwachama Shingo Bere Piaso Inya Inyama 32 Beba. Hallelujah Korogo Nia Beba Ipa. Hallelujah. Yausinaye winyendi koroneta yui nisa la sebole koro kamji beba. Yausinaye tata di winyene koko eto ture pieseba. Hallelujah, Jesus, Jesus, Jesus. Hallelujah. Hallelujah, Jesus. O Taurapia, Achano Iko Ab, Kurogo, Achano Chipani. So yeah, O Taurapia, sing it. Achano Iko Abla, Kurogo, Achano. So yeah, O Taurapia, O Taurapia, Achano Iko Abla, Kurogo, Achano Chipadi. O Taurapia, Achano Iko Abla, Kurogo. Achano Chipadi. Taurapiadi ngai chao ngai myoyo. Taurapiadi ngai chao ngai myoyo. Nago ke lutoshi ngai pia. Nago zado swantati ngai kweka nago ke dindo ujo. Ngai Jedi Pito Mudi. Yesu Jaya O Taurapia. O Taurapia. Achano Iko Abla. Kurogo. Achano Chipai. O Taurapia. O Taurapia. Achano Iko Abla. Kurogo. Taurapiadi ngai chao ngai myoyo. Taurapiadi ngai chao ngai myoyo. Ngago ke lutoshi ngai pia. Ngago zado swantati ngai kweka ngago ke dindo ujo. Ngai yera Taurapiadi, Taurapiadi ngai cha Ngago ke lutoshi ngai pia. Hallelujah. Ngago zado swantati ngai kweka ngago ke dindo ujo. Ngai yerai pito mudi. Ngai yerai pito mudi. Ngai yerai pito. Yes we are. Ngai yerai pito mudi. Alo no go put le piakin jano go jaya. No go put le piakin jido jano chimwa jaya. Ini piensen bide payao jano jido chimwaya. Ini ama la sine piensen madube tu chabo yendwa. Payashin winning no di lula so lolo po jano ni apia. Hallelujah. Oh.
Oh, we bless your name. We glorify your name. Hallelujah, Jesus, Jesus, Jesus. Hallelujah, Jesus, Jesus, Jesus. Alo kokweba, alo paya kokweba. Kokwe taide paya kokweba. Chimwan taide paya ko chimwan ba. Oh, delay du ko long pyang le twa ba se. When you know the inia ma lulla so lo sha ba se. When you so ye lo ye di akolo inia ma ko pyao twa ba se. When you know lulla so lo ya de ni ya phit pho nalong tha mya ko pyin sin ja ya. Chimwama, 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 kokweba, chimwama, kokweba. Hallelujah, 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 Lord Jesus. Hallelujah. Show not how to yare alo Yeshu namane peshare. Show not how to yare alo Yeshu namane peshare. When you go in ema lulla swaniya yule. Hallelujah, Sarah. Iniyama. The second little one niyama shibu. Kolo the kolo dali niyama lulla so alolo po niya pibai. Hallelujah, 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 hallelujah. Kolo ko mati bela do iniyaga ne kolo tibro pian do abase. Manlumyaw do tu ni iniyaga ne lumyaw chine pian do abase. One meow she machine do today, one meow she in a gun if you talk about say, yes, you know, man, suit down, Peter. Hallelujah, hallelujah, hallelujah. Bless the Lord, oh my soul, oh my soul, worship His holy name. Say like never before. Oh my soul, Lord, I worship your holy name. Sing it, bless the Lord, oh my soul. Bless the Lord, oh my soul. Oh my soul, worship His holy name. Sing like never before. Sing like never before. Oh my soul, oh my soul, Lord, I worship your holy name. Sing it. The sun comes up, it's a new day dawning. It's time to sing your song again. Whatever may pass and whatever lies before me, let me be singing when the evening comes. Sing and bless the Lord. Bless the Lord, oh my soul. Oh my soul, worship His holy name. Sing like never before. Oh my soul, Lord, I worship your holy name. Rich in love and you're slow to anger. Your name is great and your heart is kind. For all your goodness I will keep on singing. 10,000 reasons for my heart to find. Bless the Lord, bless the Lord, oh my soul. Oh my soul, worship His holy name. Sing like never before. Oh my soul, oh my soul, I worship your holy name. Bless the Lord, bless the Lord, oh my soul, oh my soul. Worship His holy name. His holy name. Oh, sing like never before. Oh my soul, Lord, I worship your
One more time, let us sing together again. Bless the Lord, oh my soul. Bless the Lord, oh my soul. Oh my soul. Worship His holy name. Sing like never before. Oh my soul, I worship Your holy name. Sing it, bless the Lord. Bless the Lord, oh my soul. Oh my soul. Hallelujah. Worship His holy name. Worship His holy name. Oh my soul, Lord, I worship Your. Lord, I worship Your holy name. Lord, I worship Your holy name. Lord, I worship Your holy name. One more time. Lord, hallelujah. Keep on singing. Lord, I worship Your holy name. 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 Lord, I worship. Lord, I worship Your holy name. We worship You, Lord Jesus. We worship You, Lord Jesus. Hallelujah. Hallelujah, Jesus. Thank You, Jesus. Thank You, Jesus. Then sings my soul, my Savior God, to Thee. How great Thou art! How great Thou art! Sing it. Then sing my soul, my Savior. Hallelujah. Sweet Spirit, come. How great Thou art. How great Thou art. Sing it, then sings my soul. Then sings my soul, my Savior God, to Thee. How great Thou art, how great Thou art, how great Thou art. Then sings my soul, my Savior God, to Thee. How great Thou art, how great Thou art. Then sings my soul, then sings my soul, my Savior God, to Thee. How great Thou art, how great Thou art. Then sings my soul, my Savior God, to Thee.
ma Nyaba do gone but that they yo Kanzani and Nachi Nachabi Charedu Yaku Tashino when you know the thing Nyaba do gone nani ayago when you know Sunday and Lolo Navy so Piashin Pop Yada Sunday Sanjiba Piad King Yel Mazachin Leto Yakubin thing do gone nani chin then Chadone Batalo a do Guilo Mayara Jabi Pide a do gone all way up Piashin to go to my lekan and thing go Jamas if you pitch out Yeshuna Manachin. Hallelujah, 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 hallelujah. Deep Yashin come yet you chimwani de chima machama do to the nachine to the mimi nachine mami yabala go timidoma. Pialking tang chatomia apingana yoga name below one canjaya. One candidate chima Piashin the Goro the thing kana gorema sisile. All we are Piashin do teaching or think Kansama Pide. And now you're going or longer than in the town and Lawaka, Yeshu Puke baby Pide. And if you can be a young not to Pide, look, think you could won't come in Yakubin that they came up Pide. Not tomorrow, not after tomorrow. Faith is right now. If you believe it, you will receive it right now, right here in Jesus' mighty name. Believe it, believe it, believe it. And He will do something new today. Hallelujah. Let him start him Chiro Chimwamba. Chiro Chimwamba. Yeshu Christ low baby dobi. Sat him Chiro Chimwa. Sat him Chiro Chimwa. Chiro Chimwa in that thing. But Lolo Mayara Yare sat in Lojiba. Lolo Mayara Yare sat in Lojiba. Lolo Mayara Niare sat in Lojiba. Dan Shatom Yapiana Yami sat in Lojiba. Sat in Lojiba Piashi and Masachi. Payashi Mietao they can Zayalime. Era Paya in Mieta Pide. Hallelujah. Then sings my soul, my Savior God, to Thee. How great Thou art! How great Thou art! Yes, Lord Jesus. Yes, Lord Jesus. Yes, Lord Jesus. Pakoro Jesus tene. A all way up here, she celebrate a little mepide dwajong chiro chimone. Iniamakoro mietado kanzaziba. Chiro chiba lo won't can let the king Yeshu namaro mianai. E season the coolongo celebrate let out hema. Look at what Lolo for Anna by promise of the Pia the King. Amen and amen. To God be the glory. Hallelujah. Another Luri, a simple Dibalinelli Dobin Government and no Hoa Luri, Tachilo, Mamin, Yaupin, same or Tabero Cardlo Pietuaroli. The muley de Pietuana in Abono. Hallelujah. Hello, Minglaba. Jacking Chiro 2 by Chimone, Chiro 2 by Chimone. Edia Puede, Matuya also in lay, go calling upon that Talakela era. No, Minjala, Maji, Jolly by a colo. No pico mino la. Pilla Simpiella, Simpilla, Yada no, Yada. Did the Lilia upon my that I know, Managa. Luria doka paid the Matili, a Titili, Jamie, Titili, long no tato, Ama, Yatana, no? If a lady Swiluya, Swila Java, no, Swila Java, low people, low people. I got to I can't have my name look. I can't have my name really. Coffee little like Molly Saline and name low. Manine at the entrance of the Babiola. Appear mania machido low. A queen gown lady. Kong you the tola gets the tola cone you. Mopa palada.
ညီကိုမောင်မတို့ဖခင်ရဲ့နှုတ်ကပတ်တော်ဟာအင်မတန်မှတကိုးရှိတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုအသက်ရှိတယ်ဆိုတာကိုကျွန်တော်သိဖို့အင်မတန်အရေးကြီးတာပဲဒီဖခင်စကားအသက်ရှိတယ်ဖခင်စကားကိုအသက်ရှိတယ်ဆိုတာသိပြီးတော့ဒီစကားအသက်ရှိတယ်ညီကောင်မောင်မတို့ကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားတည်မယ်လို့ပြောတဲ့အတွက်ကြောင့်ဖခင်စကားအသက်ရှိတယ်အဲ့ဒီဖခင်စကားကိုကျွန်တော်တို့အသက်တာထဲမှာမိမိအတွက်ဖြစ်တယ်ဆိုတာကိုယူတတ်ရင်အဲ့ဒီစကားကိုဆွဲလန်းတတ်ရင်အဲ့ဒီစကားနဲ့အသက်ရှင်တတ်ရင်ကျွန်တော်ဘဝကမဖြစ်နိုင်တဲ့အရာတွေဖြစ်လာလိမ့်မယ်မဖြစ်နိုင်တဲ့အရာတွေဖြစ်လာလိမ့်မယ်ကျမ်းမာခြင်းလိုအပ်တဲ့သူတွေကျမ်းမာခြင်းတကယ်ရလာလိမ့်မယ်မကောင်းစားတဲ့သူတွေကောင်းစားတဲ့အခွင့်ဘုရားပြင်ဆင်ပေးလိမ့်မယ်ကျွန်တော်ဘုရားကြောင့်ဘလောက်တက်တက်ညီကိုမောင်မတို့ဘုရားကြောင့်ဘလောက်တက်တက်ပုံမှန်ဖျက်ခရိယန်တွေတော်တော်များဘုရားကြောင့်ပုံမှန်တက်တာကိုဟုတ်ပြီလို့ထင်ကြတယ်ဘုရားသခင်ဟာဘုရားကြောင့်ပုံမှန်တက်တဲ့လူကိုစိတ်မဝင်စားဘူးအဲ့လိုပြောလို့တမျိုးမထင်နဲ့စိတ်မကောင်းလဲမဖြစ်နဲ့စိတ်လဲမတိုးနဲ့ဟိုစကားပြောတာအဆုံးထိနားထောင်ဘုရားကြောင့်ကပုံမှန်မဟုတ်လေကျွန်တော်ပြောချင်တာဘုရားကြောင့်မတက်ရဘူးလို့ဒေးဗစ်လာဘယ်တော့မှမပြောဘူးနော်ဘုရားကြောင့်တက်ဖို့အရန်ရေးကြီးတယ်ဒါပေမဲ့တက်ပြီးဘာမှမထူးတဲ့အဖွဲ့တွေကိုကြည့်တော့စိတ်မကောင်းတာဘုရားကြောင့်တက်ပြီးတော့ဘာမှမထူးလာတော့ဘုရားကပဲအပလာကြီးလို့ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်မခံစားနိုင်တာဗျာကျွန်တော်ပြောချင်တာဘုရားကြောင့်တက်တာကောင်းပါတယ်ဒါပေမဲ့ရိုးရထုံနှန်းစင်တာဒလိနဲ့တော့လာမတက်ကြနဲ့လို့ကျွန်တော်တော့အားပေးချင်တယ်နှုတ်ကပတ်တော်အတွက်လာပါမိတ္တဟာဖွဲ့ဖို့လာပါနှုတ်ကပတ်တော်ရပြီးလက်တွေ့စတင်လှုပ်ဆောင်ကြပါအဲ့ဒီမှာအင်မတန်မှဖခင်ရဲ့တတ်တယ်ကိုမြင်တွေ့ရမယ်ကျွန်တော်ပြောချင်တာဗျာဖခင်သားသမီးတွေဒီနှုတ်ကပတ်တော်ကင်ထားတဲ့ဖခင်သားသမီးတွေကထူးခြားရမယ်လို့ကျွန်တော်ကတော့ဒီလိုပဲပြောချင်တယ်ထူးခြားရမယ်ဘာကြောင့်လဲဒီစကားမှာအသက်ရှိတယ်ပြဿနာကအဲ့ဒီအသက်ကိုကျွန်တော်တို့ကမယူဘူးဗျကျွန်တော်အပေါ်ယံကြောနဲ့လစ်နေတာရေပေါ်စီပေါ်လေပုံစံပြောချင်တာကအပေါ်ယံကြောလေးတွေနဲ့ပဲကျွန်တော်ကခရိယန်ဆိုတဲ့ပုံတံလေးပဲပေါ်ပြီးတော့ဖျားเจ้าသာသွားတန်းနေပေမဲ့အဲ့ဒီဖျားရဲ့ဇကားမှာကျွန်တော်တို့ကတိတ် serious မထားတတ်ဘူးနောက်မှပြောင်းလဲလာတဲ့တခြားသူတွေကဖျားစကားကိုအယမ်းပဲအလေးနဲ့ထားတယ်ခရိယန်တွေကအလေးနဲ့သိမ့်မထားတတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကြားတာဝနေတော့ဟိုလူဘာဝတာမခရိယန်ဘာဝသွားတာအကုန်တိတယ်ပြောလိုက်အကုန်တိပေမဲ့အလေးနဲ့မထားကြတော့ဘူးတိတယ်အလေးနဲ့မထားဘူးခွင့်လို့ပါလို့ပြောရင်တိတယ်နေမမွေးခင်နဲ့အဲ့ဒီတရားဟောချက်ငါကြားဘူးလားတိတယ်ပဲပြောတယ်ဘာမှမပြောင်းလဲလောက်ပါဇက်ကနေတော့အသက်ရှင်တဲ့ဖခင်ကိုကိုးကွယ်တယ်အသက်ရှင်တဲ့ဖခင်ကိုတကယ်ကိုးကွယ်ရင်ဗျာသူများထက်ထူးခြားရမယ်ဗျာအဲ့ဒီကြမှာပဲဖခင်ဘုံထင်ရှားမှာပေါ့ဗျာဖခင်သားသမီးဆိုဖခင်ဘုံထင်ရှားဖို့ထားတာလောကမှာWe are representative of Christ. We are ambassador for Christ. We are VIP, very important person for the kingdom of God. အဲ့လိုပြောပြီးတော့မှကိုတံပိုးကိုမတိတော့ယတမဖြစ်လို့ဖြစ်ဘိန်းစားဖြစ်လို့ဖြစ်နာဘူးဖြစ်လို့ဖြစ်ဂန္ဓုဖြစ်လို့ဖြစ်ရေးလေးဖျားအတွက်ကျွန်တော်ရှက်တာအာနာတယ်ဖျားအသွေးသွင်းမလို့ရွေးဝယ်ခဲ့တဲ့ယုံကြည်သူတွေလေဒီမှာ
Shooting with a you with a mobu, Generogo, to a twin a you with a the attendo, a twin on a you with a you with had a attendo by Yoma Mapaulo or Mapibu. Yande Pilai Sagari, Miala, Atene, Tolai, a penny old light. Danebe Twani Lumayado Boo, Paya Bono Tinshabo Lonebi, Dari Macau Crito Chola Rome. Chola Rome Pide Dredge Chano Tata, Balu Piensiamale, Piensiarome, Nico Monmaro, Tata Lone Oarasa Patamazo, Kanyinga, Maunido, Machine di Mabachi. Chua shi de tata lone go shara ta go shara matui you go mon ma alo chno pyo pya me emata aye chi de chain kala phit de thari tha ja ba tata lone owarasa patama saw khanyi nga ange 23ကျွန်တော်လောက်ရမယ့်အရာတွေရှိတယ်23မဖတ်ခင်မှာ14ရက်နဲ့စဖတ်ကြရအောင်ကျွန်တော်တို့နော်ရကြလားမသိဘူးနော်အနောက်က PowerPoint ထိုးတဲ့အဖွဲ့တွေဒီနေ့ကတော့ကျေးဇူးတော်ပဲ9နာရီမထိုးခင်ဟောရတယ်ဆိုတော့လေစောစောပြန်ရမှာပေါ့โอเคတဖန်တုံးညီကိုတို့မတရားစွာပြုသောသူတို့ကိုမတရားစွာပြုသောသူတွေကိုမတရားစွာပြုသောသူတွေကိုသတိပေးကြလို့ပြောလဲပြောဟုတ်တယ်ငါသတိပေးရတော့မယ်သတိပေးရတော့သွားလို့ဆရာလုပ်ဖို့ပြောတာမဟုတ်ဘူးဘယ်လိုသတိပေးခိုင်းလဲဒီလားဖြင်းညင်းစွာတဲ့မေတ္တာနဲ့သတိပေးခိုင်းတယ်ဟုတ်လားဒါလေးတော့မှားနေပြီနော်တငယ်ချင်းရေတယောက်နဲ့တယောက်ပြောရမယ်အခုကမပြောဘူးဘာဖြစ်လဲအမုန်းခါမှာဆိုမပြောဘူးဘာလို့လဲအတင်းတုတ်တယ်နင်ကြားပြီလားသူ့ကြောင့်အဲ့ဒါပဲမပြောချင်ဘူးနဲ့တီးပြီလားသူမှမသိဘူးလို့သူကိုသူထင်တယ်သူလစ်နေတာသူမိမမသိဘူးဒီကိစ္စဟဲ့ဟုတ်လားဟဲ့မဲနောက်ပြောက်က follow ရေးလိုက်တာရေးလဲမတရားစွာပြုသောသူတို့ဘာလုပ်ရမလဲစိတ်ငယ်သောသူတို့ကိုအားနည်းသောသူတို့ကိုခတ်သိမ်းသောသူတို့အားရှေသောစိတ်သူတို့ဘာ၌အဘယ်သူမျှရန်တုံးမမှုစေခြင်းကတတိပြု၍အချင်းချင်းတို့၌၎င်းခတ်သိမ်းသောသူတို့၌၎င်းကာလအစဉ်ကြိုးစား၍ပြောလိုက်ခရိယန်တွေဘာမှလှုပ်ရှားမလို့တော့ဆိုမလို့လားလို့တာပေါ့ခတ်သိမ်းသောသူတို့၌၎င်းကာလအစဉ်ကြိုးစား၍ကျေးဇူးပြုကြလော့ကျေးဇူးတော်၌ပဲမကျေနပ်ကြနဲ့ဖခင်ကျေးဇူးပြုတယ်ငါတို့ဟာလေလုယာကိုတော်ရဲ့ကျေးဇူးတော်မဆုံးလင်းကျေးဇူးပြုတာခါပြီးရင်သူများကိုလည်းကျေးဇူးပြုဖို့မမင်းနဲ့ကျေးဇူးပြုတဲ့လူပဲကျေးဇူးပြုဖို့မစင်စားနဲ့ကျေးဇူးပြုတာဖခင်ကျေးဇူးမပြုတဲ့လူကိုကကျေးဇူးပြုတယ်။ဘာကြောင့်လဲကိုယ့်ကိုကျေးဇူးပြုတာဖယားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့လူတွေကဖယားတခြင်းတော့ရေးလဲဆိုကိုတော်ရဲ့ကျေးဇူးတော်မဆုံးလင်းတော့တာသမီးတို့မဆုံးလင်းဘူးဒါကြောင့်ကိုတော်မဆုံးလင်းတဲ့သမီးလေးကိုချစ်တယ်ကျေးဇူးတင်တယ်အဲ့မှာပဲအခွင့်ကောင်းယူနေ no ဖယားကျေးဇူးပြုတာသူတစ်ပါးကိုပြန်လဲကျေးဇူးပြုဖို့ကျေးဇူးပြုတာကာလစဉ်ကြိုးစား၍ကျေးဇူးပြုကြလောဆက်သွားရအောင်အစင်မပြောက်ဝမ်းမြောက်ခြင်းရှိကြလောမချမလက်ဆုတောင်းပတနာလော့လို့ပါလိုက်ပါလေအဲ့ဒါဟမ်ရှိဝမ်းမြောက်မချမလက်ခဏလေးအနောက်ကပြန်သွားလိုက်ပါအောင်တိုင်းတားလားသမီးလားမသိဘူးနော်အစင်မပြောက်ဝမ်းမြောက်ခြင်းရှိကြလောအစင်မပြောက်ဝမ်းမြောက်ခြင်းရှိလို့ဆိုဘယ်လိုလဲဩဝမ်းမြောက်ခြင်းနဲ့ဝမ်းမြောက်လို့ရတဲ့ကိစ္စမှမဟုတ်တာဒုက္ခပဲတချို့ရှိတယ်ကျန်းစာဖတ်နေနေဘလိုင်းထိုင်ပြီးတော့တင်းနေတဲ့အဖွဲ့ရှိတယ်အိမ်မှာစားကြမရှိတဲ့ကိစ္စဝမ်းမြောက်တယ်ဖះမမိုက်ဘူးဖះဆိုတဲ့အဖွဲ့ရှိတယ်အစင်
ဝမ်းမြောက်ခြင်းနဲ့ပျော်ရွှင်ခြင်းကမတူဘူးပျော်ရွှင်ခြင်းဆိုတာကအခြေအနေပေါ်မူတည်တယ်လာကတိုးရင်ပြောတယ်အလုပ်ရရင်ပြောတယ်6လလောက်လှုပ်လို့အလုပ်ကပြုတ်ကောအမမပြောနိုင်တော့အသက်40ရမှယောက်ျားရတယ်ပြောတယ်45နှစ်မှာယောက်ျားဖောက်ပြန်တယ်စိတ်ညစ်တယ်စနာကြီးပျော်ရွှင်မှုစား तू အခြေအနေပေါ်မူတည်တယ်အခြေအနေပေါ်မူတည်တယ်ဝမ်းမြောက်ခြင်းကမှတ်ထားဆုံးဖြတ်ချက်နဲ့သွားတာဖြစ်တယ်ဒါအစင်မပြောက်ဝမ်းမြောက်ပါလို့ပြောတာအလကားပြောတာမဟုတ်ဆုံးဖြတ်ချက်နဲ့သွားတာဝမ်းမြောက်ခြင်းဆိုတာဘာနဲ့သွားလဲပြောဆုံးဖြတ်ချက်ဝမ်းမြောက်ခြင်းကဆုံးဖြတ်ချက်နဲ့သွားတာဒါဆိုဘယ်လိုဝမ်းမြောက်ခိုင်းတာလဲဝမ်းမြောက်ခြင်းကဘာနဲ့သွားတာလဲဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ်ပျော်ရွှင်မှုကအခြေအနေပေါ်မှာမူတည်တယ်ဝမ်းမြောက်မှုကဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ်ဝမ်းမြောက်ခြင်းဆိုတာဆုံးဖြတ်ချက်နဲ့ဆိုင်တယ်ဘလို့ဝမ်းမြောက်လဲသိလားကျွန်တော်ပြောပြမှာဒီအခြေအနေမှာဝမ်းမြောက်စရာအခြေအနေမဟုတ်ဘူးလေဒီအခြေအနေကဝမ်းမြောက်စရာအခြေအနေမဟုတ်ဘူးဥပမာကြည့်လိုက်ရအောင်ဟာဘကုတ်အနာဂတ်ကျမ်းခန်းကြီး3ငယ်19ဟာဘကုတ်မဖွင့်နဲ့ရှားတွေ့မှလည်းမဟုတ်ဟာဘကုတ်3 19သူကရှားတွေ့လားမသိသူလေတွေ့လာတာနည်းနည်းလှုပ်လိုက်အောင်နော်ဟာဘကုတ်ဓမ္မဟောင်းနော်ဓမ္မဟောင်းဟာဘကုတ်ဆိုတာဟာဘကုတ်ခန်းကြီး3โอเคပြီးရင်ဒီတက်တာလုံးတွေကိုပြန်သွားမယ်ဟာဘကုတ်တွေ့လားသူလည်းတကယ်မတွေ့တာလားမသိတကယ်တွေ့လားရောက်သွားလားအကြီးကျယ်ရှာပြီနော်အကြီးကျယ်ရှာပြီမဲဘေးနာလူတွေတွေ့နေပြီဖတ်လိုက်စမ်းပါကွယ်မောရတော့ကူညီမရတော့မနော်မောရโอเคကြည့်ရဟာဘကုတ်နာရီခန်းကြီး3အငယ်19မှာတင်မောတဖန်ပင်မပွင့်ရတန်လွင်ပင်ဤဂျေဇုကိုမျှော်လင့်၍မခံရလေတို့ဒီအသီးနှံကိုမပေးရပြောချင်တာပါလေတင်မောတဖန်ပင်ရှိနေတာနဲ့ဘာဖြစ်လဲမပွင့်ရဘာနဲ့တူလဲဆိုရင်ယောက်ျားရှိပြီးတော့ယောက်ျားမြတ်တာမခံစားဘူးကွာဥမာပြောတာတိုက်ဆိုင်ချက်ချင်းစက်ကူတွေယူတော့မတော့လိုက်နဲ့မျက်လုံးတင်မောတဖန်ပင်မပွင့်ရစပစ်ပင်မတီးရသားသမီးရှိရတာနဲ့သားသမီးရဲ့ဟာလာဟိုသားသမီးရဲ့ဟိုကိုတလောက်ထိလှုပ်ပေးခဲ့တယ်သားသမီးရဲ့ပြန်ပြီးတော့မှမိဘကိုတိတက်နားလည်မှုမရှိတဲ့အတ္တတာမျိုးကြုံရတယ်ဆိုပါစို့တန်လွင်ပင်ကျေးဇူးမျှော်လင့်မခံရကိုသူများကိုကျေးဇူးပြုတယ်ဒါပေမဲ့ကိုသူများအဲ့ဒီကျေးဇူးမဆက်တဲ့ပြင်သူများကိုပြန်စော်ကားသွားသေးတယ်ဥမာပြောတာလေတို့ဒီအတီးနှံကိုမပေးရတိုးချန်တဲ့တိုးကုန်ရင်တင်းကုန်နိုင်နွားမရှိရပြီးသွားပြီဇလန်းဘာမှမရှိတော့ပြောချင်တာဆက်သွားတင်းကုန်းနိုင်နွားမရှိဘူးလေဒါပေမဲ့ဒို့တော်လဲထရာဖျားနိုင်ငါဝမ်းမြောက်တယ်အဲ့ဒါဘာကြီးလဲဘာမြောက်မလို့အခုနပြောပြီးပျော်ရွှင်မှုဆိုတာဘာနဲ့ဆိုင်လဲဘာဆုံးဖြတ်ချက်ပျော်ရွှင်ခြင်းဆိုတာဘာလဲအခြေအနေပေါ်မှာမူတည်တယ်ဘာဆုံးဖြတ်ချက်လှုပ်သေးတာအခုနာပဲပြောတယ်ပျော်ရွှင်မှုစာဘယ်မှာမူတည်လဲအခြေအနေပေါ်မှာမူတည်တယ်ဝမ်းမြောက်ခြင်းဆိုတာသူဆုံးဖြတ်လိုက်တာဘလိုင်းအခက်စကားပြောဘလိုင်းဘာဖြစ်လဲတင်မောတဖန်ပင်
ဘာမသိကျန်းစာကိုကြည့်နေရင်းနဲ့အဲ့ဒီဆရာတရားအဲ့ဒီဆရာတင်းပြန်သွားတင်းမောတဖမ်းပင်တင်းမောတဖမ်းပင်အပေါ်မှာ time တော့မတီးရအဲ့ဒါသူ့နောက်ကနေ second light တဲ့အဖွဲလည်းရှိတယ် harmony မတီးရဆိုသူကလည်းဆရာဆိုတော့မှတ်မှာပဲဆိုတော့နောက်ကနေမတီးရတေမောတဖန်ပင်မပွင့်ရစပြစ်ပင်မတီးရတန်လွင်ပင်ဂျေဇုမျော်လင့်၍မခံရလေတို့ဒီအတီးနှံကိုမပေးရတိုးချန်တဲ့တိုးကုန်ရတင်းကုန်တဲ့နွားမရှိပြောချင်တာပါလေယောက်ျားရှိပြီးတော့ယောက်ျားမြတ်တာမခံစားရမိန်းမရှိပြီးတော့မှကိုယ့်ဘာသာထမင်းချက်စားနေရတဲ့ဘဝအဲ့ဒီဘဝမျိုးဖြစ်တော်ညာလေတဲ့ Nevertheless သို့တော်လည်းထာဝရဘုရား၌ငါဝမ်းမြောက်ဘာကြီးလဲတာဆုံးဖြတ်ချက်ဝမ်းမြောက်ခြင်းဆိုတာဘာနဲ့ဆိုင်လဲအိုးခမရလာမလုံးနဲ့လောကမှာအသက်ရှင်ခဏလေးမှာဘယ်ယောက်ျားမှငါရဲ့ဝမ်းမြောက်ခြင်းကိုခိုးယူလို့ငါဝမ်းမြောက်မယ်ပျော်ရဲပါလေဟာကြည့် This is the day that the Lord has made. I will. Decision. I will rejoice and be glad in it. I will. Nga may ma nga go manata bro. Pebyok tami macho pebu. Toto nyale. I will rejoice. Momo pampan ne pian la de. Yi de kwali daw makhape de apien. Sa phat ma pyat de maima. Sai so sia yi ba. I will rejoice. အဲ့ဒီအခြေအနေတွေကကိုဝမ်းမမြောက်နဲ့လို့မှတ်ထား don't expect အယမ်းမမျှော်လင့်တဲ့လူတွေစီဟာတင်းဝမ်းနေခြင်းနေဖြစ်ရတဲ့ပြဿနာလူတွေကိုအယားတွားမျှော်လင့်လို့ပြဿနာအဲ့ဒါတိတ်မျှော်လင့်တယ်ယောက်ျားစီကနေမျှော်လင့်တယ်မိန်းမစီကနေမျှော်လင့်တယ်သားသမီးတွေစီကမျှော်လင့်တယ်မျှော်လင့်တယ်လို့မဖြစ်လာတဲ့အခါမှာငါသိတာပဲကြွတ်တစိတ်တောင်းပြီးတော့ No matter what I will rejoice and be glad in it ဒီလိုမျိုးဖြစ်နေရမယ်တင်မောတဖန်ပင်မတိရလာရမည်တင်မောတဖန်ပင်မပွင့်ရစပြစ်ပင်မတိရတန်လွင်ပင်ကျေးဇူးမျှော်လင့်၍မခံရလေတို့သည်အတိနာမပေးရတိုးချန်၌တိုးကုန်၍တင်းကုန်၌ပြောချင်တာဘာမှမရှိရနေကွာကိုမျှော်လင့်တယ်လို့မဖြစ်မှတ်သားကြီးကိုမောင်မတို့လူတွေဆရာမမျှော်လင့်မှနဲ့ဘယ်အရာမှတင်ဝမ်းမနေရှင်ဘယ်နာမရှိတဲ့သူပြောလိုက်မေ့သွားမှဆိုလို့အခုကတော့မေ့သွားကြတာမပြန်ခင်လေးမှာတယောက်လက်ဆွဲနှုတ်ဆက်လိုက်ပါအောင်လက်ဆွဲနှုတ်ဆက်လိုက်ပါဒါအသင်းတော်ဆိုတာတယောက်နဲ့တယောက်လက်ဆွဲနှုတ်ဆက်တယ်လို့ပါလက်ဆွဲနှုတ်ဆက်ပဲပြောလိုက်ရအောင်လက်ဆွဲနှုတ်ဆက်ပဲပြောလိုက်ရအောင်ဘာပြောမသိလားလူတွေစီကမမျှော်လင့်ပါနဲ့လို့ပြောလိုက်ပါဒါရေးကြည့်တယ်ဘသူစီကမမျှော်လင့်ခိုင်းဘူးလဲလူတွေစီကနေဘာမှမမျှော်လင့်နဲ့မဟုတ်တေချာစဉ်းစားဟုတ်လားလို့လူတွေစီကတိတ်မျှော်လင့်တာများရင်ကိုယ်ပဲစိတ်ဆင်းရဲရတယ်ဒါကြောင့်ဖယားလေလူတွေစီမှာမျှော်လင့်ပါထို့သူကအားပြည့်မယ်လို့မပြောဘူးထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြည့်ရှာလိမ့်မယ်ဟာလေလုယာပြဿနာမမျှော်လင့်ခိုင်းတဲ့အရာကိုသွားမျှော်လင့်ပြီးမျှော်လင့်ခိုင်းတဲ့အရာကိုမမျှော်လင့်တာအဲ့ဒါပြဿနာစတာပဲဘသူစီမမျှော်လင့်ရဘူးလဲလူဆိုတာဘာလူလဲ
လူပေါ့လူမှန်သမျှလေဟုတ်မဟုတ်အတားယောက်ျားမိန်းမသားသမီးလူကွာဘာမှမျောလင်းနဲ့ဘယ်သူရှာပဲမျောလင်းရမလဲလူကိုမျောလင်းတော့သူတို့ကအပြေးကြလိမ့်မယ်ရွှေလင်းတာကဲတော့မင်းပြောလားဘယ်သူပြောလဲထာဝရဘုရားကိုမျောလင်းတော့သူတို့ကအပြေးကြလိမ့်မယ်ဒါဆိုဘယ်သူကိုမျောလင်းရမလဲပြောဘယ်သူကိုမမျောလင်းရဘူးလဲဘယ်သူကိုမမျောလင်းရဘူးလဲဆိုပြန်ထွက်သွားရင်မေ့သွားမှာဆိုလို့နောက်တစ်ခါတော့ထပ်ပြောလိုက်ပါဦးဘယ်သူစီမမျောလင်းရဘူးလဲပြောလိုက်ပါဦးလက်လေးလုံးဆက်ပြီးပြောလူစီကနေဘာမှမမျောလင်းပါနဲ့လို့ပြောလိုက်ပါမဟုတ်လားလူတွေစီမှာမမျောလင်းတတ်ဘူးလားပြောလင်မယားချင်းလူတွေစီမှာဘာမှမမျောလင်းနဲ့မရဘူးရလဲခဏပဲပြဿနာအဲ့ဒါလေရီးစားတွေစဖြစ်တဲ့ပြဿနာရီးစားတွေစလိုက်ခြင်းတော့ရီးစားယောက်ျားလေးရလေအချစ်ကိုရချင်လွန်းလို့အကုန်လှုပ်ပေးရေဆိုရင်စပြည့်ရေပါလာတယ်ဒီလိုမျိုးလေးတွေတည်လာဒီလိုမျိုးလေးတွေနေများတောက်ချင်လားလို့ပေါ့ငါရေဆိုရေပဲလေရပါတယ်ဒီမှာမပြောပြရှင်ဒီမှာဟေးရေရှိသွားမယ်ကိစ္စโอเคမလုတ်ပေးနိုင်အစတည်းကမလုံနဲ့ကြီးစားပွားတော့လုတ်ပေးပြီးတော့မှအိမ်အောင်ကြလဲကြောက်မလုတ်ပေးတော့ဘာဖြစ်ပြီလဲဟာအဲ့ဒီမှာအခုနဂျေမီပြောတဲ့အတန်ပါလဲမဟုတ်လေအခုနပါလဲ with squine နီလာပါလဲဟမ် disquine နီတဲ့ dictionary မှာရှာမတွေ့တဲ့စကားလုံးသူဆရာထွက် disquine နီတဲ့ disquine နီတဲ့ဘာလဲမသိဘူးနော်ဒါမဲ့အဲ့မှာစားတာပဲ disquine နီတဲ့စားတာပဲဒီမှာညီကောင်မောင်ကကျွန်တော်ပြောပြမယ်ဇလန်းဆောင်လူကလေလူပဲမရခင်တော့အကုန်လုတ်ပေးတယ်ရပြီပါမလုတ်ပေးရှင်တော့နေပြောတော့ငါ့မယူခင်တော့နေမဲချက်ကျွေးမဲဆိုအဲ့တော့ပြောတာပဲအခုအလုံးများတယ်ဘာမှများတာလည်းမဟုတ် TV ထိုင်ကြည့်ဘောလုံးပွဲတွေထိုင်ကြည့်နေညီကောင်မောင်တို့မှတ်တာအဲ့ဒါတွေတော့မမျောလင်းနဲ့လူတွေအပြောကောင်းတိုင်းနဲ့ကြိုက်ဖို့မစင်စားနဲ့ကောင်မလေးတွေသမီးလေးတွေဖျားသခင်ကိုမေးဒီကောင်ကကိုတော့ပေးတဲ့ကောင်လေးလားဒါမေးဘလောက်အပြောကောင်းဘလောက်ပြုစုကောင်းခမမှတ်တာတတိထားဒါလေးတော့ပြောပြချင်တယ်လူတွေကအဲ့လိုမျိုးဆိုအိုးတိတက်လိုက်တာနော်အိုးတိတက်မလဲဘာလဲအဲ့ဒီမှာလူကလည်းမသိဘူး love is blind အချစ်မှာမျက်စိမရှိတော့ love is blind ယူပြီးနှစ်လောက်ကြာတဲ့ခါမှာအဲ့ဒီ blind ကမျက်နမိတ်လက္ခဏာအနေနဲ့ပြန်ပွင့်သွားတဲ့အချိန်မှာအကုန်ပြန်မြင်လာအကုန်အစသိရင်လုံးဝမယူနေလို့ဟာမျိုးဘယ်ချိန်မှာအဲ့ဒီစကားလုံးတွေထွက်လာလဲရံဖြစ်ရင်အစတဲ့အလုံးမတည်တလုံးမယူဘူးနဲ့ဇလန်းနေစားပြီးဒီကိုဘာလို့လဲမျောလင့်မိတာမျောလင့်တာဆူတောင်းခံကြတာအများကြီးပဲသမီးလေးတွေသူတို့ဆူတောင်းနဲ့သူဆူတောင်းပြီးတော့ကိုလက်ကိုလာကိုင်းနေလေနှချီကိုင်းလိုက်လက်ကိုင်းလိုက်နှချီကိုင်းဖြစ်မှာဆိုတော့တခါတည်း tissue လေး box လေးယူထားတယ်မိကြပြီဆိုတော့တခါတည်းအမြဲတမ်းခံစားဘာလို့လဲမျောလင်းလို့ဆရာမသိဘူးဒါလာသေးတာဒါစကားတခွန်းပြောဖို့အဲ့ဒါကြာကြီးနားဆောင်းရတာဆရာမသိဘူးဆရာမိဘတွေအားလုံးပြစ်ပြီးတော့သမီးဟာညီကောင်မောင်ကကျွန်တော်ပြောပြမယ်မျောလင့်မိတာဘာသူ့မျောလင့်ခိုင်းတာလဲနှုတ်ကပတ်တော်ထာဝရဘုရားကိုမျောလင့်အခုကြားတော့ဟာလေလုယာအာမင်အပြင်လဲပြန်ထွက်မဖြစ်ကြပါနဲ့ယေရှုပြုထာဝရဘုရားမျောလင့်ပါဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးပြောရအောင်ထာဝရဘုရားကိုသာမျောလင့်ပါ
အာမင်နောက်တစ်ယောက်လာပြန်ပြီတည်တည်ကိုကိုတရားထာဝရဘုရားပဲမျှော်လင့်ပါအာမင်မျှော်လင့်စရာထာဝရဘုရားမှာပဲရှိတယ်အာမင်ဆိုညီကိုမောင်မတို့မကြည့်တိမောတဖားကိုလည်းသွားမမျှော်လင့်နဲ့ဇပြစ်ပင်ကိုလည်းသွားမမျှော်လင့်နဲ့တန်လွင်ပင်နဲ့ကျေးဇူးမျှော်လင့်မခံနဲ့လဲတော့တဲ့အသီးနှံမပဲတိုးချင်တဲ့တိုးကုန်တိုးနွားဘာမှမျှော်လင့်နေတဲ့ဆက်သွားသို့တော်လည်းခြားပြနဲ့ငါဝမ်းမြောက်မယ်ငါ့ကိုကယ်တင်တော်မူသောဖခင်ကိုအမိပြုလက်ငါရှင်လမ်းမယ်ဒါပဲဒါဝိမင်းကြီးပြောတာ This is the day that the Lord has made and I will rejoice I will rejoice ဘာလဲခင်ဖျားနဲ့ငါအမိပြုမယ်ဘုရားသခင်ကငါအမိပြုမယ်ဘုရားသခင်နဲ့ငါဝမ်းမြောက်မယ်ဘာကြောင့်လဲငါရဲ့အသက်တာကိုဘုရားသခင်ကညရမှာဟာလေလုယာဘာလို့ဝမ်းမြောက်စေတာလဲမကြည့်ထာဖျောက်မျောလင့်စရာအကြောင်းရှိတယ်လို့တို့မှာဝမ်းမြောက်စရာရှိတာဘယ်လိုချိန်နေမှာပဲဖြစ်ဖြစ်ထာဖျောက်ငါဝမ်းမြောက်မယ်ဆက်သွားရအောင်ဘာပြောလဲကြည့်အောင်ထာဖျောက်ငါထာဝရဘုရားနဲ့ငါဝမ်းမြောက်မယ်တဲ့အရှင်ထာဝရဘုရားကြီးငါ့အစွမ်းတတ္တိဖြစ်တယ်ငါခြေကိုတမင်ခြေကဲ့သို့ဖြစ်စေငါဤမြင့်ရာအရက်ပေါ်မှာငါ့ကိုနေရာချတော်မယ်ဆိုတာငါသိတယ်တဲ့ငါရဲ့တက်တာထဲမှာငါထင်တာထက်တာပြီးမြင့်သောနေရာမှာငါ့ကိုဘုရားခင်ချီးမြှောက်အောင်မယ်ဆိုတာငါသိတယ်ငါဖခင်ကငါရဲ့အသက်တာအတွက်အကောင်းဆုံးပြင်ဆင်ထားတဲ့ဘုရားရှင်ဖြစ်တယ်။စာလံ30အငယ်9ကိုတစ်ချက်လေးခဏလောက်အားလုံးကြည့်အောင်30ခုမြောက်သောစာလံအငယ်9မှာတစ်ချက်လေးကြည့်အောင်အားလုံးမှတ်သားညီကိုမောင်မတို့ဆုံးဖြတ်ချက်ချတဲ့နေရာမှာအရန်ရေးကြီးတယ်။ဘာပဲဖြစ်ဖြစ်ငါဖခင်နဲ့ဝမ်းမြောက်မယ်။အာမင်။ငါဖခင်နဲ့ဝမ်းမြောက်မယ်။ဒါကြောင့်ဝမ်းမြောက်ပါလို့ပြောတဲ့အခါမှာဝမ်းမြောက်ခြင်းဆိုတာကအလကားနဲ့အလကားဝမ်းမြောက်တာမဟုတ်ကျွန်တော်မှဝမ်းမြောက်စရာအကြောင်းရှိတယ်ဘယ်သူမှရှိတယ်ဖခင်မှရှိတယ်ဒါကြောင့် rejoice in the Lord and again I say rejoice in the Lord rejoice in the Lordဘယ်အချိန်နဲ့မှပဲဖြစ်ဖြစ်ငါဖခင်နဲ့ဝမ်းမြောက်မယ်ဘာလို့လဲတိလာညီကိုမောင်မတော်အခုကြုံတွေ့တဲ့ပြဿနာတွေအခက်ခဲတွေခဏပဲဖြစ်တယ်တဲ့ကိုဆုံးဖြတ်ချက်ချတာတွေမှားခဲ့လို့ကိုဖခင်နဲ့တွာလာခဲ့တာမှားခဲ့လို့ရှိရင်လေချစ်တော်မူသောသူကိုဆုံးမမယ်ဒါပေမဲ့ခဏပဲအဲ့ဒါပေမဲ့ယေရှုတော်မူကားတသက်လုံးဖြစ်တယ်ဟာလေလုယာညရမှာငိုကြွေးခြင်းလာရောက်တဲခိုတယ်ဒါပေမဲ့ကြွေးကြော်လိုက်စမ်းမှာနနဲ့ရမှာတခြင်းဆိုရတော့အခွင့်ကိုဖျားရှင်ပြင်ဆင်ထားတယ်ညီကိုမောင်မတို့တင့်အတွက်နနဲ့ရံဖျားခင်အမြဲတမ်းပြင်ဆင်ထားတယ်ညကြီးပဲရှိတယ်လို့ဘယ်တော့မထင်နဲ့နနဲ့မှာဖျားရှင်တခြင်းဆိုရတော့အခွင့်ကိုဖျားရှင်ပြင်ဆင်ထားပြီးသားဖြစ်တယ်ဟာလေလုယာဖျားရှင်နာမတော်ဒီကောင်းမြတ်တဲ့နာမတော်ဖြစ်တဲ့ကြီးမြတ်တဲ့နာမတော်ဖြစ်တဲ့တကိုးနဲ့ပြည့်စုံတဲ့နာမမေတ္တာနဲ့ပြည့်စုံတဲ့နာမတော်ဖြစ်တယ်အဲ့ဒီဖျားရှင်နာမတော်ကျွန်တော်ခိုးလုံးပါဘယ်ချိန်နေမှာပဲဖြစ်ဖြစ်ဖျားကိုကျွန်တော်ဘုရားသခင်၌ငါဝမ်းမြောက်မယ်ဘာဖြစ်လို့လဲဘာဖြစ်လို့ငါဝမ်းမြောက်မှာလဲဘာမှမရှိလဲငါဝမ်းမြောက်မယ်ဘာကြောင့်လဲဆိုတော့ငါမှာဘုရားရှိသေးတယ်ဟာလေလုယာဟာလေလုယာဘာမှမရှိတော့လဲငါမှာဘာလို့ရှိလဲဘုရားရှိတယ်အဲ့ဒီဘုရားကငါ့ကို0ကနေဟီးရိုးဖြစ်စေမယ်ဘုရားရှင်ဖြစ်တယ်အမင်္ဂလာနဲ့မင်္ဂလာဖြစ်စေမယ်ဘုရားရှင်ဖြစ်တယ်ဝမ်းနဲ့ချင်းကနေဝမ်းမြောက်ခြင်းပြန်ဖြစ်စေမယ်ဘုရားရှင်ဖြစ်တယ်ငိုကြွေးခြင်းနဲ့သခြင်းဆိုရတဲ့ခွင့်ကိုပြန်ပေးမယ်ဘုရားရှင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဖခင်ငါမှရှိပြီးငါဘာကြောင့်စိတ်အားငယ်နေရမှာလဲငါဘာကြောင့်စိတ်ပြောင်းမှာလဲငါ့ကိုသူတို့နားမလဲလေငါ့ကိုနားလဲပြီးငါ့ကိုယောက်ျားပြစ်သွားလဲငါ့ကိုဖခင်မပြစ်ဘူးဟာလေလုယာငါနားမှာဘယ်သူမှမရှိလဲအေမာနွေလငါနဲ့အတူဖခင်ရှင်အမြဲတမ်းရှိတယ်အဲ့ဒီပုံမှာဝမ်းမြောက်တတ်ဖို့အင်မတန်အရေးကြီးတယ်ဒါဝမ်းမြောက်ပါလို့ပြောတဲ့ခါမှာသင်လောကကိုအာယုံစိုက်နေတော့ဘယ်တော့မှဝမ်းမြောက်နိုင်မှာမဟုတ်ဘူးဝမ်းမြောက်ရှင်အမြဲတမ်းဝမ်းမြောက်ရှင်ဖခင်ကိုအာယုံစိုက်ပါဖခင်ကိုအာယုံပြုပါသင်ဝမ်းမြောက်တဲ့ခွင့်ဖခင်ရှင်ပြင်ဆင်ပေးလိမ့်မယ်တိုးချမ်းမှာတိုးမရှိတော့တင်းကုန်းနဲ့နွားမရှိတော့လဲငါဖခင်နဲ့ဝမ်းမြောက်မယ်ဘာကြောင့်လဲငါဖခင်ဒီငါတို့အကောင်းဆုံးပြင်ဆင်ထားပြီးသားဖြစ်တယ်ညရမှာငိုကြွေးခြင်းလာရောက်တဲခိုတော်ညာလဲမှတ်ထားငိုကြွေးခြင်းဆိုတာခဏပဲလာတဲခိုတယ်တဲခိုတယ်ဆိုတာဘာလဲဧည့်သည်ဗျာခဏပဲတင်းရဲ့ငိုကြွေးခြင်းတွေအားလုံးကလည်းတင်းရဲ့ညရံကလည်းဆရာရဲ့ဘယ်ခဏမှလည်းနှစ်20ကျော်ပဲအနှစ်20ဘာလို့ကျော်သွားလဲသိလားညရံနဲ့ကုံလွန်သွားခြင်း
တင်းရဲ့ပြဿနာကိုအာယုံမဆိုင်တော့နဲ့ဖယားကိုအာယုံဆိုင်တော့ညရံနဲ့ကုံဆုံးခြင်းလူကိုမမျှော်လင့်တော့နဲ့ဖယားကိုစမျှော်လင့်တော့တင်းရဲ့ညရံနဲ့ကုံခြင်းလူကိုအာမကိုတော့နဲ့ဖယားကိုအာကိုတော့တင်းညရံနဲ့ကုံခြင်းလူကိုမခိုးလုံးနဲ့ဖယားကိုခိုးလုံးတော့Oh Lord Jesus ကျွန်တော်တရားမဟောသေးဘူးတကယ်မဟောသေးတာဒီကောင်မတော့ကျွန်တော်ပြောပြမယ်ဖခင်ကောင်းမြတ်ခြင်းနဲ့စင်ကြင်စမ်းမှာမပြီးနိုင်ဘူးဗျာလူတွေကြောင့်စဉ်းစားရင်စိတ်ညစ်တယ်လူတွေကြောင့်စဉ်းစားရင်စိတ်ကုန်တယ်ဒါပေမဲ့ဖခင်ကြောင့်စဉ်းစားရင်အနာဂတ်ကိုအယားရင်ခုန်တယ် because he lives နည်းလုံးလိုက်ဒါလေးဒီဖိုးချက်နေနော် Okay ရပြီဆိုနဲ့လုံးလိုက်ဆိုနဲ့မလုံးနဲ့ရပါတယ်နေရပါတယ်နေတည်ပါတယ်ဖိုးချက်ဆိုရအောင် because he lives I can face tomorrow because he lives all fear is gone because I know he holds the future and life is worth the living just because he lives. So because he lives, I can face tomorrow. မနေ့နေ့ရက်ပေါင်းမနေ့ပြန်ဘာဖြစ်လာမလဲမသိဘူးနော်မနေ့မနေ့ပြန်no မနေ့ပြန်တော့မစိုးရင်လည်းလို့ပြောတဲ့ဖရားရှိတယ်တင်မရောက်ဖူးတဲ့မနေ့ပြန်မှာ तू ကသွားစောင့်နေကြိုတင်ပြီးတော့တင်းကိုဘာပြောလဲဆိုတော့မစိုးရင်လည်းငါသားတဲ့ Don't worry about tomorrow. That's what he said. Don't worry about tomorrow. Why he said that? He holds our future.ကျွန်တော်တို့ရဲ့မနှက်ပြန်ဖြစ်တဲ့သူဟာမနှက်ပြန်တော့စိုးရင်စရာအကြောင်းတွေရှိနေလား तू ဟာမစိုးရင်လည်းပြောတယ်လူတယောက်တောင်မှတင်းကိုမစိုးရင်လည်းပြောရင်တင်းစိတ်ချသေးတာပဲဖခင်မစိုးရင်လည်းပြောတယ်အဲ့ဒီစကားလေးပေါ်မှာစိတ်ချကြည်စမ်းဖခင်ကိုယုံနေပြောပြီးတော့အဲ့စကားလေးတောင်မှစိတ်မချနိုင်ဘူးဆိုရင်တင်းဖခင်ကိုတကယ်ယုံတော့မဟုတ်ရဲ့လားမယုံသေးဘူးညီကောင်မောင်တို့ဖခင်ရဲ့ဂရုတော်တွေတိတ်ကောင်းတာပဲဗျာအမျက်တော်ဒီခဏပဲထွက်တယ်ဂျေဇုတော်မူကတစ်သက်လုံးတည်တယ်ဒါဝိမင်းကြီးကဘာလို့ဒီစကားကိုရေးတာလဲဒီစာလေးကို तू ဘာလို့ရေးတာလဲ तू ဘတ်တရှေဘနဲ့မှားယွင်းတဲ့အခါမှာဘုရားသခင်ကသူ့ကိုလေခဏအမျက်ထွက်ပါတယ်အမျက်ထွက်ပါတယ်သူ့ကိုဆုံးမပါတယ်ချစ်တော်မူသောသူကိုဘာလို့လဲဆုံးမတယ်တဲ့နှစ်သက်တော်မူသောသားကိုတန်ခတ်တယ်သူတို့လည်းတီးရမှာဆိုလို့လားချစ်တော်မူသောသူဆုံးမတယ်ဆိုတဲ့အတိုင်းဆုံးမလားဆုံးမပါတယ်သူ့သားသူ့ပြန်ပြီးတော့ပြန်ပြီးတော့နမ်းပြန်လူတယ်သူ့သားကိုယ်တိုင်သူ့ကိုနမ်းပြန်လူတယ်အထိဖြစ်ခဲ့ရပါတယ်သူ့ရဲ့သမီးကိုသူ့ရဲ့သားနေပြီးတော့ပြန်ပြီးတော့မတရားကျင့်တယ်မိသားစုထဲမှာကြည်ဟန်ကိုမောင်နှမချင်းချင်းပြန်ပြီးတော့မှမတရားကျင့်တဲ့ဖြစ်ပျက်မျိုးတွေသူ့မိသားစုမှာအကုန်ဖြစ်ကုန်တယ်အဲ့ဒီအတွက်ကြောင့်ဖေးအေးတူမအေးကွဲတယ်လေအဲ့ဒါတွေကသူတို့ကနော်ဒါဝိကမိမနည်းနည်းရှိတယ်ဆိုတော့ဖေးအေးတူမအေးကွဲတွေဖြစ်တော့အဲ့ဒီမှာဖေးအေးတူတယ်မအေးတူတဲ့မောင်ကမကျေနပ်တော့အဘရှလုံကမကျေနပ်တော့သူ့အမကိုမတရားကျင့်ရမလားဆိုပြီးတော့အဲ့ဒီမတရားကျင့်တဲ့သူ့အကူပါပဲဒါပေမဲ့ဖေးအေးတူမအေးကွဲကိုတပ်လိုက်တဲ့ပွဲမှာမောင်နှမချင်းပြန်တတ်တာတွေဖြစ်ကုန်တယ်
စဉ်းစားကြည့်ဒါပေမဲ့ဖခင်ကခဏအမျက်ထွက်ပေမဲ့ဂျေဇုတော်တစ်သက်လုံးတည်တယ်ဆိုတော့ဘာလဲသိလားကျွန်တော်ဂျာဇဝင်ကျုပ်တောက်လျှောက်ကျွန်တော်ဒီတလောဖတ်တာအိုးစရာကြီးဗျာဒါဝိရဲ့မင်းမျိုးကိုလေဖခင်မပြောက်သွားအောင်ထိန်းတာဗျာထိန်းတာဖခင်နဲ့မမှန်နဲ့မြေမြစ်တွေတီတွတ်ကျွတ်တယ်အများကြီးပဲဒါဝိရဲ့မြေမြစ်တီတွတ်ကျွတ်တယ်ဖခင်ကိုအာမကိုးတဲ့အဖွဲတွေအများကြီးပဲရုပ်တုပြန်ကိုးကွယ်တဲ့အဖွဲတွေအများကြီးပဲဖခင်ကိုစန့်ကျင်တော့ဘာလဖခင်ကိုပြန်ကိုးကွယ်အများကြီးပဲဒါပေမဲ့ဖခင်ကလေဘာပြောလဲတိလားဒါဝိရဲ့မျက်နှာကိုငါထောက်ပြီးတော့ငါကောင်းကြီးပေးမယ်တဲ့ဒီကိုလေဘာလဖခင်ပြန်ကိုးကွယ်တာနော်ပြီးတော့အကြီးကျယ်ပူဇော်ပသမှုတွေလုပ်တာနော်ဒါမဲ့ဖခင်သခင်ကလေသူ့အဘိုးဒါဝိရဲ့မျက်နှာထောက်ပြီးတော့ငါကောင်းကြီးပေးမယ်နောက်ထပ်ပြောလိုက်တယ်ဒါဝိရဲ့မိကွက်ကိုငါဘယ်တော့မှမငြိမ်းစေဘူးတဲ့ဝေါခဏအမျက်ထွက်လာဒါပေမဲ့ဂျေဇုတော်တစ်သက်လုံးတည်လာဒီနေ့ထိဣသရေလသွားလိုက်ဣသရေလမှာအလိုင်းတွေ့လာဣသရေလအလံမှာကျဲတွေ့လာအဲ့ဒီကျဲဒေးဗစ်စတာပဲဒီနေ့ထိသူ့မိကွက်မတည်ဘူးဒီနေ့ထိဣသရေလသွားလိုက်ဒါဝိရဲ့လက္ခဏာတွေဒါဝိနဲ့ပတ်သက်တဲ့ဟာတွေအများကြီးဒီနေ့ထိတွေ့ရတော့မယ်ဒါဝိကိုဖျားချိမြောက်တာတကယ်ဆိုဒါဝိကဒုတိယဘုရင်တကယ်ဆိုရင်နိုင်ငံတစ်ခုမှာပထမဘုရင်ကိုပဲဦးစားပေးရမယ်ပထမဘုရင်နဲ့ပတ်သက်တဲ့ဟာတွေဘာမတွေ့ရဘူးဒုတိယဘုရင်ဖြစ်တဲ့ဒါဝိအရာတွေပဲအများကြီးတွေ့ရတယ်ရှောလုရဲ့မျိုးရိုးဖြစ်ရလို့ဂုံယူတာတရားမှမရှိဘူးရှောလုမျိုးလည်းအကုန်သေးတယ်နောက်ဆုံးရှောလုရဲ့ concubine ရှောလုရဲ့ကိုလုတ်တော်ရတဲ့ခလေးပင်လင်သူများတပ်ပစ်တာအလုံးသိကြမှာပါဒီမှာကျမ်းစာဖတ်တဲ့အဖွဲတွေဆိုတော့အဲ့လိုအဆုံးဆွဲတာဒီမှာကျွန်တော်ပြမယ်ဒါဝိမင်းမျိုးကြတော့ဖခင်ရေးလက်ထိန်းတာဘာလို့ထိန်းလဲသလားဟမ် तू ကလေ तू ကောင်းသိတယ်ဖခင်ရဲ့မြတ်တာခေါင်းနားလဲတယ်ဖခင်နဲ့တွားတဲ့လူတယောက်ဖြစ်တယ်ဖခင်ကိုသိအားကိုးတဲ့သူတယောက်ဖြစ်တယ်ဖခင်ကိုနောက်ဆုံးမျှော်လင့်တဲ့သူတယောက်ဖြစ်တယ်လူတွေစီကနေ तू မမျှော်လင့်ဘူးညီကိုကျွန်တော်ကျမ်းစာတေချာဖတ်တဲ့ခါမှာကျွန်တော်လည်းသိကြမှာပါဒါပေမဲ့ဘလို့ဟောမလဲပေါ့နော်အပတ်တမဲ့လေးတွေဖတ်သွားတဲ့ခါမှာအဲ့ဒီ point လေးတွေကိုမမြင်လိုက်တာကျွန်တော်ပြောပြဒါဝိကလေပထမဆုံးနန်းတော်ရောက်တာရှောလုကြောင့်ရောက်တာမဟုတ်ရှောလုဂျေဇုပြုလို့ရောက်တာမဟုတ်ဘူးရှောလုကိုကူညီဖို့ရောက်သွားတာရှောလုကအမှနတ်ဆိုးဝင်ပြီးတော့ရှောလုဒုက္ခနတ်ဆိုးပေးနေပြီအဲ့ဒါကြောင့် तू ကသွားပြီးတော့ကူညီပေးတာစောင်းလေးတီးပြီးတော့တီးလေးတီးရောတချင်းလေးဆိုစောင်းလေးတီးလေးတီးရောဘာဖြစ်ပြီလဲနတ်ဆိုးကထွက်ပြီအဲ့ဒါဆိုရင်နတ်ဆိုးထွက်သွားတဲ့ကိစ္စလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒီခေတ်ကာလတော့အဲ့ဒီနတ်ဆိုးထွက်အောင်ဒါဝိဒ်ကဘသူ့ကိုကူညီပေးတာလဲရှောလုကိုကူညီပေးတာဒါဆိုရှောလုကဂျေဇုရှိတယ်ဘသူ့ပေါ်မှာလဲဒါဝိဒ်ပေါ်မှာဂျေဇုရှိတယ်ဒါပေမဲ့ तू နတ်ဆိုးထွက်တော့ဒါဝိဒ်ကိုဘာလုပ်ခိုင်းလိုက်လဲပြန်တော့ပြီးသွားပြီโอเคမ तू အေးစိတ်ပဲပြန်သွားတယ်ဘာမှမပြောဘူးဘာဆိုဒီလောက်ထိငါဘယင်းကိုလှုပ်ပေးခဲ့တာဘယင်းစီကနေဘာရမလဲ तू မမျောလင့်ဘူးရလည်းမရဘူးဘယင်းစီမှာသွားပြီးတော့ဘယင်းစီကဘာမရပေမဲ့ तू ဝမ်းမနေဘူး तू စိတ်မပြတ်ဘူးဘာကြောင့်လဲဒါဝိဒ်ဘယင်းစီကမမျောဘူးဖယားကိုပဲမျောတယ်ဟာလေလုယာပြန်မောင်းထုတ်လိုက်တယ် तू ပြန်မောင်းထုတ်တော့မှပြန်သွားလိုက်တော့တယ် तू ပြန်သွားတယ်ဒီလောက်ယေရှုပြုတာဗျာပြန်သွားခိုင်းတယ် तू ပြန်သွားတယ်လူစီကမမျောဘူးဒါဝိဒ်အဲ့ဒါကြောင့်ရေးလေကြိုက်တာ तू ပြန်သွားတယ်သူပြန်ကြောင်းနေတယ်တနေ့မှာသူ့အဖေကနေတားရဲ့ဖိလိတိနဲ့ငါတို့နိုင်ငံနဲ့စစ်ဖြစ်နေပြီပါလက်စတိုင်းနဲ့အစ္စရေးနဲ့စစ်ဖြစ်နေပြီတွားမင်းအကိုတွေရိတ်ခါမရှိတော့တွားရိတ်ခါတွားပို့ပေးစမ်းတို့အစားအနေတော်တော်လေးဒုက္ခရောက်နေမယ်တွားဆို तू ကလေယူရသွားတာ
စားတောက်လေးတွေယူပြီးတော့သူတို့ကိုစီသွားတဲ့အချိန်မှာဂေါလိယဆိုတာခင်ဗျာစဉ်းစားကြည့်အဲ့ဒီဂေါလိယကစစ်ပွဲတစ်ခါမှမရှုံးဘူးစစ်ပွဲတစ်ခါမရှုံးဘူးတစ်ခါမှစစ်ပွဲရှုံးခဲ့တယ်ဆိုတာမရှိဘူးအတိတ်ချမ်းတော့ပဲဆိုတော့ဘယ်သူမှထွက်မတိုက်ရဲဘူးဒါဆိုမင်းတို့မတိုက်ရဲဘူးဆိုရင်ဘာဖြစ်မလဲမင်းတို့ငါကြုံဖြစ်တော့မယ်ဒါဆိုဘာဖြစ်ပြီလဲကြည့်အောင်ဣသရေလဘာဖြစ်တော့မလဲပါလက်စတိုင်းရဲ့ပါလက်စတိုင်းတို့ကြုံဖြစ်တော့မယ်မကြခင်မှာထွက်မတိုက်နိုင်ထွက်တိုက်ရင်လည်းရှုံးမှာပဲဘယ်သူမှသူ့လောက်ကြီးတဲ့ကောင်ဘယ်သူမှမတိုက်နိုင်ဘူးဘယ်သူမှမတိုက်နိုင်ဘူးမဲတော်တော်လိုရင်းပြောမယ်ဘယ်သူတိုက်လိုက်လဲဒါဝိဒ်တိုက်လိုက်တယ်ဒါဝိဒ်တိုက်လိုက်တော့ဒါဝိဒ်ကကျုံဘဝကနေဣသရေလလူမျိုးတစ်မျိုးလုံးကဲတင်လိုက်တယ်မဟုတ်ဘူးလားအဲ့ဒီအခါမှာဘာဖြစ်လဲဒါဝိဒ်ကိုသူကဘိုးကျုပ်နေရာမှာတော့ထားလိုက်တယ်ဒါမဲ့ तू မကျေနပ်ဘူးဘာလို့မကျေနပ်လဲဆိုတော့ရှောလူအထောင်ထောင်ဒါဝိဒ်အတောင်းဆိုတဲ့ဇကားကိုမကျေနပ်တဲ့အခါမှာမှတ်ထားညီကိုမောင်မတို့အောင်မြင်မှုကိုလူတွေသိလိုချင်ကြတယ်အောင်မြင်မှုကိုသိလိုချင်ကြတယ်လူတွေညီကိုမောင်မတို့အောင်မြင်မှုရဲ့အနောက်မှာအမြဲတမ်းချင်းချောက်မှုတွေရှိတယ်မနာလိုမှုတွေရှိတယ်ညူစုမှုတွေရှိတယ်ရှုံချမှုတွေရှိတယ်အမျိုးစုံရှိတယ်မတ်တာအောင်မြင်လာပြီဆိုအနောက်ကနေစာနာဘလုံနည်းနဲ့ဆွဲချမလဲဒါပဲစောင့်ကြည့်နေပြီဆိုတော့ဒါဝိဒ်အောင်မြင်လာတဲ့အချိန်မှာရှောလူလုံးဝမကျေနပ်ဘူးရှောလူဘာလို့တလားရှောလူကလေလှန်ကင်တာအင်မတန်တော်တဲ့လူတယောက်လှန်ဒိုလေးကင်လို့ရှောလူကလေအသေးလှန်ဒိုနဲ့အသေးထိုးတတ်တာပြစ်ပေါက်တာအရှိန်နဲ့ပြစ်ပေါက်တာဒါပေမဲ့အောစရာကောင်းတယ်မကြည့်နော်ဒါဝိဒ်အသေးပြစ်ပေါက်တာဒါဝိဒ်ရှောင်လို့ထွက်ပြေးသွားတာစားကြည့်နှစ်ခါလုံးကျေးဇူးပြုတယ်ရှောလူပေါ်မှာဒါဝိဒ်ကြောင့်သူဘယင်ပဲထပ်ဖြစ်တယ်မဟုတ်ရင်ဂေါလိယဂျုံဖြစ်တော့မှာဒီကောင်ရှောလူကအဲ့ဘဝနဲ့လေဖယားဒါဝိဒ်အားဖြင့်ကဲတင်လိုက်တယ်ဒါပေမဲ့မှတ်ထားညီကိုမောင်မတော်အဲ့ဒီမှာငေါ့တယ်လို့လှုပ်လိုက်ရလေချင်းဆိုဒေါသအမျက်ထွက်ခြင်းပြန်တုံ့ပြန်ခြင်းဒါဝိဒ်မှာဘာတစ်ခုမှမရှိဘူးဘာကြောင့်တလားဒါဝိဒ်ဖယားကိုပဲမျှော်လင့်တယ်ဟာလေလုယာဖယားကိုပဲမျှော်လင့်တယ်ဒါဝိဒ်အသက်တာမှာကောင်းကောင်းသိတယ်ဒါတွေအားလုံးကခဏပဲဖြစ်တယ်ဒါတွေအားလုံးကခဏပဲငါငိုကြွေးခြင်းတွေရှိလားရှိတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကလာပြီးတော့ခဏတဲခိုးတာပဲဖြစ်တယ်နနက်ရမှာတခြင်းဆိုတော့အခွင့်ကိုဖခင်ပြင်ဆင်ပေးမှာဖြစ်တယ်ဟာလေလုယာညီကိုမောင်မရောက်စီတဲ့ကျွန်တော်အားပေးခြင်းနဲ့ဒီနေ့ကျွန်တော်အသက်တာထဲမှာအရေးကြီးဆုံးကညီကိုမောင်မတို့ဖခင်သားသမီးတွေဖခင်သခင်မနေ့ကလည်းကျွန်တော်အမျိုးသားကစားရုံမှာကျွန်တော်ဝင်ငှခဲ့တယ်သူဘုံနဲ့ဖခင်လွှမ်းခြုံခြင်းပြီဖခင်သားသမီးတွေကိုဖခင်သားသမီးတွေရှုံးနေတာကိုဖခင်သားသမီးဖခင်ကမကြိုက်ဘူးပြောချင်တာကိုသားသမီးတွေစာမွဲကြတာဘယ်အဖေမေလို့ချင်းလဲဟမ်မလို့ချင်းဘူးကိုသားသမီးတွေဆင်းရဲသွားတော့ဘယ်သူမှမကြည့်ချင်ကိုသားသမီးတွေအစင်မပြေတဲ့ဘဝဘယ်သူမှမလို့ချင်းဘူးလေကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဖာကျွန်တော်တို့အသွေးနဲ့ရွေးဝယ်ထားတဲ့ဖခင်တပါးတော့တာတော့စွန့်မလို့လောကီတောက်ချစ်တဲ့ဖခင်အဲ့ဒီဖခင်ကတင့်ကိုအသက်ပဲပေးခြင်းနဲ့ဖခင်မို့အသက်လွတ်ယုံမြမကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းနဲ့အသက်နဲ့ပြည့်စုံတယ်ဆိုတော့အင်္ဂလိပ်လို abundant life ကျွယ်ဝတဲ့အသက်တာကိုပေးခြင်းနဲ့ဖခင်ကဲတင်ခြင်းပဲပေးခြင်းနဲ့ဖခင်မဟုတ်ဘူးကျွယ်ဝတဲ့အသက်တာအောင်မြင်တဲ့အသက်တာစီးစိမ်နဲ့ပြည့်စုံတဲ့အသက်တာဘုံတော်ထင်ရှားတဲ့အသက်တာကိုတကယ်ဖြစ်စေခြင်းနဲ့ဖခင်ပြီးတော့မှမြန်မာပြည်ကလူငယ်တွေကိုကျွန်တော်အားလုံးအားပေးခြင်းနဲ့ကျွန်တော်ကတော့ဒီနေ့ကစပြီးတော့ကျွန်တော်ဖခင်သခင်သုံးနေတဲ့အတိုင်းလာမယ့်အနာဂတ်အတွက်ကျွန်တော်ရေးလဲဆူတောင်းတဲ့အရာကမြန်မာပြည်ဒီကဘာကိုပြန်ပြီးတော့မှသာသနာပြုတဲ့နိုင်ငံဖြစ်ရမယ်။ဒါပဲညီကိုမောင်တို့မြန်မာပြည်ကိုလာပြီးတော့သာသနာတွေလာပြုကြတယ်မကောင်းဘူးလားကောင်းပါတယ်ဒါပေမဲ့ရှုပ်ထွေးမှုရမ်းများတယ်။သာသနာတစ်ခုလာ doctrine တစ်မျိုးလာထဲသာသနာတစ်ခုလာ doctrine တစ်မျိုးလာထဲလူမျိုးချင်းချင်းတောင်မှ doctrine မြောက်ကွဲသွားကြတယ်လေဝါဒတွေကြောင့်ကွဲသွားကြတယ်လေဝါဒတွေကြောင့်ကွဲနေကြတယ်နှစ်ချင်းဝါဒlike AG ဝါဒဒါ Pentecostal ဝါဒဒီဝါဒတွေနဲ့ကွဲနေတာ
ဖယားသခင်အလုံးလုံးလို့မရတော့ညီကိုချင်းသဘောတူလဲပေါင်းဖော်ရင်ဖယားရဲ့ဗိတ်သိက်စီးဆင်းတော့အလုံးလုံးတော့မှမြန်မာပြည်မှာနိုးထမှုအတွက်သာတောင်းနေကြတာဝါဒကိုကြိုင်ပြီးတော့အတ္တရနဲ့ပြည့်နေကြတယ်မြန်မာပြည်မှာ no ဖယားလုံးလို့မရဘူးဘာဖြစ်လို့လဲအဲ့ဒီဝါဒတွေဘယ်ကလာတာလဲနိုင်ငံခြားအကုန်ဝင်လာတာဖယားလာပေးတာကောင်းပါတယ်ဖယားသခင်ကိုရသွားတာကောင်းပါတယ်ဒါပေမဲ့ဝါဒပါလာတာမကောင်းဘူးကျွန်တော်ဝါဒတွေကြောင့်တယောက်နဲ့တယောက်စကားမပြောနဲ့တယောက်ဟလာဒီဖျားเจ้าနဲ့ဟိုဖျားเจ้าအတူပေါင်းတော့ဖျားမရှိခိုးနိုင်တော့ဘူးစာရန်အရေးထဲမှာလှုပ်လိုက်သေးတယ်ဘာသာပေါင်းစုံနဲ့ဘာသာပေါင်းစုံဖျားရှိခိုးတော့ဖျောင်းနိုင်လေးနဲ့ပျော်နေအဖွဲ့ရှိသေးတယ်အဲ့ဒါဖျားလို့တော့မဟုတ်ဘူးကျမ်းစာသိရင်တေချာဖမသိလဲမဖတ်နဲ့ no hey ဘာလာအာရှာရာဖယားနဲ့အာရှာရာနတ်ဖယားနဲ့ဘာလာဖယားနဲ့ဟာလာဟိုအသက်ရှင်သောဖယားနဲ့ပေါင်းတော့ကိုးကွယ်လို့မရဘူးဖယားခင်အကုန်ရှင်းထုတ်ပြတာတခင်နဲ့ဦးအစေခံလို့မရဘာလဲဘာသာပေါင်းစုံဟုတ်တယ်လို့ပဲတိတ်လှတယ်စာရန်လောက်ရက်တည်းဒါမှမဟုတ်ညီကိုချင်းပြောမယ်ပေါင်းလို့ရတယ်ကိုးကွယ်အတူကိုးကွယ်လို့မရဘူးမညီတဲ့တဘိုးတော်မှာထားခိုင်းတာဘလို့လို့ပါမညီတဲ့တဘိုးတော်မှာထားခိုင်းတဲ့ကိစ္စကျွန်တော်တွေ့တယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်မဟုတ်စားပြောနေတာမဟုတ်ဘူးနော်ညီကိုမောင်မ against လုပ်တာမဟုတ်ဘူးကိုးကွယ်ခြင်းမှာဖယားသခင်ဟာလေသူ့ဘုံနဲ့လွှမ်းခြုံချင်တာမယောနဲ့ဖယားမကြိုက်ဘူးလူမှုရေးလာမလုံနဲ့ကိုးကွယ်ခြင်းမှာလူမှုရေးမရှိဘူးရှောက်မယောနဲ့ရှောက်မထွင်နဲ့ခါမယ်အဲ့ဖွဲ့တယ်တိချင်လားတောလေရကျန်ခန်းကြီး30ဖတ်ကြည့်အဲ့ဒါယောတာစောတောလေရကျန်နဲ့မှားသွားတယ်ဝတ်ပြရကျန်ခန်းကြီး30ညီကိုမောင်မတို့ကျွန်တော်ပြောပြန်လက်စားနဲ့ထဲမှာမနေကြပါနဲ့ဗျာခန်းကြီး30အငယ်1မှာလေအာယုံဣတာနာဒတ်နဲ့အဘိဟုတို့သည်ကိုးစီဆိုင်သောလင်ပန်းတို့ကိုယူလျက်မီးကိုထဲ့၍လောဘန်ကိုတင်ပြီးလင်ထာဝရဘုရားမှားထားတော်မူသောမီးမဟုတ်ထူးခြားသောမီးကိုရှေ့တော်၌ပူဇော်၏ထာဝရဘုရားမကြည့်မှားထားတဲ့အတိုင်းမလုပ်ပဲနဲ့ကိုယ့်ဘာသာလှုပ်ချင်တဲ့အတိုင်းလှုပ်လို့မရဘူးမှားထားတဲ့အတိုင်းမဟုတ်ပဲနဲ့ရစ်ပူဇော်တဲ့ကာဣနာရဲ့ရစ်ပူဇော်ခြင်းဘုရားလက်မခံဘူးမှားထားသောရစ်ပူဇော်ခြင်းဖြစ်ရမယ်မှားထားသောကိုးကွယ်ခြင်းဖြစ်ရမယ်ငါ့ကိုကိုးကွယ်သောသူတို့သည်နာဝိညာဉ်နဲ့တစ္ဆာနဲ့၎င်းကိုးကွယ်တစ္ဆာဆိုပါလေအင်္ဂလိပ်လို့ဆိုရင် spirit and in truth ဆိုတာပါလေတမန်တရားငါ့ကိုကိုးကွယ်တဲ့သူကဝိညာဉ်နဲ့ကိုးကွယ်မယ်ဘာနဲ့ကိုးကွယ်မလဲတမန်တရားနဲ့ဒီနှုတ်ကပတ်တော်အတိုင်းကိုးကွယ်ရမယ်ဒီနှုတ်ကပတ်တော်တဲ့တစ်ချက်မှမလွဲနဲ့လွဲပြီးတော့လာလုတ်တယ်အာယုံသားအာယုံရဲ့မျက်နှာထောက်ပြီးတော့ဘုရားသခင်ကိုးကွယ်ခြင်းမှာဒီတိုင်းလွတ်ပေးမယ်မထင်နဲ့အာယုံရဲ့သားနှစ်ယောက်နာဒတ်နဲ့အဘိဟုဘာဖြစ်သွားလဲချက်ချင်းမီးထွက်ပြီးတော့သေတယ်အဲ့ဒါဘာကြောင့်လဲတက်လားဘာလဲထူးခြားသောမီးတဲ့စမ်းထွင်တာလေထွင်တာဒါလေးများဒါလေးလုံးဖျားခင်ကြိုက်မလားမသိဘူးမပြောနဲ့သိချင်ရင်ကြည့်ဘုရားကနှုတ်ကပတ်တော်အတိုင်းပဲပြတ်သားလှုပ်တော့ကြိုက်တယ်ဘုရားဒါလေးလုံးတော့ဘုရားကြိုက်မလားမသိဘူးဆိုရင်မလုံးနဲ့သိအောင်နှုတ်ကပတ်တော်နဲ့ရှာဒီမှာညီကိုမောင်တို့ကျွန်တော်ပြောပြမယ်ဒီနေ့ကျွန်တော်တို့ပြဿနာအတင်းတော်ဆိုပါလဲငါတို့တင်းတော်မှာငါတို့တင်းတော်လောက်ကြတာတစ်ခါရှိတယ်ဟိုဒီတင်းကိုတင်းတော်မှာကိုစက်ကတ်တာမမားပါဘူး
就标比，好啦，Jamie 所以 Roman Catholic， 多吧你嘞，但个好啦，到啥些没些，把么许多多。Roman Catholic 路眼的天嘛，没路庙的对的先多，你嘞变多 Roman Catholic， 龙所以 Anglican， 别呀 Anglican Cathedral 啦，Cathedral， 是高些呐，表嘞，这变多，啊，啦阿起码现在拉萨个的呀嘞，他们没变多，把路些表嘞，对吧？别看路看见就那路没，啦 training center 就那。老婆就那苏当呢，哎，对了，这里也苏当呗 ，training center， 啊，听到大家路眼的就那 train 咩 ，train 咩，啊，听到啊多别变偏嘛，把嘞阿龙 train 咩段过，谁啊特别路变路开呢，啊，那么好不，啦，啊，听到也困不没呢，啊，公路啦，你妈拉的，啊，听到多变高级屁股偏嘛，就那阿妈看嘢的，就那什么内心的没要我听到变多，啊，就那啥个钱的想的没要变多。老师啊，伢伊没修啦，是多啦，啥个没别啦嘞，Anglican啦，追咩，瞧啦，等你追咩，边咩变多，哎嘛奴他们屁股偏咩，哎嘛得地屁股偏咩，哎嘛偏先帮侬停下咩，啦，Pentecost啦，别安尼啦，讲啦，天南边咩变乱咩，哎你鸟，地嘛别差不嘛冇的。ဒီမှာနောက်မှချင်းကြီးကောင်မောင်မတို့ယေရုရှလင်မြို့မှာနှိုးထားမှုတွေဖြစ်တယ်ယေရုရှလင်မြို့မှာလူတွေပျော်သွားတယ်ဘဲမှမသွားချင်တော့တရက်ထဲမှာလူ3000ကျော်ပြောင်းလဲသွားတယ်ဟာအဲ့ဒီမှာလူတွေကပတ်စံရှိတဲ့ကောင်တွေအားလုံးအိမ်နေခြံနေရောင်းတော့အကုန်လုံးတမန်တော်လာပေးတယ်တမန်တော်တွေကဘာလုပ်လဲစင်းရဲတဲ့သူချမ်းသာတဲ့သူမရှိအောင်ရသမျှဟာတွေအားလုံးအကုန်ဝေမျှပြီးတော့ပေးတဲ့အခါမှာစင်းရဲတဲ့သူဆိုတာမရှိတော့ချမ်းသာတဲ့သူဟာဆိုတာလည်းမရှိတော့အကုန်လုံးစားနိုင်တောင်းနိုင်ဖြစ်သွားတာအဲ့ခါမှာယေရုရှလင်မြို့မှာဘယ်သူမှမထွက်သွားချင်တော့ဒါပေမဲ့ဖယားကြံစီရပါလေငါမင်းတို့ကိုနိုးထမှုတွေဖြစ်စေတာယေရုရှလင်မြို့မှာနေဖို့ပဲမဟုတ်ဘူးယေရုရှလင်မြို့မှာစ၍ယူဒာပြည်ရှမာရိပြည်မြေကြီးစွန့်တန်အောင်ငါတက်တည်ဖြစ်ဖို့ငါထားတာဒါပေမဲ့မင်းတို့အဲ့တော့နားမလဲပဲနဲ့အဲ့ဒီမှာပဲကြွယ်ဝချင်းမှာကျေနပ်သွားတဲ့အခါမှာညှင်းဆဲခြင်းဝင်လာတယ်ယောမတွေရေးလေခရိယန်တွေတတ်တာရဆဆတက်လက်တော့အဲ့ဒီမှာဟိုရွှက်ထွက်ပြေးဒီထွက်ပြေးနေနောက်ဆုံးအိန္ဒိယကိုဘယ်သူတောင်ရောက်လာတယ်ထင်လဲသောမတ်အိန္ဒိယမှာတည်သွားတာသူများလှန်နဲ့ထိုးလို့တည်သွားတာဒါပေမဲ့အဲ့အိန္ဒိယမှာအနိုးထဆုံးနေရာကအခုသောမတ်လှန်နဲ့အထိုးခံတဲ့နေရာမှာနိုးထမှုအဖြစ်ဆုံးဖြစ်နေတယ်ဟာလေလုယာညီကောင်မောင်တို့ကျွန်တော်ပြောပြမယ်လူတွေကအတီးတီးဘာဖြစ်သွားလဲလုံးဝမသွားချင်တဲ့ရှမာရိပြည်ဘသူရောက်သွားလဲဖိလိပ္ပုရောက်သွားတယ်ဖိလိပ္ပုရောက်သွားတဲ့အချိန်မှာအဲ့ဒီဖိလိပ္ပုကရောက်သွားတဲ့နေရာရှမာရိမြို့ဟာအထက်လန်းအောက်လန်းနဲ့လုပ်ငန်းနဲ့အင်မတန်မှကျွမ်းကျင်ပြီးတော့အဲ့ဒီမြို့ကြီးကထလာအောက်လန်းလှုပ်ချင်းနဲ့ပြည့်နေတဲ့နေရာကြီးဖြစ်နေတယ်ဝိညာဉ်ဆိုးနတ်ဝိဇ္ဇာအတက်က အုပ်ဆိုးထားတယ်အဲ့ဒီမြို့ကိုဒါပေမဲ့ဖိလိပ္ပုကရောက်သွားတဲ့အခါမှာဘာလို့ရောက်သွားလဲသွားချင်လို့သွားတာမဟုတ်ဘူးဂျူးလူမျိုးကဘယ်တော့မှရှမာရိမြို့ကိုမသွားချင်ဘူးဘာလို့မသွားချင်တာလဲရှမာရိမြို့ကိုယွန်းနေသူတို့ရှမာရိလူနဲ့မပေါင်းဖော်ဘူးကပြားဆိုပြီးတော့မပေါင်းဖော်ဘူးငါတို့ပွားကညောမှငါတို့ပွားကညောဆိုတဲ့အဖွဲ့တွေကပြားနဲ့မပေါင်းငါတို့ချင်းမှငါတို့ချင်းဆိုတဲ့အဖွဲ့တွေငါတို့ကချင်းမှငါတို့ကချင်းဆိုတဲ့အဖွဲ့တွေဒါမှညှင်းဆဲချင်းဝင်လာခင်ဗျအကုန်ဒိုးပဲငါတို့ဂျူးမှငါတို့ဂျူးလုံနေယေရုရှလင်မြို့မှာငါတို့ဂျူးမှငါတို့ဂျူးယောမကျွေးတာတကုံပေးတာယောမဘယင်ရေးလက်ကျမ်းတာဘလို့ကျမ်းလက်တည်လဲယောမဘယင်ခရိယန်နေလေဒီလောက်တိုးတက်လာတော့အဲ့ဒီယောမဘယင်ဧကရိဘယင်အဲ့ဒီခရိယန်ကိုလေဟိုဒုတ်အချွန်နဲ့အောက်ကနေခေါင်းထိအဲ့လိုထိုးတာဖားထိုးတယ်လို့လူကိုအဲ့လိုထိုးပလိုက်ပြီးတော့ရေနံကြီးလေရေနံကြီးနဲ့အဲ့လိုတုပ်ပြီးတော့အဲ့ဒီခရိယန်တွေအားလုံးကိုဒီလိုမျိုးတားစီပြီးတော့တိုင်မှာစိုက်ထားတော့မီးရှို့တာအဲ့ဒီမီးအလင်းနဲ့ညစားတာဘလောက်ကြမ်းလဲအဲ့လိုညင်းစဲလုံးအားကြီးတော့ပြေးတာဖိလိပ္ပုလည်းရေးလဲတုပ်တာတုပ်ရင်းနဲ့ဘယ်ရောက်သွားလဲဆိုတော့အဲ့ဒါဖတ်ချင်တမန်တော်ဝတ္ထုအခန်းကြီး8နောက်မှဖတ်ခရီးရနေတမန်တော်လို့ပြောနေနောက်မှဖတ်တမန်တော်ဝတ္ထုအခန်းကြီး8မှာအဲ့မှာဒါတွေ့ရတယ်ဖိလိပ္ပုကလည်းမရောက်ချင်နဲ့ရှမာရိမြို့ရောက်တော့သူ့မှာဘာမှလုပ်စရာမရှိဘူးလုပ်စရာမရှိတော့သူမှမကျွမ်းကျင်တဲ့နေရာမှာယေရှုကြောင့်စပြောပါပြီယေရှုကကယ်တင်ရှင်ဖြစ်တဲ့ယေရှုကရှင်သခင်ဖြစ်တဲ့ယေရှုကကြီးမြတ်တဲ့
ပြောရင်နဲ့ဘာဖြစ်လဲတလားနတ်ဆိုးတွေထွက်ပြေးနတ်ဆိုးတွေထွက်ယောဂတွေအကုန်ပြောင်းနမိတ်လက္ခဏာတွေစဖြစ်ပြီဝိုးအခုကမြန်မာပြည်မှာဘာလို့နမိတ်လက္ခဏာမဖြစ်လဲ။အိုးယေရှုအကြောင်းတော်မှပြန်ခွဲနေတာဟောမှာယေရှုကနေခရစ်တော်ကနေအခုက3ပါးစုမို့တော့5ပါးတစုတွေပါလေဖြစ်လို့ဖိလိပ္ပုရှမာရိမြို့ရောက်တော့ဘာအကြောင်းမှမပြောဘူး။ဒါတော့နည်းနည်းပြောမယ်မဟုတ်ရင်ကျွန်တော်ကရွှေ့တယ်ဖြစ်အောင်မယ်။တမန်တော်တို့ခန်းကြီးရှမာရိကြည့်လိုက်ဆိုဖိလိပ္ပုဒီလေရှမာရိမြို့တို့သွား၍ခရစ်တော်အကြောင်းကိုဟောလေဒါပဲခရစ်တော်အကြောင်းကိုဟောတယ်ဒါပဲအကြည့် Oh Lord Jesus မကြည့်အဲ့ဒီကျမ်းပိုက်ကိုပဲလူကကင်တာတော်လားတဲ့ဖိလိပ္ပုတော်မှာယေရှုကြောင့်ဟောတာမဟုတ်ဘူးတဲ့ခရစ်တော်ကြောင့်ဟောတာတဲ့ဒါယေရှုယုံလို့ကယ်တင်ခြင်းမရဘူးခရစ်တော်ယုံမှာ Come on Give me a break, man. မကြည့်အဲ့ဒါမဟုတ်ဘူးအဆုံးကိုကြည့်စနစ်မှာကြည့်စနစ်ကိုပါကြည့်ဖိလိပ္ပုဒီဘုရားသခင်နိုင်ငံတော်နဲ့၎င်းယေရှုခရစ်၏နာမတော်နဲ့၎င်းဆက်ဆိုင်သောဧဝံဂေလိတရားကိုဟောတယ်တွေ့လားပါလေယေရှုနဲ့ခရစ်တော်ရှောက်မခွဲနဲ့ယေရှုခရစ်၏နာမတော်နဲ့၎င်းဆက်ဆိုင်သောဧဝံဂေလိတရားကိုဟောတယ်ကျမ်းစာကိုကွက်ပြီးတော့ရှောက်မယူနဲ့အကုန်ယူတေချာကြည့်ဟာနမိတ်လက္ခဏာတွေအကြီးကျယ်ဖြစ်ပြီးအမှနှိုးထားမှုတွေဖြစ်ပြီးအမှဘာဖြစ်လဲပြန်တန်းသွားတယ်ညီကောင်မတို့ကျွန်တော်ပြောပြမှာနှုတ်ကပတ်တော်ကိုကျွန်တော်တေးသေးချာချာလေ့လာမယ့်အချိန်ရောက်ပြီမဟုတ်ရင်ဟိုကလာဒီရလာဟိုကလာဟောဒီရလာ no မြန်မာပြည်ကျွန်တော်ပြောမယ်လာမယ့်အနာဂတ်ဒေးဗစ်လာစပြီခုဒေးဗစ်လာစပြီလာမယ့်အောက်တိုဘာလမှာကျွန်တော်တရားဟောတော့မယ်နိုင်ငံခြားမှာကျွန်တော်သွားဟောမယ်အင်္ဂလိပ်လိုရေးလဲဟောမယ်အင်္ဂလိပ်လိုဟောတော့ကြာပြီကျေးဇူးတော်ကြောင့်ဟာလေလုယာဒါပေမဲ့အခုဟောမှာယိုဒနတ်လူတွေမဟုတ်ဘူးတကယ်ဟိုကဘေးလာပကေးတွေနဲ့ဟောရမှာကျွန်တော်ရေးလေတီဗီမှာကြည့်ပြီးအားကြခဲ့တဲ့ဆရာကြီးတွေနဲ့ကျွန်တော်အခုတွဲဟောရမှာကိုတော့မယုံဟုတ်မဟုတ်လားအမြဲတမ်းပြန်ကြည့်ရတယ်ရစနာကြီးဘာဖြစ်လို့လဲအဲ့ဒါကျွန်တော်အိမ်မက်ခဲ့တာဒါကြောင့်ဒီကလာမဲ့နာကလူငယ်တွေဟေးအိမ်မက်စမတ်ရအောင်ဘာလဲဟိုကလာပြီးတော့နိုင်ငံခြားနေလာပြီးတော့ဝါရတွေလာမသွင်းခိုင်းနဲ့နိုင်ငံခြားနေလာပြီးတော့မကျန်းစာကြောင်းထောင်ပေးမယ်နင်တို့ကိုလာကားပေးမယ်ကားတစ်စီးပေးမယ်အတိုက်တစ်လုံးပေးမယ်ဆိုရင်လှုပ်ချင်ပြီးအဲ့ဘာဝါရတွေလာထည့်ပြီးချမ်းဝယ်ပေးမယ်တာသနာလုပ်ငန်းစလုပ်မဲ့သူကအများကြီးကျွန်တော်အဲ့လိုမျိုးတာပြောမယ်ဆိုအများကြီးပဲဒေးဗစ်လာအနောက်ကနေဘာကူညံ့မလဲဘာမကူညင်တယ်လို့နင်ကကြီးကျယ်လိုက်တာကြီးကျယ်တာမဟုတ်နင်ဖယားနဲ့ငါဖယားအတူတူပဲလို့နင်လိုတာရှိတော့ငါထပ်ပေးလိုက်မယ်မြန်မာပြည်ဆိုမစင်းရဲဘူးလို့ပြောပလိုက်တယ်အပြတ်ပြောပလိုက်တာမဟုတ်လေစင်းရဲလားပြောမြန်မာပြည်လုံးဝမစင်းရဲဘူးမစင်းရဲဘူးလာမလုံးနဲ့မစင်ရဘူးဆိုတော့ဖယားသားသမီးတွေအပြင်တက်တည်ပြမယ်တို့အာမင်ဒီနေ့စပြီးတော့ဟိုယေရှုတဲ့ခရစ်တော်တွေလာမခွဲနဲ့ယေရှုခရစ်တော်ဒါပဲအဲ့ဒီဖယားနဲ့အတူသွားမယ်ဒါပဲအဲ့ဒီဖယားနဲ့အတူအသက်ရှင်မယ်ဒီနေ့ဘယ်နဲ့ကွာဘာကောင်းကြီးမှမရှိတဲ့ကိစ္စယေရှုနဲ့ခရစ်တော်ခွဲတာဘာမင်္ဂလာရှိလို့လဲဘာဇလန်းနေဖြစ်လာဘာမှဖြစ်လာဘူးအိုးယေရှုနဲ့ခရစ်တော်နဲ့ခွဲနေရင်ဒေးဗစ်လာဒီနေ့ဘယ်အကြောင်းမှရောက်မှာမဟုတ်ဘူးဘာမှလည်းဖျားသုံးမှာမဟုတ်ဒီနေ့ဖျားခင်ဒီမှာကြည့်နမိတ်လက္ခဏာဖြစ်စေတာယေရှုနဲ့ခရစ်တော်တွေခွဲတာမဟုတ်ယေရှုခရစ်တော်တပါးတည်းပဲနှစ်ပါးသုံးပါးမရှိဘူးရှင်းလေးလောက်ကြစမ်းပါဘုရားသခင်ရှုပ်ထွေးမှုဘယ်တော့မှလုံးမလုံးရှင်းလင်းမဲ့အလုပ်လုပ်တယ်ဘုရားကြောက်တတ်သောစိတ်ကိုမပေးဘူးတကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်ကိုပေးတယ်ယုံချင်းယုံမယုံချင်းနေကျွန်တော်ပြောတာမယုံလဲစောင့်ကြည့်ကျွန်တော်အသက်တာနဲ့ပဲပြမယ်ကောင်းကြီးရှိလားမရှိလားကြည့်ကျွန်တော်ကြွားပြောတာလည်းမဟုတ်ဘူးကြွားတာဘာမတတ်နိုင်ဘူး
ဒါမဲ့ကြွားချင်လို့တော့မှကြွားလို့မရတယ်သူအများကြီးလောကကျွန်တော်ရေးလဲကြွားချင်ခဲ့တာငယ်တော့ဘာမှကြွားစရာမရှိဘူးအရေးထဲမှာဖနက်ကပြတ်တယ်ကြိုက်တဲ့ကောင်မလေးရှိမှအရှက်ကကွဲမန်ကြီးကောင်မောင်မတို့လွယ်တာမဟုတ်တာကြွားဖို့ဆိုတာအများလဲဒါဖေးအလုပ်တယ်နော်တချို့တော့ပြောသေးတယ်အဆိုတော်တွေကိုတဲ့ဘန်းပြပြီးတော့တဲ့ဒီပဲလာတယ်ဘာလုံးလဲဟာဘာတဲ့ဒီအဆိုတော်တွေတလုံးပမာပြီးမှရှိလာတာပဲဘာလို့မပြောင်းလဲဆရာတွေလည်းရှိတယ်ကွာအဆိုတော်တွေလည်းရှိတယ်ကွာဘာလို့မပြောင်းလဲကျွန်တော်မပြောဘူးချင်းမီပြောတာအစားရအဲ့ဒီဆရာကြီးလည်းရှိတာပဲအဲ့ကလေးကဒီဆိုတော့လည်းရှိတာပဲကျွန်တော်လာမှဘာလို့ပြောင်းလဲလာတာလဲသူတို့ကရှင်းမဲပြောမယ်ပြောကြရှိတာပြက်ပြောဒီမှာရှင်းမဲကျွန်တော်ရေးလဲစမ်းစာတွေလေ့လာဘူးတယ်တရက်ကျွန်တော်စမ်းစာလေ့လာပြီးတော့တရားဟောဖို့စင်ပေါ်မှာဟောရမစော MCC မှာအဲ့ဒါ MCC မှာဟောဖို့ကျွန်တော်ရေးလဲပြင်ဆင်တာအိုးဟာလေလုယာရေးလဲပြင်တယ်ဘုရားပြောတယ်ဘာစမ်းစာမကြည့်နင်တက်တာတွေရှောက်မဟောနေတဲ့တခုံးမကျွေးတာကျွန်တော်ဒီထဲမှာနင်တက်တာရှောက်မဟောနဲ့ငါပြောခိုင်းတာနင်ပြောတယ်ကိုရောပြောခိုင်းတဲ့ဟာတွေကတကယ်ရိုက်ပေါက်ကိုရောကျွန်တော်ဘုရားပြောခိုင်းတဲ့ဟာတွေကတကယ်ရိုက်ပေါက်နော်ကျွန်တော်နောက်ပြောတာမဟုတ်တကယ်ရိုက်ပေါက်ကြီးမို့ကျွန်တော်ပြန်စဉ်းစားတယ်ပြောခိုင်းတဲ့စကားပြောရင်လူပြောင်းလဲတယ်ဟာနော်လေနှစ်ချင်းခန္ဓာ6ခါဘာလို့ပြောင်းလဲ6ခါဣသရေလရောက်တော့ကျွန်တော်ပြောတယ်နော်နင်းတော့ပြီနင်းများနေပြီငါနဲ့မပေးနိုင်တော့ဆိုလေအလစ်မှာဆရာစံတိုးနဲ့ခံသွားသေးတယ်သူအဲ့ဒါနော်နင်းရင်နစ်လို့ဘာမှထူနော်ဒါပြောင်းမလို့တာယော်ဒန်မြင့်မလို့ဆရာတဲ့အမဲလုံးချင်သေးတယ်သူကကျွေးလိုက်တယ်ကျွန်တော်အလစ်မှာနော်တော်ပြီနော်လို့နော်သူဘာလို့လဲတဲ့လားကျွန်တော်အလစ်မှာကျွန်တော်ဒီဘက်မှာငါးလေတွတ်သေးတယ်ငါးလေအဲ့ယော်ဒန်မြင့်မှာငါးတော်ပေါ်တယ်ကျွန်တော်လဲခမီးတော်ဖျားကြီးမြတ်တာတော့ဆိုဒီမှာလာတွတ်ပြီဒီမှာလို့လုံနေရတာတော့မှငါ့ဟိုကျွန်တော်အဲ့လိုလုံနေရတဲ့အချိန်လက်မှာနော်ဝင်သွားပြီဒီမှာကျွန်တော်ပြပြမယ်တလုံးသူလဲဆရာတွေနောက်လိုက်ဘာနောက်လိုက်တောက်လိုက်စားလိုက်မူးလိုက်ယူလိုက်ကျွန်တော်နဲ့ပထမဆုံးတွေ့တဲ့ပွဲမှာအဲ့ဒီဆရာကိုအဲ့ဒီစီစဉ်တဲ့ဆရာကိုဘီယာသွားဝယ်ခိုင်းတာနော်အဲ့ဒီဆရာတင်းအုပ်ဆရာအဲ့ဒါအဲ့ဆရာကိုသွားပြီးတော့လေဘီယာဝယ်ပေးပါအကိုတဲ့သူဆရာမမသိဘူးသူသွားလုံနေတာဟိုကလည်းပြောတယ်ဝယ်ပေးမယ်တဲ့ဒါပေမဲ့နင်ငါ့ကိုဂရိတစ်ခုပေးတယ်ဟောလဲဘာဂရိလဲတဲ့နင်မနေ့ပြန်ဆရာဟောတာကိုအဆဆုံးနားထောင်မယ်လို့ဂရိပေးအစိုးရတွေဆိုဘယ်တော့မှဒီမှာကြီးတော်ကြောင့်အခုကလေတကယ်နားထောင်တယ်သူတို့ပြောင်းလဲသွားလို့လေဟိုရဆိုပြီးပြေးပြီလေဆိုပြီးတယ်ဆိုလက်သွားပြီဒီမှာကြီးတော်ကြောင့်ခုရှိတယ်ဟာလေလုယာပဲဟိုရဆိုလက်ပြဆိုအဲ့ဒီမှာတည်တယ်ဒါနဲ့နော်ဂရိတစ်ခုပေးဟုတ်ကဲ့ပေးတယ်ဒါဆိုဝယ်ပေးမယ်ဆိုတော့ဘီယာ9ဘူးသွားဝယ်ပေးတယ်အဲ့9ဘူးလုံးတရားထဲတောက်လိုက်တယ်နောက်နေမနေ့ကျတော့သူအမထိုင်နေကျွန်တော်တွေ့တယ်အဲ့ဒါနော်ရဲ့ပုံအဲ့ငယ်မှာဆိုလို့ပြီးခဲ့ဝါထားတယ်အဲ့နေလောနဲ့ကျွန်တော်တည်တယ်မမရဖျားပြောခိုင်းတဲ့စကားကိုကျွန်တော်ပြောတာအဲ့နေရကျွန်တော်တဲ့ပြောတာပဲတဲ့ပြောတာတချင်းဆိုတိုင်းဖျားလက်ခံတာမဟုတ်ဒါပဲကျွန်တော်ချပြီဖျားပြောခိုင်းလို့ပါမဟုတ်ပြောခိုင်းတဲ့စကားပြောတဲ့ခါမှာအာနာတယ်ကျွန်တော်လည်းတစ်ခါလေးမပြောချင်ဘူးရိုက်ပေါက်စနာကြည့်လေဟေဇကိဆိုဘယင်ဟေရှာယဖယားတော့ပြောခိုင်းတော့ဟေရှာယဘလိုင်းသွားတယ်
ခမတေးလိုက်မယ်တဲ့နောက်ခဏနေတေးမယ်နော်ဘလိုင်းဟိုတီးလိုက်မှာဟိုဟာဟေးဆိုင်ကျန်တာဖတ်လေမယုံရင်ဖတ်လေဟေးဆိုင်ရဘလိုင်းတော့ပြောတာဟိုမှာဟေးဆိုင်ရလာပြီဆိုတော့ तू ပြောနာလေတေကနီးပြီ तू တေနာယောဂဆွဲတယ်တဲ့ဟေဇကိမင်းရဟေဇကိဆိုတာတေနာယောဂဆွဲတယ်ဆိုတာဘာလဲကင်ဆာယောဂပေါ့ပြောချင်တာနောက်ဆုံးအဆင့်ရောက်ပြီဟေဇကိကအဲ့မှာနမိတ်လက္ခဏာလေးမျောရောက်လေရောက်လို့ဟေရှာယမြဟေရှာယအဲ့ခေတော့ရေးလဲနာမည်ကြီးတဲ့ဆရာကြီးပရောဖက်ကြီးဖယားရေးလဲသုံးတာတခုံးပြောတခုံးရှယ်ပဲဆိုဖယားသုံးချင်လားကိုတက်တာရှောက်မဟောနဲ့ဖယားပြောခိုင်းတာကိုပြောဒါပဲဆိုဟေရှာယရောက်လာဆိုပျော်တဲ့ချိန်မှာကိုအိမ်မှုကိစ္စတွေတေချာလုပ်တယ်ဖယားခင်ပြောတယ်တင်တေလိုက်မယ်တဲ့ပြောရှင်တာပါလေနင်အမွေခွဲဆရာရှိတာတဲ့အလုံးခွဲဟိုနန်းထိုင်စရာမဲ့လူကိုရွေးချယ်ဆရာရှိတာရွေးချယ်မာလို့နင်သေတော့မယ်တဲ့ပြောပြီးပြန်ထွက်ကုန်မြတ်စရာကြာရှိုက်ပေါမို့အဲ့ဒါတပ်ပေါတကယ်တပ်ပေါအဲ့ကျွန်တော်လည်းတပ်ပေါပဲကျွန်တော်ရေးတယ်ပြောတဲ့ချိန်မှာမြန်မာနော် Facebook မှာမတွေ့ကြဘူးနော်ကချင်ပြည်နယ်သွားဖို့လေကျွန်တော်အလားချင်းချောက်တာမို့တကယ်ဆိုမှာကျွန်တော်လေတိမ့်ပနေရလည်းမသိဘူးအမလေးပေးမယ်တဲ့ဒေးဗစ်လာကိုတတ်ပေးပါတဲ့မဲအောက်ကလည်းပြန်ရေးတယ်ဒေးဗစ်လာအရှင်လက်နဲ့ကချင်ပြည်ကနေပြန်မထွက်သွားစေရဘူးတဲ့လုံနေတာရေးတာအောက်ကနေအာမခံချက်တည်းအပြည့်နဲ့ဆွဲနေတာဖယားပြောခိုင်းတဲ့စကားပြောတာလွယ်တာမှမဟုတ်တာမလွယ်ဘူးခင်ဗျာလေမေတ္တာကျမ်းစာတင်တာတော့လွယ်တာပေါ့ကျမ်းစာလေးကျမ်းတင်โอเคဒီလိုမှဒီလိုရှိတယ်ဒီလိုကဒီလိုဖြစ်တယ်ဒီလိုကဒီလိုဖြစ်တယ်ဒီယေရုရှလင်မြို့ကတော့ဘယ်နဲ့ဝန်းကျယ်ဝန်းတယ်အဲ့ဒီမှာတော့ဘယ်နှထပ်ရှိတယ်အဲ့မှာဘာမှမထီဘူးနင်တို့ရောက်နောင်တရမရသေးလိမ့်မယ်အဲ့ဒီစကားကြီးတဲ့ပြောရတဲ့ဟာကြီးလွယ်တာမှမဟုတ်တာဟေရှာယတော့ပြောရပြီပြောလဲပြောပြီးပြန်လှည့်အောင်ဒါပေမဲ့ဟေဇကိဟာဘုရားစကားမှန်ရင်လေမိုက်တယ်နော်ဘုရားစကားမှန်တော့ထိတယ်ချက်ချင်းဟေဇကိဟာလေနန်းတော်ဘက်ကိုလှည့်ပြီးတော့နိုင်ရန်ဘက်ကိုလှည့်ပြီးတော့မျက်ရည်နဲ့ဆူတောင်းတာမျက်ရည်နဲ့မျက်ခွဆူတောင်းလဲတောင်းဟောဘုရားသခင်ဟာမကြည့်ဟေရှာယပြောတော့ခင်ဗျတိတ်လိုက်မယ်နော်တိတ်မယ်ဒါပဲအိမ်မှုကိစ္စကအလုံးလို့အနန်းထိုင်ကြကိစ္စအလုံးလို့တိတ်မယ်ဘုရားဖော်ပြလို့လာပြောတာဒါပဲဟိုကမျက်ရည်နဲ့မျက်ခွဆူတောင်းပြီလှည့်ပြီးတော့ဆူတောင်းပြီဆူတောင်းကိုဘုရားသခင်ဟာဟေရှာယစီလာပြောပြီပြန်လှည့်ပြောလိုက်နောက်15နှစ်အသက်ရှိဟဲ့စအခုပဲတေးမယ်ပြောတယ်ဘယ်မျက်နှာနဲ့ပြန်သွားပြောရမှာလဲမချုံမချင်မျက်နှာနဲ့ပြန်လှည့်တော့ sorry နော်ဗျဘုရားပြောတယ်15နှစ်ရှိအခုနပြောတော့နောက်တာနော် sorry လက်စလွယ်လားရိုက်ပေါဟိုမှာမျက်ရည်နဲ့မျက်ခွဆူတောင်းတော့ဘုရားသခင်ဟေရှာယကိုလာပြောပြီးသွားပြန်ပြောလိုက်တဲ့15နှစ်ပြန်အသက်ပေးမယ်တဲ့မလို့လောက်မလဲဘုရားပြောခိုင်းတယ်ညာပြောတယ်လွယ်တာမဟုတ်တာကျွန်တော်လည်းဖျားလာအဲ့ဒါလေ MCC မှာကျွန်တော်တရားဟောဖို့ကျွန်တော်ပြင်းနေကိုရောဟာနှုတ်ဘတ်တော်လေးရေးလည်းပြင်းပြင်းတာမနက်ကနေစပြင်းဟာကြီးလေကြမ်းပြိုင်နေကြမ်းပိုက်ဘုရားအကုန်ပိတ်လိုက်ပြောပါဟောမှာလဲကိုရောငါပြောခိုင်းတော့ပြောပြမယ်အဲ့ဒီနေရာစင်ပေါ်ရောက်တဲ့ဒီဘာဟောမှာမသိဘူးကိုရောကြည့်ချက်လို့ကျွန်တော်ဟောချင်တယ်ဟောလိုက်တော့မှတော့ဟာကိုကွယ်နေတဲ့တန်ရှင်တော်ဝိညာဉ်တော်ဆင်းလာပြီအလုံးလုံးပြီဒါကြောင့်လေစာသမားတွေကဝိညာဉ်တော်ဆင်းသက်တောင်နားမလည်ဘူးစာသမားတွေကဝိညာဉ်တော်ကထဲမှာရှိထားပေဆင်းနေဆိုတာမရှိဘူးစာသမားစာနဲ့ပဲပြောတတ်တယ်လက်တွေ့ရှိတဲ့လူကသိတယ်ဘာဟောမှမသိတဲ့ဒေးဗစ်လာကောင်းသိတယ်သူစင်တာတဲ့ခါမှာဂျမ်ပိုက်တွေ projector ထိုးတယ်လို့ပဲကျွန်တော်တစ်ချက်ပြီးတစ်ချက်ဖော်ပြတာတိတ်အုံနောက်ကောင်းတယ်လို့မထင်နဲ့ဂျမ်ပိုက်တွေထောက်ခနဲ့ပြောတာတိတ်အုံနောက်ကောင်းတယ်မထင်နဲ့သူလုံနေတာတရားဟောချက်တွေပြင်ဆင်ထားတဲ့စာရွက်ကျွန်တော်မှတခုမှမရှိဘူး
ဒီနေ့ထိဟောတာမနေတော့ဘူးဘာမေကြီးကျွန်တော်မှာဘာ notes မှမရှိဘူးဘာ notes မှမရှိဘူးစင်ပေါ်ရောက်ရင်ငါပြောခိုင်းတယ်နင်ပြောဒါပေမဲ့တခုလည်းရှိတယ်မဟောခင်တော့နင်များများစံစာဖတ်ဖို့များများဆူတောင်းဖို့နင်ဖတ်ထားတဲ့အရာတွေဒီထဲထည့်ထားဖို့ငါလိုလိုထုတ်သုံးမှာပေါ့ဘာမှဖတ်ထားတော့ဘာနဲ့တော့ပြောမှာလားမင်းကြီးကုန်းပေါ်မှာလည်းကျွန်တော်ပြောပြမှာဒါကြောင့်ဒီနေ့ယူပါယုံစထားရအောင်ဝါဒတွေကြောင့်ရှုပ်ထွေးတဲ့မြန်မာပြည်ကြီးမှာဒီမှာကြည့်ဝါဒဆိုတာတကူမပါဘူးဒီနေ့ကျွန်တော်လုံနေတာတကူဘိတ်သိက်အဲ့ဒီဘိတ်သိက်ဆိုတာကျန်းစာချောင်းသွားတင်ပြီးတော့မှဝါဒတွေတက်လို့ဘိတ်သိက်မရဘူးတင်ထားတဲ့ကျမ်းပိုက်တွေနဲ့ကျွန်တော်တို့တကူမရအောင်ဘာနဲ့ရလဲတိလားနှိမ့်ချခြင်းနဲ့ဖျားခိုင်းတာကိုလှုပ်တဲ့ပုံမှာဘာမှအဝေးသွားမှကျန်းစာတွေအကုန်တက်ပြီးတော့ကိုရောက်ခမတော့ကိုခွင့်မလွတ်နိုင်တဲ့လူဘုရားဘလို့ဘိတ်သိမ့်နဲ့သုံးပါလားကျန်းစာတွေကြီးကျယ်တက်ပြီးတော့ကိုမိမ့်မောက်တော့မှကိုကမေတ္တာမပြတ်နိုင်ဘုရားဘယ်ဘိတ်သိမ့်နဲ့ဘုရားသုံးပါလဲအရင်ဆုံးအပြင်းမသွားတဲ့နဲ့ကိုအိမ်တော်မိသားစုအရင်ဆုံးမေတ္တာပြဖို့စဉ်းစားကိုအိမ်တော်အရင်ဆုံးလှပစွာပြန်တည်ဆောက်ကိုအိမ်တော်အလှပစွာဘလောက်ကျန်းစာတက်ဘလောက်တော်ဟိုတကဘာလုံးတော့လက်တရားဟောနိုင်ပါစေမိသားစုမေတ္တာမပြတ်နိုင်ဘူးဘုရားအလိုတော်နဲ့ညီတတ်မရှိနဲ့ကိုမိဘကိုမယိုသေးဘူးကိုရဲ့ဇနီးတွေကိုမချစ်ဘူးကိုရဲ့မောင်နှမတွေကိုမေတ္တာမပြတ်နိုင်ဘူးဘုရားဘယ်တော့မှလုံးမလုံးဘူးဘယ်တော့မှလုံးမလုံးဘယ်တော့မှလုံးမလုံးဒါမြန်မာပြည်ဟာကပ္ပအောင်သာသနာပြုတဲ့သူပြန်ဖြစ်လာမယ်အာမင်ဟာလေလုယာဟာလေလုယာသိမကြောက်ဟာလေလုယာမြန်မာပြည်ဒီကပ္ပအောင်ပြန်တော့သာသနာပြုရမယ်ဒီမှာလာပြီးတော့သာသနာပြုတဲ့သူတွေဟုတ်တယ်ရတယ်အမျိုးစုံလာတင်လိုက်မယ်ဘာကြောင့်လဲအခုကလည်းကိုယ့်ထက်ငါတာအောင်တင်နေတဲ့ကာလလေသူ့ထက်ငါတာအောင်တင်တာသူ့ထက်ငါတာရမယ်စောက်တွေရေးလက်ဖတ်နို့အဲ့ဒါတွေကလူကိုပြောင်းလဲစေတာမဟုတ်ရှုပ်ထွေးစေတာရှုပ်ထွေးကုန်တာပြဿနာဒီလိုကျွန်တော်တို့ဝင်သွားပြီးတဲ့နေရာဆိုနှိုးထားမှုတွေဖြစ်တယ်နှိုးထားမှုဖြစ်ပြီးလူတွေနှုတ်ကပတ်တော်စာငတ်ပြီးအဲ့ဒီချိန်မှာဆရာတွေအတကုံဝင်လာပြီးအဲ့မှာရှုပ်ထွေးကုန်တာကောင်မနှိုးထားခင်တော့ဘယ်သူဘယ်ဟာလာဟောဘယ်သူမှနားမထောင်ဘူးကျော်တော့ ice breaker တွေဒုံးဆိုထိုးပေါက်ပြီးလုံးဝဖြစ်သွားပြီဆိုတော့အဲ့မှာဆရာတွေဝင်လာပြီနွားရတွေလာထည့်ပြီးရှုပ်ထွေးကုန်အောင်ဒါကြောင့်ညီကောင်မောင်မအားလုံးကျွန်တော်ပြောပြမယ်ဆရာများသားသိမဖြစ်စေပါနဲ့ဒါကြောင့်ယနေ့သင်ရဲ့တက်တာမှာအရေးကြီးဆုံးကတမန်တရားနဲ့ညီအစတင်သွားဖို့ဆုံးဖြတ်ချက်ချပါဒီမှာဟောထားပြီးသားအရာမသူများခွန်အားရထားပြီးသားအရာသူများဖတ်ထားပြီးသားကျမ်းပိုက်ကိုသင်ဖတ်တာနဲ့သင်ကိုယ်တိုင်ဖတ်ပြီးတော့ရတာဘယ်ဟာပို့ပြီးတော့မြဲမယ်ထင်တယ်သင်ကိုယ်တိုင်ဖတ်ပြီးတော့ရတဲ့ဟာပို့ပြီးတော့မှ revelation ပို့ခိုင်ခန့်တယ်ဒီမှာသူများစာအုပ်ကိုဖတ်သူများစာအုပ်ကိုဖတ်ပြီးသူများရေးထားတဲ့စာအုပ်ကိုဖတ်တယ်ဆိုမှတော့အဲ့ဒါကျွန်တော်ပြောပြမယ်အဲ့ဒါအစားကျွေးစားကြံစားတဲ့တတ်တာလင်းယုံလို့ဖျားဖြစ်စေချင်တာလင်းယုံကဘယ်တော့အခါမှတေထားပြီးသားအသားအောင်မစားဘူးရှင်လက်လက်အသားကိုပဲစားတယ်ပြောချင်တာသူများခွန်အားရပြီးသားအရာပဲသူများအတင်းကိုပြန်လာဝင်ငှားတယ်အဲ့မှာခွန်အားမယူနဲ့တင်းကိုယ်တိုင်နှုတ်ကပတ်တော်ဖတ်ပြီးတော့အဲ့နှုတ်ကပတ်တော်တိုင်းအသက်ရှင်တင်းရဲ့တက်တော်ဘုရားခင်ချီးမြှောက်ကောင်းချီးပေးလိမ့်မယ်အာမင်ဒါမနေ့ကကျွန်တော်ပြောတဲ့အကြောင်းအရာလေးထက်နဲ့ဘုရားခင်ကထပ်ပြီးတော့မှကျွန်တော်ဖော်ပြတဲ့အရာလေးအနည်းငယ်ကျွန်တော်ပြောပြမနေ့ကကျွန်တော်ဗာပြောလဲဆိုတော့မောရှေကတည်ခြင်းတရားနဲ့သက်ဆိုင်တဲ့ပြည့်ညက်တရားကိုကင်တယ်မလားကင်တော့သူ့ရဲ့မျက်နှာဘာဖြစ်လဲထွန်းတောက်တယ်တဲ့ဟုတ်တယ်နော်ထွန်းတောက်တယ်တဲ့ဒါဆိုရင်တည်ခြင်းတရားနဲ့သက်ဆိုင်တဲ့ပြည့်ညက်တရားကိုကင်တဲ့မျက်နှာတော်မှာထွန်းတောက်တယ်ဆိုရင်တဲ့အသက်ရှင်သောနှုတ်ကပတ်တော်ကိုကင်ဆောင်တဲ့လူတွေအသက်တာကတဲ့တာ၍ဘုံကြီးမယ်မဟုတ်ဘူးလားတဲ့အာမင်ဘသူတွေကိုပြောနာလဲဒါမောရှေတော်မှာတည်ခြင်းတရားနဲ့သက်ဆိုင်တဲ့ပြည့်ညတ်တရားကိုကိုင်တာဘုံရှိတယ်ဆိုရင်တဲ့ဒီအသက်ရှင်စေတဲ့နှုတ်ကပတ်တော်ကိုကိုင်ဆောင်တဲ့လူတွေရဲ့အသက်တာ
ပြောချင်တာကဒီနှုတ်ကပတ်တော်ကိုဆွဲလန်းတဲ့လူရဲ့အသက်တာနှုတ်ကပတ်တော်အတိုင်းရက်တည်တော်သူရဲ့အသက်တာဘလောက်ဘုန်းကြီးမလဲတဲ့အာမင်ဆိုကျမ်းစာဆိုတာကအတိတရားနဲ့ပဲသွားလို့မရဘူးအဲ့ဒီကျမ်းစာငါအတွက်ဖြစ်တယ်ဆိုတာသိပြီးအဲ့တိုင်းရက်တည်ပါကြားယုံနဲ့မရဘူးကျမ်းစာထဲမှာဇရတမြို့ကမုတ်ဆိုးမအေလိယရောက်လာတယ်โอเคအဲ့ဒီချိန်မှာအစာခေါင်းပါယုံနဲ့မကဘူးမိုးမရွာတဲ့အတွက်ဘာမရှိဘူးလေရေမရှိဘူးအဲ့ဒီချိန်မှာအေလိယဘာလာတောင်းလဲယေရှုတင်တယ်ကျွန်တော်ပဲဖြေမယ်ရေတောင်းတယ်ဆိုရေတော့ရသေးတယ်ရေပေးပါတယ်ရေသွားခတ်တဲ့ချိန်မှာပဲဘုရားထပ်ပြီးတော့စကားပြောပြီးsorry အေလိယကစကားပြောပြီးအေလိယကဇရတမြို့မုတ်ဆိုးမအောင်မုတ်ပါလုတ်ပြီးယူခဲ့တယ်မုတ်ပါလုတ်ပြီးယူခဲ့တယ်ဟာယတနာပဲမုတ်ပါလုတ်ပြီးယူခဲ့ဘုရားခင်အသက်ရှင်တယ်ကိုရောအသက်ရှင်တော်မူတဲ့အတိုင်းကျမဒီနောက်ဆုံးမုတ်လေးကိုစားပြီးတော့ကျမသေဖို့ပြင်ဆင်နေတာပါဒီမှာဘာပြောလဲမကြည့်အေလိယကလည်းမစိုးရင်နဲ့တင်းဆိုသည့်တိုင်သွားရပြုလို့ဣသလမျိုးဤဖျားခင်ထာဖျားမိန်တော်မူသည်ကထာဝရဘုရားသည်မြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုး၌ရှိသောမုန်ညက်မကုံဘူး၌ရှိသောစီမရော့ရဟုမိန်တော်မူတယ်တဲ့ဘုရားကျွန်တော်ဘုရားစကားကိုဘယ်လောက်ကြားလဲအပတ်တိုင်းမှာကြားတယ်မဟုတ်ဘူးလားဒါပေမဲ့ तू အမြဲတမ်းမကြားရဘူးဒီမျိုးသမီးကဘာလို့လဲလား तू ကတပါးမျိုးသမီး तू ကယုံကြည်သူမဟုတ်မနေ့ကလုံးဝမထနိုင်တဲ့အမျိုးသမီးကင်ဆာဖြစ်နေမျိုးသမီးကယုံကြည်သူမဟုတ်ဒါပေမဲ့ပထမနေ့မှာသူလုံးဝကြိုက်ခဲနေတယ်ဒုတိယနေ့မှာသူထလာတာဒါနဲ့ကျွန်တော်ရဲ့အမျိုးသမီးကသူ့ပြန်ထိုင်နဲ့ပြောတာပြန်ထိုင်လို့ပြောတော့ तू ကမထိုင်ဘူးတဲ့ဘာလို့မထိုင်တာလဲလို့ပြောတော့မထိုင်ရတာကြာပြီတဲ့ဒါကြောင့်မထိုင်ချင်ဘူးတဲ့စင်လေးကိုအဲ့လိုမှီရနေတယ်လေမတည့်ရတာကြာလို့ပြန်ထိုင်ဆိုမထိုင်ဘူးတဲ့မထတာကြာပြီဒီလိုမထနိုင်တာကြာပြီအဲ့ဒါယုံကြည်သူမဟုတ်ဘူးအဲ့ဒါရခိုင်မျိုးသမီးယုံကြည်သူမဟုတ်ဘူးသူဘာပြောလဲတဲ့လားဆရာမနေ့ကပြောတဲ့စကားကိုကျွန်မအရင်ယုံတယ်ဒီစကားတွေတို့ကြားဘူးတာကြားပြီလေတန်ချက်တော်များဖြင့်ငါတို့အနာရောဂါပျောက်ပြီလို့ပြောတာကြားပြီလေဒါမဲ့အဲ့ဒီအမျိုးသမီးရေလဲဆွဲလာတာအဲ့ဒီအမျိုးသမီးကပြောတဲ့ချိန်မှာပဲတန်ချက်တော်များဖြင့်ပျောက်ပြီဆိုတာကျွန်မအဲ့ဒါကိုသိယုံတယ်တဲ့ဝါဖျားစကားတကယ်စိတ်ချရဲ့လားဖျားစကားပေါ်မှာတကယ်ဝမ်းမြောက်ရဲ့လားဝမ်းမြောက်ခြင်းအဲ့ဖျားစကားကိုများများအချိန်ပေးသင်ဝမ်းမြောက်တက်လာလိမ့်မယ်ဘာပြောလဲကြီးထာပြမိတ်နေတယ်ထာပြမိတ်နေလို့ပြောလေပြောကုန်ထိုမိမသည်တွား၍အေလိယပြောတဲ့အတိုင်းလုပ်တယ်တဲ့လုပ်တဲ့အခါမှာအော်ဘွေကအိုးနိုင်မုံညက်မကုန်ဘူးဘူးနိုင်စီမရောဘူးအဲ့ဒီတုန်းကအေလိယအပြင်ဖျားပါလို့စကားပြောတာလေဒီမိမအောင်ဒီကျမ်းစာမရှိသေးလို့ဒီနေ့ကျွန်တော်မှကျမ်းစာရှိပြီပရောဖက်နဲ့စကားမပြောတော့နှုတ်ကပတ်တော်နဲ့စကားပြောတယ်ပရောဖက်နဲ့စကားပြောပြီးရင်လေနှုတ်ကပတ်တော်နဲ့ပဲပြန်တိုက်ရတယ်ဒီပရောဖက်စစ်လားမစစ်လားဆိုတာနှုတ်ကပတ်တော်နဲ့ပဲပြန်တိုက်ရတယ်
ဟုတ်ရင်လိန်ခံထိသွားမယ်ဒီကုန်းမအားလုံးဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ရောက်စီတဲ့ဘုရားသခင်ကချီးမြှောက်ခြင်းနဲ့ကောင်းချီးပေးခြင်းနဲ့ဒီမုတ်ဆိုးမကတပါးမျိုးသမီးဆိုတာဘလို့နေအပြည့်သိနိုင်လဲတပါးမျိုးသမီးဘလို့သိနိုင်လဲလူကာအခန်းကြီး၄မှာဒီမျိုးသမီးကြောင့်ပြန်ပါလာတယ်လူကာအခန်းကြီး၄မှာအဲ့ဒါဘသူပြောတဲ့စကားလဲသိလားယေရှုကိုယ်တိုင်ပြန်သုံးတာဒီမိန်းမကြောင့်ယေရှုတရားဟောတဲ့အခါမှာသူ့အကြောင်းပြန်ပါလာပြီယေရှုကဣသလအမျိုးတွေကိုပြောတာအငယ်25မှာငါအမှန်ဆိုပြန်ဒီကပရောဖက်အေလိယလက်ထက်၌3နှစ်နဲ့6လပတ်လုံးမိုးခေါင်၍ပြည်နိုင်ငံတလျှောက်လုံးအစာဟာရခေါင်းပါခြင်းရှိသောအခါဣသလအမျိုးဖြစ်သောမုတ်ဆိုးမအများရှိကြ၏ဣသလအမျိုးမုတ်ဆိုးမအများရှိတယ်သို့တော်လည်းထိုမုတ်ဆိုးမတယောက်ရှိရာတို့မြာအေလိယကိုစေလွတ်တော်မမူယုံကြည်သူရှိတဲ့ယုံကြည်သူနဲ့ဖခင်အလုပ်လုပ်လို့မရဘာကြောင့်တလားယုံကြည်သူလို့ပြောပြီးဖခင်စကားကိုစိတ်မချလို့လောဝနဲ့စကားလဲအဲ့ဒါကိုဘာလို့ခေါ်လဲသိလားယုံကြည်သူလို့ပြောတဲ့မယုံကြည်သူတွေဒီမနေ့မှာတော့ကျွန်တော်မခမမပြောသေးတယ်ခရိယံမဟုတ်တဲ့ယုံကြည်သူတွေအများကြီးပဲခရိယံဖြစ်ပြီးတော့မယုံကြည်တဲ့သူတွေအများကြီးပဲတိတ်တနာဖို့ကောင်းတယ်တိတ်ကြောက်စရာကောင်းတယ်ပြဿနာဒီကျမ်းစာကိုမယုံနိုင်ဘူးဒီစကားကိုမယုံနိုင်ဘူးကျွန်တော်ဘဝကဒီစကားပေါ်မှာပဲရက်တည်ပြီးတော့ကျွန်တော်တက်ရှင်ခဲ့တာကျွန်တော်နိုင်ငံသားတွေနဲ့တွေ့ဆုံစကားပြောဖို့လှုပ်ဖို့ကြိုင်ဖို့ကိစ္စတွေဖြစ်လာတဲ့အခါမှာကျွန်တော်မှဉာဏ်မရှိဘူးပညာမရှိဘူးဆယ်တန်းတော့မအောင်နဲ့ကောင်းဉာဏ်မရှိဘူးကျောင်းကောင်းကောင်းတက်ရတယ်ဆိုလည်းမရှိဘူးနိုင်ငံသားကျောင်းဒါပေမဲ့ကျွန်တော်ကျမ်းစာဖိုင်နဲ့တရက်မှာယာကုတ်တစ်မဖတ်နဲ့အိမ်ရောက်မှပြန်ဖတ်ယာကုတ်တစ်ယာကုတ်အော်ရစာခန်းကြီးတဲ့အငယ်9မှာကျွန်တော်ဘုရားစကားပြောတယ်ပညာကိုလိုလားတဲ့ငါသားတယ်လူတွေစီမှာမင်းတော့ပြောနေမင်းကိုကဲရဲလိမ့်မယ်ကဲရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူပဲစေတနာစိတ်နဲ့ပြီးတော်မူသောဘုရားသခင်တောင်းထို့သူတောင်းနေရနိုင်မယ်သို့တော်ယုံမှသောစိတ်မရှိနဲ့စိတ်နှခွမရှိနဲ့စိတ်နှခွရှိမှအလုံးလုံးလို့မရဘူးမင်းဒါနဲ့ကျွန်တော်ပြတ်ဆုတောင်းနေဘုရားခင်ကိုတော့ကျွန်တော်ယုံနေကိုတော့ဒီနေ့ကိုတော့တာတောင်းထားတဲ့အရာတစ်နေ့မှကြီးတော်မှုပြုလိမ့်မယ်ဒါနဲ့ကျွန်တော်ပြောတယ်ဟိုကတယောက်ကိုကျွန်တော်မေးတယ်ဒီလိုမျိုးအောက်တိုဘာလမှာဟောမယ်ဟာဟောနိုင်တဲ့သူတွေအများကြီးရှိတာပဲဗျာမတ်တီးယပ်ဆိုဒီကိုလာတော့လေမတ်တီးယပ်နဲ့ကျွန်တော်စကားပြောတဲ့အခါမှာမတ်တီးယပ်ကဘာပြောလဲဆိုတော့ဘာသာစကားပေါ်မှာအလုပ်လုပ်တဲ့ဖရားမဟုတ်ဘူးတဲ့သိသိပေါ်မှာအလုပ်လုပ်တဲ့ဖရားတဲ့အဲ့ဒီခုမှပြောသွားတယ်ကျွန်တော်ဘာသာစကားနဲ့အလုပ်လုပ်တဲ့ဖရားမဟုတ်သိသိနဲ့အလုပ်လုပ်တဲ့ဖရားဘုံနဲ့အလုပ်လုပ်ခြင်းနဲ့ဖရားဒီမိန်းမအကြောင်းကိုယေရှုဘာလို့ပြန်ပြောရတာလဲမုတ်ဆိုးမအများရှိတယ်ဣသလအမျိုးဖြစ်သောမုတ်ဆိုးမအများရှိကြ၏သို့တော်လည်းထိုမုတ်ဆိုးမတယောက်ရှိရတယ်တို့မြအေလိယကိုဆေလွတ်တော်မူဇီးတုံပြည်ဇရတမြို့သူဖြစ်သောမုတ်ဆိုးမတယောက်ရှိသူဆေလွတ်တယ်29ပရောဖက်အေလိရှေလက်ထက်တွင်လည်းဣသလအမျိုး၌နူနာဆွဲသောသူအများရှိတယ်ဣသလအမျိုးဆိုတာဘု து ကိုကိုွယ်လဲဘုရားကိုကိုွယ်တယ်သို့တော်လည်းနေမာအမည်ရှိသောရှုရိလူရှုရိယဘာကိုကိုကိုွယ်လဲကျွန်တော်ပြောပြမယ်နတ်ဖရားတွေကိုကိုကိုွယ်တယ်နတ်ဖရားတွေကိုကိုကိုွယ်အဲ့ဒါရှု
ရှုရီဆိုတာနတ်ဖယားကိုကိုးကွယ်တယ်နောက်ဆိုကိုသားသမီးကိုကိုပူဇော်တဲ့အစဉ်ဒီချတာအဲ့ဒါရှုရီဒါပေမဲ့အဲ့ဒီရှုရီအေလိရှဲလက်ထက်မှာရှုရီဘယင်ရဲ့အားကိုးရတဲ့ဘိုးချုပ်ကြီးနာမည်ကနေမန်နဲ့မကြဣတလအမျိုး၌နူနာဆွဲတော့သူအများရှိကြတာနူနာဆွဲမြို့ပြင်မဲ့ထုတ်ဖို့တည်တယ်ဣတလအမျိုးသားတွေကနူနာဆွဲဘာလုပ်ပြီလဲမြို့ပြင်ဆွဲထုတ်ပြီနူနာဆွဲတော့သူအများရှိတယ်ဒါပေမဲ့ချင်းသို့တော်လည်းနေမန်အမည်ရှိသောရှုရိလူမတပါအဘယ်သူမှတန်ရှင်းခြင်းတော့မရောက်ဘူးလေအေလိရှေလက်ထက်တုန်းကအေလိရှေကိုဖခင်တလောက်သုံးတာဣတလာပြည်မှာနူနာဆွဲတဲ့လူအများကြီးရှိတယ်တယောက်မှမပြောက်ခဲ့ဘူးလေအေလိရှေလက်ထက်မှာပျောက်တဲ့သူတယောက်ပဲရှိတယ်အဲ့ဒါဖခင်မသိတဲ့လူကြီးဖြစ်နေဖခင်မသိတဲ့လူပဲမဲ့ဘာဖြစ်လို့ပျောက်သွားလဲတဲ့တိလာညင်ကုံမောင်မတော်ဖခင်စကားကိုနာခံတော့ယောရမြစ်ထဲမှာခုနှစ်ကြိမ်သွားနှစ်လားနှစ်တယ်နှစ်တော့ပျောက်တယ်ဖခင်စကားကိုဝန်ခံရင်ရလားရတယ်ညီကုံမောင်မတော်ဖခင်စကားကိုဝန်ခံဖို့တခါလေခတ်ပါတယ်ဒါပေမဲ့ဝန်ခံရင်တတ်တယ်ရတယ်သူ့အတွက်စားစရာနောက်ဆုံးမုံခလေးလေးကိုမဆိုင်တော့နေပါစေခလေးကိုကျွေးရမယ်မုံကိုအေလိရောက်ပေးရမှာလွယ်တာမဟုတ်ဒါပေမဲ့ဖခင်ကပြောတယ်လှုပ်လိုက်လို့ပြောတဲ့စကား तू လှုပ်လားလှုပ်တော့တတ်တယ်ရလားရတယ်ဒီနေ့ဒီကျွန်တော်တို့အကြောင်းဖတ်လားကျွန်တော်တို့ပဲဟောရတာမဟုတ်ဘူးဒီနှစ်ယောက်အကြောင်းကိုတပါးမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်နမိတ်လက္ခဏာဖြစ်သွားတာအဲ့ဒီခေတ်တုန်းကအစာခေါင်းပါတဲ့ကာလမှာတော်တော်များများအဲ့ဒီနမိတ်လက္ခဏာမရှိဘူးဒီမုတ်ဆိုးမှရှိအဲ့ဒီမုတ်ဆိုးမှတပါးမျိုးသမီးနူနာပြောက်သွားတဲ့နေမန်ကတပါးမျိုးသားဖယားကိုသိတဲ့သူမဟုတ်ဘူးဒါပေမဲ့ချင်းနားလည်အောင်ပြောမယ်မယုံကြည်သူလို့ပြောတဲ့ယုံကြည်သူတွေသူတို့ဘာကိုယုံတာလဲဖယားစကားကိုယုံတာဒီမှာနားလည်အောင်ထပ်ပြောပြမယ်နားလဲအောင်ထပ်ပြောပြမယ်တေချာနားထောင်ပြီးမရှုပ်စေနဲ့အခုကဘာဖြစ်လဲဆိုတော့လဝကတိုင် before cross နဲ့ after cross မကြည့်ရှင်ပြန်မထားမြောက်ခင်ယေရှုကိုယုံရင်ကယ်တင်ခြင်းမရဘူးတဲ့ရှင်ပြန်ထားမြောက်ပြီးတဲ့ယေရှုကိုယုံမှကယ်တင်ခြင်းရမယ်အဲ့ဒီဝါဒတွေကအဲ့ဒါဝါဒလို့ခေါ်တယ်အဲ့ဒါအမှားဘာလို့အမှားလို့ကျွန်တော်ပြောလဲသိလားညီကောင်မောင်မတော်ဘာလို့ပြောလဲတေချာနားထောင်တေချာနားထောင်အာဗြဟံဣဇက်ယာကုပ်ကိုဖယားဘယ်လိုပြောလဲငါသည်အာဗြဟံရဲ့ဖယားဣဇက်ရဲ့ဖယားယာကုပ်ရဲ့ဖယားဒါဆိုထပ်ပြောမယ်အာဗြဟံကကယ်တင်ခြင်းရလားရဲပြောရလားရတယ်ဆိုတော့နှုတ်ကပတ်တော်မှာဘယ်လိုဖော်ပြထားလဲသိလားအများကြီးဖော်ပြထားတယ်တခုပဲကျွန်တော်ပြောပြမယ်အာဗြဟံရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်အာဗြဟံယုံကြည်အာဗြဟံကယ်တင်ခြင်းမရဘူးမှမရတော့ဘူးရောဂလာတိခန်းကြီး3မှာတေချာဖတ်ကြည့်အာဗြဟံဘာလို့ကယ်တင်ခြင်းရတာလဲအာဗြဟံဘာလို့ဖြောင့်မတ်တော်သူဖြစ်တာလဲကျွန်တော်ကဘု து အဖြစ်ဖြောင့်မတ်တော်သူဖြစ်တာလဲယေရှုအဖြစ်ဒါဆိုအာဗြဟံကိုယုံအာဗြဟံရဲ့ဖြောင့်မတ်အာဗြဟံဖြောင့်မတ်တော်တာဘာကြောင့်လဲမို့လေအာဗြဟံဖြောင့်မတ်တာနှုတ်ကပတ်တော်နဲ့ပြောရအောင်ဘာလဲအာဗြဟံရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်တဲ့ဖခင်ကဒါဆိုအာဗြဟံကယ်တင်ခြင်းရတာဘာကြောင့်လဲယုံကြည်ခြင်းကြောင့်ဒါဆိုဘာကိုယုံတာလဲဒါဆိုကျွန်တော်ပြောမယ်အာဗြဟံကယ်တင်ခြင်းရလားထပ်မေးမယ်မရဘူးလို့ပြောတဲ့ဆရာခေါ်လာခဲ့ယေရှုပြောရှင်းပြမလို့ before cross လေအာဗြဟံက after cross မဟုတ် before cross ဘာလို့ကယ်တင်ခြင်းရတာလဲယုံလို့ဘာကိုယုံတာလဲထပ်ပြောမယ်ဖခင်စကားဓမ္မကြီးမကြီးပြောမယ်နှုတ်ကပတ်တော်ယုံလို့အာဗြဟံဘာကိုယုံလဲပြောဘာကိုယုံလဲတေချာရအောင်ပြောမယ်ဘာကိုယုံလဲနှုတ်ကပတ်တော်ဘာနှုတ်ကပတ်တော်လဲတိလာညီကိုမောင်မတို့ထပ်ပြောမယ်အစအဦးကနှုတ်ကပတ်တော်သူယုံတာအစအဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားသခင်နဲ့တူရှိနှုတ်ကပတ်တော်သည်ဘုရားသခင်ဖြစ်တော်မူဟာလေလုယာဘာလို့သူယုံတာလဲစဦး၌ရှိတော်နှုတ်ကပတ်တော်အာဗြဟံယုံတဲ့အတွက်ကြောင့်ဖြောင့်မခြင်းရတယ်အဲ့နှုတ်ကပတ်တော်ဘာတူလဲယေရှုခရစ်တော်ပဲဒါလေးနဲ့တယ်လို့မထင်နဲ့အများနှုတ်ကပတ်တော်တေချာပါဝါဒနဲ့မသွားနဲ့
ကျွန်တော်ဟာယေရှုတော်ကြောင့်အာဗြဟံရဲ့အနွယ်ဝင်နေဖြစ်ရတဲ့ယေရှုကြောင့်ယုံကြည်သောသူတို့သည်အာဗြဟံရဲ့မျိုးနွယ်ဝင်နေဖြစ်ရတယ်ဟုတ်လားဂလာတိခန်းကြီး3ခဏလေးဖတ်ရအောင်ယေရှုတော်ကြောင့်ကျွန်တော်တို့ကဆက်သွယ်ခွင့်ရသွားတာဒါလေးကျွန်တော်နားလေမောင်ဟိုလူကတစ်မျိုးလာပြောဒီလူကတစ်မျိုးလာပြောညီကိုမောင်မတော်မာယွင်းသောဝါဒတွေနောက်ဆုံးသောကာလမှာအကြီးကျယ်ဝင်လာလိမ့်မယ်ကျွန်တော်တက်တာလေးမှာတတိထားရအောင်ဂလာတိခန်းကြီး3အငယ်9ကနေစဖတ်ရအောင်ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံသားဖြစ်တယ်တွေ့လားသားဖြစ်တယ်ဟုအမှန်သိမှကြလို့ဆက်သွားရအောင်ကို9 8မှာဘုရားခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးမျိုးသားတို့ကိုဖြောင့်မတ်ရ၌တည်စေတော်မူမည်ဟုကျမ်းစာသည်မျှော်မြင်လဲအာဗြဟံအားအမိန့်ရှိ၍သင်အားဖြင့်လူအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာခံရကြလိမ့်မည်ဟုဧဝံဂေလိတရားကိုဟောနှင့်လေ၏တပါးမျိုးသားဆက်သွားရအောင်တို့ဖြစ်ယုံကြည်ခြင်းရှိသောသူတို့သည်ယုံကြည်သောအာဗြဟံနှင့်အတူကောင်းကြီးမင်္ဂလာခံရမယ်ဟာလေလုယာရှင်းလေးပဲညီကိုမောင်မတော်ကျွန်တော်ခရစ်တော်ဟလာကျွန်တော်ပြောပြမယ်အာဗြဟံဖြောက်မှတ်ခြင်းတို့ရောက်လာဘာအဖြစ်ရောက်တာလဲယုံကြည်ခြင်းအဖြစ်ဖြောက်မှတ်ရတို့ရောက်တာဒီခရစ်တော်အဖြစ်ကျွန်တော်ဖြောက်မှတ်ရတို့ရောက်တယ်အာဗြဟံလည်းဖြောက်မှတ်ရတို့ရောက်တယ်ဘာအဖြစ်လဲမရှုပ်ပါနဲ့ကျွန်တော်ယေရှုခရစ်တော်ယုံတယ်အာဗြဟံကရှေးအစအဦးနိုင်နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်သည်ဘုရားရှင်နဲ့နှုတ်ကပတ်တော်သည်ဘုရားခင်ဖြစ်တော်မူတယ်ဒီလာအာဗြဟံစေဖို့ကိုပေးတယ်မေလခိဇေဒက်ဆိုတာခရစ်တော်ပုံဆောင်ထားတာအဲ့ဒါတွေလေးနဲ့တဲ့ဟေဘဲမှာဒါတွေရှုပ်ထွေးတဲ့အကြောင်းအရာတွေနောက်မှကိုယ့်ဘာသာ study ပြန်လုပ်ကြဝိညာဉ်တော်သင်ရဲ့ဆက်ရအမှန်ဖြစ်ပါစေတရှင်တော်ဝိညာဉ်တော်သင်ရဲ့ဆက်ရအမှန်ဖြစ်ပါစေဝါဒတွေလာချပြတာလက်မခံနဲ့အားကြောင့်လဲနောက်ဆုံးသောကာလရှုပ်ထွေးလိမ့်မယ်ရှင်းလေးသွားဘယ်သူမှဆရာမဟုတ်ဘူးတရှင်တော်ဝိညာဉ်တော်ပဲကျွန်တော်မှဘယ်ဆရာမှမရှိဘူးကျွန်တော်ဆရာတစ်ပါးလည်းရှိတယ်အဲ့ဒါတရှင်တော်ဝိညာဉ်တော်ဝိညာဉ်တော်များများဦးစားပေးကဘာနဲ့အဝံဖျားသုံးလိုက်မယ်ဒါကြောင့်ကျွန်တော်ညီကိုတွေအမှုတော်ဆောင်မဲ့ကျွန်တော်ညီကိုတွေကျွန်တော်ပြောတယ်ကျွန်တော်မသိပေးဘူးသူတို့တန်ရှင်တော်ဝိညာဉ်နဲ့သွားဆရာဒေးဗစ်လာနဲ့သွားရင်ဆရာဒေးဗစ်လာအောက်မှာပဲတစ်သက်လုံးရှိလိမ့်မယ်အဲ့ဒါဖျားလို့တော့မဟုတ်ဘူးဆရာဒေးဗစ်လာတင်ပေးတဲ့လောက်ပဲသူရနိုင်တယ်ဆရာကြီးဦးတမောင်ထွန်းနားမှာနေတဲ့သူလဲဆရာကြီးဦးတမောင်ထွန်းဆက်တင်ယူလဲဆရာကြီးဦးတမောင်ထွန်းအောက်မှာပဲရှိတယ်ဘယ်တော့မှမတက်လာဘူးဟိုဆရာတီဆရာအဲ့လိုပြောလို့ဆရာဖိုးကိုယ်တိုင်လည်းပြောတယ်ဆရာကြီးဦးတမောင်ထွန်းကငါလည်းပြောတာပဲမယူတတ်ဘူးမျိုးစေ့ကိုလည်းဝိညာဉ်တော်ဆရာယူကြများပြောလို့ထောင်လွှားသွားဖို့မဟုတ်ဘူးကျွန်တော်ဆရာကြီးတွေအားလုံးလေးစားတယ်ဆရာကြီးတွေအားလုံးစီမှာကျွန်တော်ဆူတောင်းခံတယ်ဆရာကြီးတွေအားလုံးအတွက်ကျွန်တော်ပြန်ဆူတောင်းပေးတယ် I respect them a lot but they are not my master Holy Spirit is my master Holy Spirit is my teacher He is the one who teach me He is the one who guide me He is the one who raised my life up He is the one He is the one Not anyone else He is the one ဒါကြောင့်ကျွန်တော်ပြောမယ်ဖယားနိုင်များများသွားပါဒါကြောင့်ကျွန်တော်ပြောမယ်ဒီနေ့ညမှာအဓိကကျွန်တော်ပြောပြချင်တာမောရှေကပြည့်ညတ်တရားကိုကိုင်ဆောင်လာတယ်တည်တတ်သောပြည့်ညတ်တရားကိုကိုင်ဆောင်လာသူ့ရဲ့မျက်နှာမှာဘုံရှိလားအဲ့ဒီဘုံကပျောက်တတ်တယ်အသက်ရှင်သောနှုတ်ကပတ်တော်ကိုကိုင်ဆောင်တယ်အဲ့လိုပြောလို့ဒီနေ့ကစတော့ငါကျန်းစာအုပ်ကိုင်တော့မယ်ဒီနေ့ကစတော့ငါဒီကျန်းစာအုပ်နဲ့ယုံသွားလဲကျန်းစာအုပ်နဲ့သွားဆာမွေသွားဖြေလဲကျန်းစာအုပ်နဲ့သွားဖြေမယ် no ဒီကျန်းစာကိုကင်ခိုင်းတာမဟုတ်ဘူးကျန်းစာကိုဖယားပေးထားတာကင်ဖို့မဟုတ်ဘူး
Hebrew shit. Dali papi nene asal tayang di nyara, no. Pion mesule mapi ne mahu ya cimia cinia. Hallelujah. Hebrew shit. Ngay chong ma payao. Thoma daba Yesu di tawi miat do gadi do na ti do tawi miat do brinyin tiai ama kan phit ti nin ni tawi miat do wut pyu chin akhwin ya ko ya do mu yi pathama brinyin tia di apit tin khwin mashi di man lin dutiya brinyin tia di tia do khwin ko be jaw sha thani ba pyo da le ti la pathama brinyin so ba la pinyat tia pathama brinyin so ba la pathama brinyin ya ti de so ba lo dutiya brinyin ya thwat paw la la le Top of a jump shoe, but a map Badania, the copy wallow. Won't be wallow. What's such a a bit, but a map Badania, the out trapia, the appearing in Mano Mudiga, Nadi Illumuri, Bobido, less way agreement, sound doca, Truna, Napedo, Brenyantia. It'll do a better Brenyantia, Partiale, Patama Brenyantia Bale. Pinatea, Jesutin, Partiale. Adi pinyat yana chana do bringit ya tite pure bale. Bringit ya tiku idla amuda juda amuda ngape do achengkala yaulay me. Labi. Yaulay me bringit ya to ngape ajem pebu do bringit yana turu di matija ngadi le turu go machishu mapusu beni sapa tasema. Naukala aka idla amuda ngape ando Brenyantia humuga nga tara piadi nga pinya togo so much a pinya lo piola de kama patama pinya tia moshi api pede pinya tia piola mahodo nga ye pinya tia de nga pinya tia do go tru sing na long the do twin mi tru na long bo ma ye tha mi nga di tru phaya phit ba pio lai bi le Mino chow boma nga ye da ga bale pinyatea. Aku nga na long da boma ye ma pinyatea modo. Jesus dea. Tisadea. Tamadea. Sa o tema nga malu chin do bu. Eight sa o go pera. Mino te mayauki no sa o bo. Dame eri te hari alo need anything ba lo amle. Tin data o ba lo amle. Transfer lower man. You have to transfer lower man. Dema, the chance are only not over. No, the chance are there. Ayari alo, berema paya attentionale. Then alone dabo my yechina, this sabo my yechina modo. Mata, these chance are all pillara. Oh, I don't know on pure meditation at all. The chance are oga. Misho lokona chabi. That's what below Pilale. Tina Loma Yeda, they call me Piasulo Yeda. Tajao, Janzao, Misholo Yame. Nalone him as Yeda, the house, Sholo. And alone that him as Ye can't have a Ludi Alon Pian Yelo, the Janza Pina, Tasho. Toba la Nigo Monmaro. The chance are pillara, no low one is yet had a ludi. Payaya winning do up and through a tata machine. That's when you want to jump your man. No go battles a shivo image you at the dama. Machi, did no go battle, the near south did him a transfer loba. Did no go battle, no long twimba. No long twin zama. Okay, don't can you lay and say pay how alo. Don't can you lay and say. Maybe I leave how told them can you link and say, Machi, they know they can do bone and lunch on Jimmy. Hallelujah. General very excited. Aku a young pita, Piaki, General, a young chi melchin, a young top buchine. Machi, more shape on my luane, bone at Tawi cheated, Mapiana and no bone at no lunch on Jimmy. Any bone in no yala biswe to me a shima, no tuaraka, matino, a mima pisiao, Ugama tale Piaki chimel leme. Hallelujah. You know, you love it, I can't do it. Lankwana to an epian, be a compassion, pierce and payment. Think the panai load or lana the zone, Kumia Tamameria. They think what they are doing to me, a show
ခံရလိမ့်မယ်။ဒါဖျားကျွန်တော်ဒီထို့သောအမွေကိုခံရ၍ဖျားခင်ကြီးစွာကြောင့်ဖြောင့်မတ်ခြင်းသို့ရောက်ရလိမ့်မယ်တဲ့။ Wow Oh my God ငါသားငါစကားကိုနားထောင်ငါစကားကိုနားထောင်ငါစကားကိုကြားလို့မပြောဘူးငါစကားကိုနားထောင်မင်းတို့ကြားတာကြားပြီကြားတာနဲ့နားထောင်တာမတူဘူးကြားတာကကြားတယ်အာဗြဟံမင်းမျိုးရဲ့ထွက်ဆိုတာကြားတာကြားပြီးတော့ချက်ချင်းကောက်ပြီးတော့မှအထုပ်ယူပြီးထွက်သွားတာအဲ့ဒါနားထောင်တာမထွက်မချင်းနားမထောင်ဘူးငါသားငါစကားကိုအပတ်တိုင်းကြားတဲ့အဆင့်ပဲမလုပ်တော့နဲ့နားထောင်တော့ဘေးနားမှာရှိတယ်ပြောလိုက်နားထောင်မကြည့်နားထောင်ဆိုတဲ့စကားပါလဲ obey ဘာလို့တာလဲဝန်ခံခိုင်းတာစတင်လှုပ်ဆောင်တာတာရေတစ်ခွက်သွားခတ်ပြီးအဲ့ဒါ तू ကြားတယ်ရေမခတ်မချင်းနားထောင်ခြင်းမရောက်သေးဘူးငါသားငါစကားကိုနားထောင်ငါဟောပြောချက်တော့ကိုနားသွင်းအထဲမှာထဲထားဒီမှာဝင်ဒီမှာထွက်သွားတာမဖြစ်စေနဲ့နားသွင်းဆက်သွားသင်မျက်မှောက်မှမကွာစေနဲ့နှလုံးသွင်း၌စောင့်ထားနှလုံးသွင်း၌စောင့်ထားဒါကြောင့်ကျမ်းစာထဲမှာပြောတယ်ဘာပြောလဲတဲ့လား3ယောအခန်းကြီး1အငယ်2မှာနောက်မှဖတ်3ယောအခန်းကြီး1အငယ်2ဖြာနာနဲ့လေကျွန်တော်ဒီထဲမှာမရောက်တော့ဘူး3ယောအခန်းကြီး1အငယ်2မှာဘာပြောလဲဆိုတော့မကြည့်အချင်းချစ်သူတဲ့သင်စိတ်နှလုံးကောင်းစားတဲ့ကဲ့သို့စိတ်နှလုံးကောင်းစားတဲ့ကဲ့သို့လိုက်ဆိုဘာကောင်းစားတဲ့ကဲ့သို့လဲဘာလဲစိတ်နှလုံးကောင်းစားတဲ့ဆိုရင်ねဘာဖြစ်မလဲအရာရာ၌ကောင်းစားခြင်းနဲ့ချမ်းသာခြင်းရှိမိကြောင်းငါဆုတောဒါဆိုကျွန်တော်ပြောမယ်စိတ်လုံးကောင်းစားရင်ဘာဖြစ်ပြီလဲအရာရာကောင်းစားမယ်အရာရာဆိုတဲ့စကားပါတယ်ရိုးတန်းတော့ကောင်းစားတာမဟုတ်အရာရာမှာကောင်းစားတယ်သားသမီးနဲ့ဆိုင်တဲ့ကောင်းကြီးအိမ်တော်နဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးမျက်နှာရခြင်းကောင်းကြီးအရာရာမှာကောင်းကြီးဖြစ်မယ်ဘာပြီးတော့မှချမ်းသာမယ်တဲ့ဘယ်လိုလူရဲ့တက်တာလဲစိတ်လုံးကောင်းရင်ဒါစိတ်လုံးကောင်းတာဘယ်လိုပြောတာလဲလူကောင်းကိုပြောနေတာမဟုတ်ဘူးလူကောင်းကိုပြောတာမဟုတ်စိတ်နှလုံးကောင်းစားတယ်ဆိုတာနှုတ်ကပတ်တော်ကိုဝန်ခံတဲ့အတ္တတာစိတ်လုံးကောင်းစားတာအဲ့တော့နောက်မှပြန်ဖတ်အိမ်ရောက်ရင်တမန်တရားနဲ့ကျင်လည်ကြတယ်တဲ့တမန်တရားနဲ့ကျင်လည်တဲ့အဖွဲ့ကိုစိတ်လုံးကောင်းစားတယ်လို့ခေါ်တယ်တမန်တရားဝန်ခံတာစိတ်လုံးကောင်းစားတယ်လို့ခေါ်တယ်ပေတရုမင်းရဲ့ပိုက်ကွန်ကိုရေနဲ့ရရက်တို့ရွှေ့ပြီးတော့ငါ့ကိုအုပ်လို့ပြောတဲ့စကားကို तू ကြားတော်ညာလဲမအုပ်မချင်းငါမရဘူးတလားငါ့ကိုအုပ်လိုက်တာငါမရှိမှန်းသိရင် तू အုပ်ရတာလွယ်တာမဟုတ်ဘူးအဲ့ဒါနားထောင်ရှင်းမင်းရဲ့သားကိုငါ့ကိုပူဇော်အဲ့ဒါနားထောင်ရှင်းသွားပြီးတော့တကယ်ပူဇော်တယ်အဲ့ဒါနားထောင်ရှင်းဖယားစကားထက်သူ့ရဲ့ခံစားချက်ကိုလုံးဝမြင်မြုပ်ပလိုက်တာဖယားစကားဝန်ခံတာအဲ့ဒါနားထောင်ရှင်းအဲ့ဒါစိတ်လုံးကောင်းစားတယ်လို့ခေါ်တယ်ကိုခံစားချက်တဲ့ဖယားရဲ့စကားကိုဝန်ခံတာစိတ်လုံးကောင်းစားတယ်အဲ့ဒီစိတ်လုံးကောင်းစားတဲ့သူကအရာရာမှာကောင်းစားခြင်းနဲ့ချမ်းသာခြင်းရှိလိမ့်မယ်ဟာလေလုယာတောင်ကြီးကိုမတော်ရောက်တဲ့ကျွန်တော်ပြောပြမယ်တမန်တရားကိုမြတ်မြတ်ခံယူပါပြန်သွားရအောင်ငါသားငါစကားကိုနားထောင်လို့ငါဟောပြောချက်တို့ကိုနားသွင်းလို့သင်မျက်မှောက်မှာမကွာစေနဲ့နှလုံးသွင်း၌စောင့်ထားလို့အကြောင်းမူကားထိုတရားစကားကိုတွေးရတော့သူတို့သည်ထိုပြန်ကြည့်အောင်မရောက်သေးဘူးကျွန်တော်ပြောတာပဲကြည့်လိုက်တော့ထိုတရားစကားမကြည့်နော်ငါသားငါစကားကိုနားထောင်ငါဟောပြောချက်တို့ကိုသင်မျက်မှောက်မှာနှလုံးသွင်း၌စောင့်ထားအကြောင်းမူကားထိုတရားစကားကိုကြည့်နှလုံးသွင်းမှာရှိတဲ့အခါမှာပဲဘာလို့ရလဲစင်ကျင်လို့ရတယ်စင်ကျင်ရင်အဲ့စကားတွေ့တယ်ဆိုတဲ့ဘာမှလို့တွေ့တယ်လို့ပြောတယ်နော်တကယ်တော့ revelation ကိုပြောနေတာလား
အဲ့ကျမ်းပိုက်ရဲ့အနက်ကိုနားလေသွားတာအဲ့ဒါ revelation ထိုတရားစကားကိုတွေ့ရတော့သူတို့ဒီဘာပြောလဲအဲ့ဒီနှုတ်ကပတ်တော်ဆင်ခြင်နေနေလေအဲ့ဒီကျမ်းပိုက်ရဲ့အနက်အတိတ်ပဲကိုနားလေသွားတာတွေ့ရတယ်လို့သုံးတယ်ကြားတယ်လို့မသုံးသူကကြားပြီးသွားပြီအရင်အပိုက်မှာ20မှာကြားပြီးသွားပြီကြားရင်ဘာလုပ်ရလဲအထဲထည့်ရတယ်ထည့်ပြီးဘာလုပ်ရလဲစင်ကျင်လိုက်ဘာဖြစ်လဲထိုတရားစကားကိုတွေ့သွားတယ်ဆိုတာ revelation God unveils your eyes soဘာဖြစ်သွားလဲ he reveal you and our revelation ကိုထိုတရားစကားကိုတွေ့သွားတဲ့အခါမှာအသက်ရှင်ခြင်း revelation ရှိတဲ့သူကလေတကိုယ်လုံးချမ်းသာရှိရသွားတယ် this revelation is very important the revelation ရဖို့ဆိုတာဘာလို့လဲလားအထက်မှာနှုတ်ကပတ်တော်ရှိရတယ်တောင်ကြီးကိုမလို့ရောက်ရှိတယ်ကျွန်တော်အားပေးခြင်းတဲ့ဒီနေ့မှာတည်တတ်တဲ့ပညာတရားကိုကင်ထားတဲ့မောရှေမျက်နှာတော်မှာဘုံတောက်ရင်အသက်ရှင်တော်ဖခင်ရဲ့နှုတ်ကပတ်တော်အမှုတော်ဆောင်မမဟုတ်ဘူးမှုတော်ဆောင်မမဟုတ်ယုံကြည်သူတိုင်းပေါ်မှာသူဘုံနဲ့လွှမ်းခြုံခြင်းနဲ့ဒါကြောင့်ဖခင်ကပြောလဲတင်ထလို့လင်းလို့တင်းအလင်းရောက်ဘာပြောထဆိုတဲ့စကားပါလဲတင်သိရင်စလုပ်တော့နိုးတာနဲ့ထတာမတူနိုးတယ်ဆိုတာအိယာနိုးတယ်မနက်4 နာရီကလေးနိုးတယ်အိယာထတာ6 နာရီမှထားတယ်နိုးတာပဲကလေးကလည်း4 နာရီဒါပေမဲ့အိယာထတာ6 နာရီနိုးတော့နိုးနေပြီမထတဲ့လူတွေအများကြီးပဲလောက်ရမယ်ဆိုတာတိပြီးတော့မလောက်တာအဲ့ဒါမထသေးဘူးထရင်သူ့ရဲ့ဘုံကတင်ပေါ်မှာလွှဲချုံလာတယ်ထားလို့လင်းတော့တင်လင်းရောက်လာ traffic ဘုံတော့ဒီတင်ပေါ်မှာပေါ်ထုံးမယ်ဒါကြောင့်နိုးတဲ့တက်တာမဖြစ်စေနဲ့နိုးဆိုတာတိတော့တိနေတယ်နိုးနေတယ်နိုးရင်အကုန်တိတယ်ဘသူတွေပါလုံးနေအကုန်ကြားတယ်ဟိုမှာအမေကသမင်းကြော်နေပြီးတိတယ်အနံ့ရတယ်ငါ6ကြော်လေးဒါပေမဲ့ तू စားသေးလားမစားသေးဘူးမစားသေးဘယ်ချင်းမှစားလဲထားမှစားမယ်ဒီနေ့နိုးနေတဲ့အဖွဲ့တွေအများကြီး oh I know လောက်ပါတည်တယ်နင်စက်ကပါတည်တယ်နင်မနေ့4 နိုင်ထားဆူတောင်းလေးတည်တယ်မနေ့9 နိုင်ထားဆူတောင်းပါလားတည်တယ်ဘာမှပြောနေတည်ကြာတော့တည်တယ်လေမတောင်းချင်တော့မတောင်းတာပါဗျာဘာဖြစ်ဘူးလေဘာတော့ဖြစ်ပါဘူးဘာဖြစ်လဲမထားတော့တင်အလင်းကိုမမြင်အောင်ဖခင်ရဲ့ဘုန်းတော်တင်ပေါ်မှာပေါ်ထွန်းခြင်းရောင်ကြီးတင်မတွေ့အောင် glory to glory ဘုရားရှင်ဘုန်းတော်တင်ရဲ့တတ်တာထဲမှာတိုးပွားနေတဲ့ဘုန်းလွှမ်းခြုံစေခြင်းမောရှေရဲ့မျက်နှာမှာရှိတဲ့အယောင်ကပြဲပြောက်သွားတယ်တဲ့ဘုန်းကိုပြောနာဒါပေမဲ့ငါအခုပေးခြင်းတဲ့ဘုန်းကဘယ်တော့မှမပြေသွားရဘူးဘာဖြစ်လို့လဲအသက်ရှင်သောနှုတ်ကပတ်တော်ကိုနှလုံးသွင်းဆင်ခြင်ပြီးအဲ့ဒီအတိုင်းအသက်ရှင်တဲ့လူရဲ့တတ်တာကတနေ့ပြီးတနေ့ဘုံကတိုးပွားလျက်ရှိတယ်အဲ့ဒီဘုံကိုလူတွေမျှော်လင့်နေတယ်အဲ့ဒီဘုံနဲ့အသက်ရှင်ခြင်းအပြင်လူတိုင်းကသင်ရထံသို့ချဉ်ကပ်လာပါစေလူတိုင်းအတွက်သင်ရအဖြေဖြစ်ပါစေလူတိုင်းရဲ့ရှေ့မှာမျက်နှာရတဲ့တတ်တာဖြစ်ပါစေဖယားရှိလူရှိမျက်နှာရလေအစဉ်တစိုက်တိုးတက်ကြီးပွားသောတတ်တာဖြစ်ခြင်းအပြင်ဖယားရဲ့ဘုန်းတော်ကိုမြေကြီးပေါ်မှာသင်အပြင်ထင်ရှားပါစေအလုံးမတ်တထလည်းဖယားကိုကိုးကွယ်ကြပါစို့ဟာလေလုယာမောရှေကိုင်တဲ့တည်တတ်သောပညတ်တရားတော်မှာဘုန်းနဲ့ပြည့်တယ်ဆိုရင်ဒီနေ့မပြောင်းနိုင်သောမပြေနိုင်သောဘုန်းနဲ့သင်ကိုလွှမ်းခြုံခြင်းပြီးဟာလေလုယာဟာလေလုယာဒါ
ဒါကြောင့်မောရှေကင်တဲ့ပြည့်ညတ်တရားဒီနေ့ကျွန်တော်ဘာကိုကင်ဆောင်အောင်မလဲနှုတ်ကပတ်တော်စတင်နှလုံးသွင်းရအောင်နှုတ်ကပတ်တော်နဲ့စတင်အသက်ရှင်ရအောင်နှုတ်ကပတ်တော်ကိုဆွဲလန်းကြရအောင်ဟာလေလုယာဘုရားရှင်ဘုန်းတော်တာ၍ထင်ရှားဖို့ကြောင်းဖြစ်လာမယ်သူများလာသာသနာပြုတဲ့မြန်မာပြည်မှာဖြစ်စေတော့ ਨੇ မြန်မာပြည်ကကပ္ပကိုပြန်သာသနာပြုမယ်ဟာလေလုယာဟာလေလုယာယုံကြည်ခြင်းစပြီးတော့ထားရအောင်ယုံကြည်ခြင်းစထားရအောင်ငွေနောက်မလိုက်နဲ့ဖခင်နောက်လိုက်ဒီနေ့စပြီးတော့ငွေရတင်းနောက်ကိုပြန်လိုက်လာလိမ့်မယ်ဟာလေလုယာရောက်ရှင်ဖျားရှင်ကောင်းချီးပေးပါစေအားလုံးဖခင်ကိုကိုးကွယ်ကြရအောင် Into your hand I commit again with all I am စင်လောကျွေးမဲ့နဲ့ဖခင်ဒီနေ့ကိုးကွယ်ကြရအောင်ပြန်ပြီးတော့ဒီနေ့ဖခင်ပြန်ဆက်ကပ်ရအောင်ဒီနှုတ်ကပတ်တော်အချိန်မှာပေးခဲ့တဲ့ပြစ်တွေအတွက်ဝင်ချတောင်းပန်ရအောင်ဒီနေ့ကစပြီးနှုတ်ကပတ်တော်ငါသားငါစကားကိုနားထောင်ကြားတဲ့အရာအားလုံးလက်တွေ့လှုပ်ဆောင်ဖို့ပြန်လည်ပြင်ဆင်ကြရအောင်အာမင်ငါသားတို့သမီးတို့ငါစကားကိုနားထောင်ဆိုတဲ့အတိုင်းနားမထောင်ခဲ့တဲ့အရာတွေခံစားချက်ဦးစားပေးခဲ့တဲ့အရာတွေအားလုံးဖျားခင်ရှိမှပြန်တောင်းပန်ရအောင်သူရဲ့စကားကြားပြီးနှလုံးသွင်းအောင်ထဲမှာကြံတဲ့အရာတွေထက်ကြံတဲ့နာကြီးချက်တွေကိုထဲတာထက်ဖျားစကားတွေထဲအောင်ကိုယ်ပမာနာကြီးအောင်လုပ်ခဲ့တဲ့သူတွေအကြောင်းစဉ်းစားမယ်စာဖျားကောင်းမြတ်ခြင်းစတင်စဉ်းစားကြရအောင်အာမင်လူကိုမျှော်လင့်တာထက်ဖျားကိုစတင်မျှော်လင့်ကြရအောင်အာမင်ဖျားခင်ကြီးတော်မူတင်နိုင်ပြုလိမ့်မယ်ဟာလေလုယာဟာလေလုယာ Into your hand I commit again with all I am for you, Lord. You hold my word in the palm of your hand, and I am yours forever. Sing it. Jesus, I believe in you. Jesus, I believe in you. Jesus, I belong to you. You're the reason that I live, the reason that I sing with all Iမိတတ်တော့ပြန်လဲဆက်ကပ်ရအောင်ကျွန်တော်တတ်တာမှာအရေးကြီးတဲ့အရာတစ်ခုပဲရှိတယ်ဖခင်ကိုပြန်လဲအချိန်ပေးရအောင်ဖခင်သခင်နှုတ်ကပတ်တော်နှလုံးသွင်းအောင်ဒီနေ့စပြီးတော့မှာဖခင်သခင်ကိုပြန်ပြီးတော့အားကိုးကြရအောင်ဖခင်သခင်ကိုပဲပြန်လဲမျှော်လင့်ကြရအောင် Yes Lord Jesus I walk with you wherever you go, through tears and joy, I trust in you, and I will live in all of your ways and your promises forever. The reason that I live, the reason that I sing, Jesus, Jesus, I believe in you, Jesus, I belong to you. You're the reason that I live, the reason that I sing. All I am. Hello. လက်ကလေးမြောက်ချီမြောက်လေလက်မြောက်တဲ့ဆိုတဲ့အဓိပ္ပာယ်ကဖျားကို surrender လုပ်လိုက်တာဖြစ်တယ်ဖျားရှင်မိမိကိုမိမိညာမိမိအစွမ်းစားနဲ့သက်ရှင်ခဲ့တဲ့အရာတွေအားလုံးကိုကျွန်တော်ဒီနေ့ surrender လုပ်ပါတယ်ကိုရောပဲအားကိုဖို့ကျွန်တော်တက်တောက်ပြန်လဲအနံပါတယ်ကိုရော
ကိုရောကျွန်တော်လိုအပ်ပါတယ်ကိုရောသားလေးကျွန်တော်လိုအပ်ဆုံးပါကိုရောသားလေးကျွန်တော်ရဲ့တန်တာဆုံးပါဖျောက်ပြန်လဲကိုယ်ွယ်ရှာရအောင်နှုတ်ကဖွင့်လဲဖျောက်ပြန်လဲတော့ကိုယ်ွယ်ရှာရအောင် Let's commit our life to God again. Hallelujah. I will worship. Sing it, I will worship you. I will worship you. I will worship. I will worship. Yes, Lord, we worship you, Lord Jesus. I will worship. I will worship. I will worship. Yes, Lord Jesus. I will worship you. I will worship. I will worship. I will worship you, Lord. I will worship you. Jesus, I believe in you. Jesus, I belong to you. You're the reason that I live, the reason that I live. Jesus, I believe in you. Jesus, I belong to you. You're the reason that I live, the reason that I sing with all I know. ဘဖွင့်တော့ဖျားရှုစက္ကရအားလုံးမိမိတက်တော့ဖျားဆက်ကဒီနေ့ဒီအချိန်ဟာဖျားနဲ့တင်တဲ့ချိန်ဖြစ်တယ်လွတ်လပ်စွာဖျားနဲ့စကားပြောပါဒီအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးမခံပါနဲ့လက်လွတ်ဆုံးရှုံးမခံပါနဲ့ဖျားကိုလွတ်လပ်စကားပြောပါ Hallelujah 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 Holy Spirit come Hallelujah Jesus 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 we magnify your name we glorify your name Jesus 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 Holy Spirit come and touch your people tonight Lord Holy Spirit come and touch your people tonight Lord we need you come and fill with your love come and fill with your love once again hallelujah fill us completely with your love once again Father we worship you and we adore you oh we worship you you are our God you are our Father you are our deliverer we worship you Lord Jesus we worship you Lord we worship you Lordမိသားစုရဲ့တတ်တာတွေကိုဆက်ကတ်တယ်မိမိတတ်တာကိုဆက်ကတ်တယ်ဘုရားရှင်မနစ်သက်တဲ့စိတ်လုံးတွေအားလုံးကိုတော့ဘုရားရှင်လက်မှာပြန်လဲဆက်ကတ်တယ်အလိုရညီသောနှလုံးသားဖြစ်စေပါကောင်းစားသောနှလုံးသားဖြစ်စေပါနှစ်သက်သောနှလုံးသားဖြစ်စေပါအိုးဘုရားနဲ့တူဝမ်းမြောက်တတ်တဲ့နှလုံးသားဖြစ်စေပါနှုတ်ကပတ်တော်ဆွဲလန်းတဲ့နှလုံးသားဖြစ်စေပါနှုတ်ကပတ်တော်နာခံတဲ့တတ်တာဖြစ်စေပါလက်တော်ထဲမှာအနံပါတယ်ဖာHallelujah, hallelujah, 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 Jesus. Hallelujah, Jesus, Jesus, Jesus. Hallelujah, hallelujah. I will worship you, Lord Jesus. I will worship you, worship you, worship you. I will worship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  you, Lord. I will worship. Sing it out.
I will worship. I will worship. I will worship you. I will worship. ကိုရောသားမီးရောက်စတဲ့တက်တာနှုတ်ကပတ်တော်ကိုရောနှုတ်ကပတ်တော်စာပေါ်မှာပဲတည်တဲ့အတ္တမဖြစ်စေပဲနှလုံးသားနဲ့တည်တဲ့အတ္တတွေဖြစ်ပါစေစာပေါ်မှာရေးထားတဲ့မှင်နဲ့ရေးတဲ့စာမဟုတ်ကိုရောကိုယ်တိုင်နှလုံးသားပေါ်မှာရေးချင်းခံရတဲ့စာတွေဖြစ်ပါစေရောက်စတဲ့တက်တာကိုလက်တော်ထဲမှာအနန္တဟာလေလုယာအသက်ရှင်သောနှုတ်ကပတ်တော်တည်ဆောင်သောအတ္တတွေဖြစ်ခြင်းအပြင်ဘုံတိုးပွားပါစေအဲ့ဒီဘုံကိုလောကကြီးမျှော်လင့်နေပါတယ်ဗျာအဲ့ဒီဘုံပါတဲ့သူဟာဖခင်ကောင်းမြတ်ခြင်းတခွန်းပြောတာနဲ့လူပြောင်းလဲပါတယ်ဟာလေလုယာအဲ့ဒီဘုံပါတဲ့သူကလှုပ်တဲ့လုံငန်းတိုင်းမှာအောင်မြင်ပါတယ်သူများရေတွင်းတူလို့ရေမထွက်ဘူးဘုံပါလာတဲ့သူကရေတွင်းတူတဲ့ခါမှာရေထွက်ပါတယ်အစာခေါင်းပါတဲ့ကာလမှာမိုးမရွာတဲ့ကာလမှာဘုံပါတဲ့သူကစိုက်တဲ့စိုက်ပြိုးတဲ့ဟာကအစတရားပွားများပါတယ် Oh Lord Jesus ကိုရောဘုံနဲ့ကိုရောတာမီရောက်စတဲ့လွမ်းချုံတော့ပါဒီနေ့မှာစပြီးတော့မှအသက်ရှင်သောနှုတ်ကပတ်တော်ကိုနှလုံးသားနဲ့တည်ဆောင်ခြင်းအပြင်နှလုံးသွင်းနဲ့စောင့်ထားခြင်းအပြင်revelation ကိုနေ့တိုင်းရရှိတော်သူတွေဖြစ်ပါစေအတ္တတိတိကိုလက်တော်ထဲမှာသူပဲစက္ကအနန္တနဲ့ကိုရောဘုံနဲ့လွှမ်းခြုံပေးပါကိုရောဘုံနဲ့လွှမ်းခြုံပါ fill us fill us fill us completely with your glory Jesus, I believe in you. Jesus, Jesus, I belong to you. You're the reason that I live, reason that I sing. One more time. Jesus, I believe. I belong to you. You're the reason that I live, the reason that I sing with all I. Papia, ain't down dying with us a capai. At that did you in Yapia, Tapian Lebro Sakapai, Papia, Genom Yumasa, Goro. ဘုံတော်ထင်ရှားစေဖို့ကိုရောဘုံနဲ့လွှမ်းခြုံပေးပါဖဖျားကိုရောဘုံကိုတည်ဆောင်တော်သူတွေဖြစ်ပါစေကိုရောရဲ့ဘုံနဲ့တွာလာတော်သူတွေဖြစ်ပါစေဒါကြောင့်နှုတ်ကပတ်တော်ကိုအတ္တထဲမှာအမြဲတမ်းသုံးမိထားတော်သူများဖြစ်ခြင်းအပြင်ဟာလေလုယာကိုရောရဲ့ပေးတဲ့ဘုံကျွန်တော်တတ္တထဲမှာတိုးပွားပါစေ glory to glory to glory ကိုရောအခုပြန်မဲ့လန်ကီရှောက်လုံးမှာဘေမဒီယမခပဲနဲ့ပို့ဆောင်တယ်ကောင်းကင်တမန်တက်ချလေယနေ့မှစားလေမိမိရဖရာသမီးဒါမိမိအပြင်ဖရာဘုံထင်ရှားအောင်မယ်သူများကြည့်ပြီးတော့အားကြတဲ့အတ္တဖြစ်စေမယ်ဆိုတာကိုယုံကြည်ဝန်ခံလဲနေ့တိုင်းမှာပြဿနာခက်ခဲဘလောက်ပဲရှိရှိဖခင်ကိုမျှော်လင့်ပြီးတော့ဝမ်းမြောက်ခြင်းအပြင်ဒီနေ့မှာကိုရောပြင်ဆင်ထားတဲ့ကြီးသောမှုတွေကိုသူတို့အပြင်မြင်တွေ့ရဖို့ကိုရောကောင်းချီးပေးတော်မူပါအရောက်စတဲ့သာစက္ကတဲ့ဖခင်ကိုရောဘုံနဲ့လွှမ်းခြုံခံသောသားသမီးတွေဖြစ်ပါစေကိုရောရဲ့မျက်နှာသားတွေသူတို့ပေါ်မှာရှိပါစေကိုရောရဲ့မြတ်တာကိုနေ့တိုင်းစီးဆင်းမှုခံစားနေတဲ့သားသမီးတွေဖြစ်ပါစေ
အဲ့ဒီမြတ်တာကြီးကိုလောကကိုပြန်လဲပြီးတော့မှပြသနိုင်တော်သူတွေဖြစ်ပါစေကိုရောရဲ့ဘုန်းတော်ကိုဤသားသမီးတွေအပြင်လူတွေမြင်တွေ့သွားပါစေသူတို့ရဲ့တတ်တာနေတဲ့နေရာတွေမှာစာရနိုင်ငံကြာရှုံးတဲ့ဘုရားခင်နိုင်ငံတည်ထောင်ပါသူတို့တတ်တာတီးသူတို့သားစီမြေဆက်ကိုကောင်းကြီးပေးပါဟောလှုပ်ဆောင်ထားတဲ့လုပ်ငန်းတွေအမင်္ဂလာတွေအားလုံးမင်္ဂလာပြန်ဖြစ်ပါစေအရှိနေတဲ့အကျွေးတွေအားလုံးယခုကျေပါစေယင်းနှစ်ဒီသူများပြန်လဲပေးနိုင်တော်နေ့ဖြစ်ပါစေအတ္တတာတီးလက်တော်ထဲမှာအနန္တချီးမြှောက်ခြင်းရှိပါစေစက္ကအနံပါ၏ကိုရောတရှင်တော်ဝိညာဉ်တော်သည်နေရစနေမှာတွန်းတင်လမ်းပြမှုကိုရရှိသောသားသမီးတွေဖြစ်ပါစေအတ္တတာတီးမှာကောင်းကြီးမင်္ဂလာကိုညညာတဲ့အခါမှာအတ္တသခင်ကဲတင်ပိုင်ရှင်သခင်ယေရှုဖယားနာမတော်မြတ်၌အလုံးယိုသေးလေးမြတ်စွာဆုတောင်းဆက်ကပ်လျက်ကောင်းကြီးမင်္ဂလာနဲ့တူငြိမ့်သက်ခြင်းဝမ်းမြောက်ခြင်းအောင်မြင်ခြင်းကိုဤသားသမီးတွေပေါ်မှာကြီးညာပါ၏ဖာမဆောတော်ဖျားအာမင်အာမင်ကိုဘိနမရှိတဲ့သူအနည်းဆုံး4ယောက်5ယောက်လက်ဆွဲနှုတ်ဆက်ပြီးတော့မှဘုရားသခင်ဘုန်းတင်အဖြစ်ထင်ရှားပါစေလို့တောင်းတကောင်းကြီးပေးအောင်ရောက်တဲ့ဘုရားရှင်ကောင်းကြီးပေးပါစေဟာလေလုယာHello အရောက်စီတန်းကိုဖျားရှင်ကောင်းကြီးပေးပါစေလမ်းမှာကျွန်တော်ဒီလေကားမှာမီးနေနေမောင်တဲ့အတွက်တယောက်ပြီးတယောက်ပေါ့နော်ကြည့်ပြီးတော့ဆင်းပေးပါအောင်လို့ကျေးဇူးတင်တယ်နောက်နေ့တွေမှာလည်းပြန်လဲဆုံတွေ့ကြပါစို့လို့အရောက်စီတန်းကိုဖျားရှင်ကောင်းကြီးပေးပါစေ